ဖက်နှက်ဝတ္ထုရှည်နှစ်အုပ်ကိုရေးသားထုတ်ဝေခဲ့ပြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့လက်ရှိလည်းတတိယမြောက်ဝတ္ထုကိုရေးသားနေတယ်လို့သိရတယ်ပေါ့နော်။ပြီးတော့ကျမတို့ဒီ social media မှာဆိုလို့ရှိရင်လင်းနစ်ကအမျိုးသမီးရေးရာပြီးတော့လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့အရေးနဲ့ပတ်သက်ပြီးတော့လှုပ်နေတဲ့ဖွဲ့စည်းရေးနဲ့လည်းပူးပေါင်းပြီးတော့ကျမတို့ဖိနှိပ်မှုတွေကိုထုတ်ဖော်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ဆောင်းပါးတွေကိုရေးသားနေတဲ့သူတစ်ယောက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့webinar ဒီနေ့ session လေးကကျမတို့patriarchy ရဲ့ပြီးတော့capitalism အရင်းရှင်စနစ်နဲ့ပတ်သက်ပြီးတော့ဘလို့ချိတ်ဆက်ပြီးတော့စိတ်ဝင်စရာကောင်းတဲ့ဒီအကြောင်းလေးတွေကိုဆွေးနွေးသွားမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ပေးကြပါအောင်လို့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီနေ့ session မှာအဓိကဆွေးနွေးပေးသွားမယ်လင်းနစ်ကိုဖိတ်ခေါ်ပါတယ်လင်းနစ်ရေစင်သစ်ဖြစ်ပြီလားမသိဘူးเนาะဟုတ်ကဲ့ဟုတ်စင်းနေပါပဲဟုတ်ဟုတ်ကဲ့ပါလင်းနေပထမဆုံးအနေနဲ့ပေါ့နော်ဒီ webinar series လေးကိုလာရောက်ပြီးတော့ဆွေးနွေးဖို့အတွက်ကိုဒီရောက်လာပြီးတဲ့လင်းနေကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဆုံးအနေနဲ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးอ่ะပေါ့နော်မတို့feminism မှာfeminism ကိစ္စပြောကြပြီဆိုလို့ရှိရင် patriarchy ဆိုတဲ့ကိစ္စကလူတိုင်းမှာပေါ့နော်ကိုယ်ပိုင်အမြင်တွေကိုယ်ပိုင်ခံယူချက်တွေပြီးတော့ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ခြင်းနဲ့ဆိုလို့ရင်းအဓိပ္ပာယ်တွေရှိကြရဲပေါ့နော်ဆိုတော့လင်းနေအနေနဲ့ရောpatriarchy ဆိုတဲ့ဝါဟာရကိုဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ခြင်းလဲပြီးတော့နောက်ထပ်အနေနဲ့ဒီနေ့အကြောင်းအရာရဲ့အဓိကဖြစ်တဲ့ capitalism ဆိုတဲ့အရာကိုရောလင်းနေအနေနဲ့ဘယ်လိုမျိုးပရိသတ်တွေနဲ့ပေါ့နော်ဒီနေ့ရောက်လာတဲ့သူတွေကိုဘယ်လိုမျိုးနားလည်စေခြင်းလဲလင်းနေအနေနဲ့ရောဘယ်လိုမျိုးခံယူထားလဲဆိုတဲ့အကြောင်းအရာလေးကိုပထမဆုံးအနေနဲ့ဆွေးနွေးပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့patriarchy နဲ့ capitalism အကြောင်းပြောရမယ်ဆိုလို့ရှိရင်ခဏလေးနော်ဟုတ်ပထမဆုံးကျွန်တော်patriarchy အကြောင်းလေးတစ်ချက်ပြောချင်တယ်ပေါ့နော် patriarchy ဆိုတာအဓိကတော့ကျွန်တော်တို့ဒါဒီလူအဖွဲ့အစည်းနဲ့ပတ်သက်တဲ့စနစ်တစ်ခုပဲပေါ့နော်ကျွန်တော်တို့လူတစ်နေ့ကျင်လည်လှုပ်ရှားနေကြတယ်ကျွန်တော်တို့တစ်နေ့ sorry နော်ခဏလေးဖုန်းမှာနေလို့ရပါရဲ့လင်းနေဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါကျမတို့ပရိသတ်တွေကနေပြီးတော့လဲပေါ့နော်ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီးတော့သိချင်တာဖြည့်ဆွက်ပြီးတော့ဆွေးနွေးချင်တာဒါမှမဟုတ်guest speaker နဲ့အဓိကကိုမေးချင်တဲ့အကြောင်းအရာတွေလည်းရှိလို့ရှိရင်chat ထဲကနေပြီးတော့မေးထားလို့လည်းရတယ်ကျမတို့ရဲ့စီစဉ်ထားတဲ့မေးခွန်းလေးတွေပြီးလို့ရှိရင်ပေါ့နော်တက်ရောက်လာတဲ့ participant တွေထဲကနေပြီးတော့မေးခွန်းလေးတွေကိုလည်းဆက်ပြီးဆွေးနွေးပေးသွားမယ့် session လေးလည်းရှိပါတယ်လို့ဟုတ်ကဲ့ဟုတ် sorry ပါနော်ဟုတ်ဟုတ်ရပါပြီဟုတ်ကဲ့ပါဟုတ်ဟုတ်ကျွန်တော်တို့ဒီလူအဖွဲ့အစည်းနဲ့ပတ်သက်တဲ့စနစ်တစ်ခုပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ gender အားဖြင့်အမျိုးသားတွေကအခွင့်အရေးသို့မဟုတ်အာဏာပေါ့နော်အာဏာပါဝါကိုပို့ပြီးတော့ hold လုပ်ထားတယ်ပေါ့နော်ပို့ပြီးတော့စုပ်ကိုင်ထားနိုင်တယ်လူအဖွဲ့အစည်းစနစ်တစ်ခုလို့ပြောရမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒီလိုပြောတဲ့အခါမှာကျွန်တော်တို့ကအမျိုးသားတွေအနေနဲ့အာဏာကိုပို့ပြီးတော့ hold လုပ်ထားတယ်ပေါ့နော် hold လုပ်ထားတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကနိုင်ငံရေးအရာလည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်စီးပွားရေးအရာလည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်လူမှုရေးအရာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံရေးသမားတွေမှာဆိုလို့ရှိရင်လည်းအများစုကအမျိုးသားတွေဦးဆောင်တယ်ဒီလိုပဲစီးပွားရေးမှာဆိုလို့ရှိရင်လည်းအမျိုးသားအများစုဦးဆောင်တယ်ပေါ့နော်ဒါတွေမကဘူးယဉ်ကျေးမှုအရာဆိုလို့ရှိရင်လည်းအမျိုးသားတွေကဒီပို့ပြီးတော့အဲအာဏာရှိတယ်ပါဝါရှိတယ်လို့ပြောလို့ရတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဥပမာမိသားစုထဲမှာပဲကြည်လိုက်ရင်နော်အိမ်ထောင်ဦးစီးပေါ့နော်ဖခင်ဆိုတာကဒါအရန်မိသားစုတစ်ခုအတွက်အရေးအကြီးဆုံးလို့ယဉ်ကျေးကိုမြန်မာယဉ်ကျေးမှုပေါ့နော်မြန်မာယဉ်ကျေးမှုအရာဆိုလို့ရှိရင်အဲ့ဒီလိုမျိုးလက်ခံထားကြတယ်နောက်ပြီးတော့အမျိုးသားတွေဆိုတာမြင့်မြတ်တယ်အမျိုးသမီးတွေထဲမြင့်မြတ်တယ်ဒီလိုမျိုးပေါ့နော်ယဉ်ကျေးမှုအရာဆိုလို့ရှိရင်လည်းအမျိုးသားတွေကအပေါ်စီးတစ်နေရာမှာရှိတယ်ပေါ့နော်အဲ့ဒီလိုမျိုးနိုင်ငံရေးအရာရောလူမှုရေးအရာရောစီးပွားရေးအရာရောရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေအရာရောနောက်ဆုံးကိုယ့်ရဲ့မိသားစုထဲမှာကအစအရာအလုံးอ่ะပေါ့နော်အမျိုးသားတွေကပို့ပြီးတော့အခွင့်အရေးပေးခံရတဲ့လူအဖွဲ့အစည်းစနစ်တစ်ခုသို့မဟုတ်ပို့ပြီးတော့အာဏာကိုအဲစုပ်ကိုင်ထားနိုင်တဲ့လူအဖွဲ့အစည်းစနစ်တစ်ခုလို့ပြောရမယ်ပေါ့နော်အဲ့တော့အမျိုးသားတွေကဒီလိုမျိုးအာဏာကိုပို
ပို့ပြီးတော့စုပ်ကင်ထားနိုင်တယ်ဆိုတဲ့အချိန်မှာသူကတခြားဘယ်ဟာတွေကိုပါပုံစံသွင်းသွားလဲဆိုတော့ကျွန်တော်တို့ဒီလူ့ဖွဲ့စည်းမှာလူ့ဖွဲ့စည်းမှာရှိနေတဲ့ rule တွေဥပမာအမျိုးသမီးတွေဆိုလို့ရှိရင်ကျွန်တော်လူသိများတယ်အမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့အဝတ်အစားတွေကိုအမျိုးသားတွေရဲ့အဝတ်အစားနဲ့ရောမလျှော်ရဘူးလို့ထမိန်တွေပါတယ်ရောမလျှော်ရဘူးဘာလို့လဲဆိုတော့ဒီအမျိုးသားဘက်ကဖုံးနေတယ်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့အိမ်တွင်းကဘာမဟုတ်တဲ့ဒီအဝတ်လျှော်တာမိဘူးတိုက်တာဒီလိုမျိုးဘာမဟုတ်တဲ့ကိစ္စသေးသေးလေးမှာကအစားဒီအမျိုးသားတွေရဲ့ power ကို hold လုပ်ထားမှုကသူက shape သွင်းသွားတယ်ပေါ့နော်သူကပုံစံသွင်းသွားတယ်လို့ပြောလို့ရတယ်ဒါတွေမကဘူးဒီ tradition တွေဥပမာဖျားပေါ်အမျိုးသမီးမတက်ရဘူးဒါပေမဲ့အမျိုးသားတွေကတော့ဖျားပေါ်ဘယ်နေရာထိတက်လို့ရတယ်ဘယ်လိုတက်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဒီရိုးရာယဉ်ကျေးမှုအစဉ်အလာတွေအရဆိုလို့ရှိရင်ဥပမာနောက်ပြီးတော့တားယောက်ျားလေးကိုရှင်ပြုပေးတယ်လို့ဒီလိုမျိုးပေါ့နော်ဒီဟာကဒီကိုယ့်ရဲ့မြမယဉ်ကျေးမှုထုံးတမ်းစဉ်လာအရဆိုဒါကပို့ပြီးတော့မြင့်မြတ်တဲ့အလုပ်ပို့ပြီးတော့ကောင်းတဲ့အလုပ်ပေါ့နော်အဲ့လိုမျိုးဥပမာဘုန်းကြီးနဲ့သီလရှင်ဆိုလို့ရှိရင်တော့မှဘုန်းကြီးဆိုတာကဘယ်လိုဆိုပြီးတော့သူတို့ရဲ့အမြင်ပေါ့နော်ကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာရှိနေတဲ့အမြင်တွေအရဆိုလို့ရှိရင်အကုန်လုံးကဒီအမျိုးသားတွေပါဝါကိုပို့ပြီးတော့စုပ်ကိုင်ထားတယ်ဆိုတော့အမြင်ကနေတစ်ဆင့်အကုန်လုံးက shape လုပ်သွားကြတယ်ပေါ့နော်ဒီလိုတွေမကဘူးဒီအဲလူအဖွဲ့အစည်းရဲ့မျှော်လင့်ချက်ဒီ expectation ပေါ့နော် expectation အရဆိုလို့ရှိရင်လည်းဒီအမျိုးသားတွေစီကနေပို့ပြီးတော့မျှော်လင့်ကြတယ်ပေါ့နော်မျှော်လင့်ကြရဆိုတော့ဥပမာဘယ်လိုလဲဆိုတော့အိမ်တိမ်မှာတားယောက်ျားလေးရှိတယ်ဆိုလို့ရှိရင်ဒီတားယောက်ျားလေးကဒီမိသားစုတစ်ခုလုံးရဲ့တာဝန်ကိုထမ်းနိုင်မဲ့လူဒီဒီမိသားစုကိုရဲ့ဝင်ကိုပေါ့အောင်လုပ်ပေးနိုင်မဲ့လူပေါ့နော်အဲ့လိုမျိုးမျှော်လင့်ချက်တွေရှိကြတယ်နောက်ပြီးတော့ဒီအမျိုးသားတွေပြောတဲ့စကားတန်အောင်ပေါ့နော်အမျိုးသားတွေအမြင်အမျိုးသားတွေရဲ့အထင်ကပို့ပြီးတော့ဒီလူအဖွဲ့အစည်းထဲမှာပို့ပြီးတော့အရေးပါတဲ့အရာရောက်တယ်ပေါ့နော်ဒီလိုမျိုးဒီအိမ်မှာကိုယ့်အိမ်မှာအဝတ်လျှော်တာကအစားနောက်ဆုံးနိုင်ငံရေးရအထိပေါ့နော်အရာအလုံးကဒီလူအဖွဲ့အစည်းရဲ့ဒီ patriarchy ကနေတဆင့်ပုံစံသွင်းခြင်းခံရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီဥပမာကလေးမွေးတာတွေဘာတွေကအစားပေါ့နော်အများစုကဒီအမျိုးသားယောက်ျားလေးပေါ့နော်ယောက်ျားလေးပို့ပြီးတော့လိုချင်ကြတယ်မိန်းကလေးတက်စားလို့ရှိရင်အဲ့ဒီလိုမျိုးတွေလည်းရှိကြတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီတရုတ်မှာတော့ဆိုတာတော်တော်လေးနာမည်ကြီးတဲ့ကိစ္စပေါ့နော်သူတို့သားသမီးတယောက်ပဲမွေးရမယ်ဆိုတဲ့အချိန်မှာတားယောက်ျားလေးတွေပဲမရရအောင်ယူကြတာမျိုးအဲ့ဒီလိုမျိုးပေါ့နော်ဒီဟာတွေအကုန်လုံးက patriarchy အောက်မှာကျုံးဝင်နေပေါ့နော် patriarchy ဆိုတဲ့စကားလုံးနဲ့ဆက်နေတယ်ပေါ့နော်အဲ့တော့ဒီ patriarchy ဆိုတဲ့ term ကကျွန်တော်တို့ဒီပြည်တွင်းမှာပဲဒီလိုဖြစ်နေရတော့မဟုတ်ဘူးပေါ့နော်တစ်ကမ္ဘာလုံးကဒီ patriarchy ဆိုတဲ့အမျိုးသားတွေကအာဏာကိုပို့ပြီးတော့ hold လုပ်ထားတဲ့လူအဖွဲ့အစည်းရဲ့ပုံစံအတိုင်းသွားနေကြတယ်လက်ပတ်နေကြတယ်ပေါ့နော်ဒီလိုဟာမျိုးကိုကျွန်တော်တို့က patriarchy လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ခုပေါ့နော်ဒုတိယတစ်ခုကကျွန်တော်ကိုပြောထားတာ capitalism ပေါ့နော် capitalism ဆိုတာဘာလဲ capitalism ဆိုတာဘာလဲဆိုတော့ capitalism ကမြန်မာလိုတော့ကျွန်တော်တို့အရင်းရှင်စနစ်လို့ခေါ်ကြတယ်ပေါ့နော်အဲ့တော့ဒီအရင်းရှင်စနစ်ကဘာလဲဆိုတော့အဓိကကတော့သူကတော့အရင်းရှင်စနစ်ဆိုတာကစီးပွားရေးနဲ့ပတ်သက်တဲ့စနစ်တစ်ခုပေါ့နော်ဒီ patriarchy ဆိုတာကတော့လူမှုရေးနဲ့ပတ်သက်တဲ့စနစ်တစ်ခု capitalism ဆိုတာကတော့စီးပွားရေးနဲ့ပတ်သက်တဲ့စနစ်ပေါ့နော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့စနစ်အရင်းရှင်စနစ်မှာ resource တွေလို့ပြောတဲ့နေရာမှာကျွန်တော်တို့ဥပမာအစားအသောက်ပဲဖြစ်ဖြစ်ပေါ့နော်ဆေးဝါးအစားအသောက်ရေဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး resource တွေတခြားတစ်တောဘာညာအကုန်လုံးပေါ့နော်အဲ့လို resource တွေမကဘူးကျွန်တော်တို့ရဲ့ဒီလူတစ်ယောက်ပေါ့နော်လူတစ်ယောက်အနေနဲ့ပေးနိုင်တဲ့လုပ်အားတွေဒီလိုဟာတွေကလည်း resource တွေလို့ပြောလို့ရတယ်ပေါ့နော်ဒီလို resource တွေရဲ့business တွေပေါ့နော် business တွေရဲ့အဲ့လိုဟာတွေကိုဒီလူတူတယောက်သို့မဟုတ်အဖွဲ့အစည်းတစ်ခုပေါ့နော်ဒီ corporate တွေကနေပိုင်ဆိုင်ပြီးတော့ဒီ corporate တွေကဘာကိုအဓိကထားပြီးအလုပ်လုပ်နေလဲဆိုတော့အမြတ်ရဖို့အတွက်ကိုအဓိကထားပြီးအလုပ်လုပ်နေတဲ့စနစ်တစ်ခုပေါ့နော်ဒီနေရာမှာကျွန်တော်တို့အဓိကအထူးပြုရမှာဘာလဲဆိုတော့ဒီစနစ်ထဲမှာ resource တွေနဲ့ business တွေကိုဒီ corporate တွေသို့မဟုတ် company တွေကနေပြီးတော့ privately own နေပေါ့နော်သူတို့ရဲ့ကိုယ်ပိုင်အနေနဲ့ပိုင်ဆိုင်တယ်ပေါ့နော်အဲ့လိုမျိုးပိုင်ဆိုင်ထားတယ်ဆိုတဲ့ဥစ္စာကအဓိကကျွန်တော် highlight လုပ်ချင်တယ်ပေါ့နော်အဲ့တော့ဒီစနစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အဓိကဘာကိုထောက်ပြချင်လဲဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်လေ monopoly ဆော့ဘူးကြမယ်ထင်တယ်အကုန်လုံးပေါ့နော်တော်တော်များများ monopoly ဆော့ဘူးမယ်ထင်တယ်ဒီ monopoly ဆော့လို့ရှိရင်ကျွန်တော်တို့
တတိထားမိလားတော့မသိဘူးဒီမှာပိုင်ဆိုင်မှုများတဲ့လူကတဖြည်းဖြည်းနဲ့ game ထဲမှာပို့ပြီးတော့အနိုင်ရလာတယ်ဗောနော်အနိုင်ရလာပြီးတော့နောက်ဆုံးမှာဒီလူကိုဘယ် player ကမှမနိုင်တော့ဘူးမနိုင်တော့ဘဲနဲ့ဒီလူကပဲနောက်ဆုံးမှာနိုင်သွားတယ်ဒါကိုကျွန်တော်တို့ game တစ်ဝက်လောက်မှာဆိုလို့ရှိရင်စပြီးတော့မြင်နိုင်တယ်ဗောနော်ဒီတော့အရင်ရှင်စနစ်ဆိုတာလည်းဒီလိုမျိုးပဲကျွန်တော်တို့ကအရင်ရှင်လို့ပြောလိုက်တဲ့အခါမှာအဓိကဘယ်လူတွေမှာအာဏာအရှိဆုံးလဲဒီစနစ်ထဲမှာဘယ်လူတွေမှာအာဏာအရှိဆုံးလဲဆိုတော့အရင်အနည်းကိုပိုင်ဆိုင်ထားတဲ့လူတွေမှာအာဏာအရှိဆုံးပေါ့နော်အဲ့တော့အရင်းအနှီးရှိတဲ့လူတွေကသူတို့ကဒီအရင်းအနှီးကိုအသုံးချပြီးတော့နောက်ထပ်အရင်းအနှီးတွေထပ်ပြီးတော့ရှာလို့ရတယ်ပေါ့နော်အဲ့တော့ဒီအရင်းအနှီးပေါ်ကနေအမြတ်တွေရတယ်ရတဲ့အမြတ်တွေကိုပေါင်းပြီးတော့နောက်ထပ်အရင်းအနှီးအနေနဲ့သူတို့ထပ်ပြီးတော့ပွားတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူတို့ကတဖြည်းဖြည်းနဲ့အရင်းအနှီးတွေသူတို့စီမှာအများကြီးစုလာတယ်အဲ့စုလာတဲ့အရင်းအနှီးတွေကိုသုံးပြီးတော့သူတို့ကထပ်ပြီးရှာတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအရင်းအနှီးရှိပြီးသားလူကနောက်ထပ်အမြတ်ထပ်ပြီးတော့ရဖို့အတွက်ပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာအရင်းအနှီးမရှိတဲ့လူတွေပေါ့နော်ဥပမာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုနာမည်ကြီးရပေါ့နော်တနေ့လုံးမှတနေ့စားရတယ်ဆိုတဲ့စကားပေါ့နော်ဒီလိုမျိုးကနာမည်ကြီးတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံရဲ့လူကြီးတော်တော်များများကလည်းအခုချိန်ဆိုပို့ပြီးတော့တည်တာတယ်ပေါ့နော်အာဆင်းရဲသွားကြတယ်ပေါ့နော်ဆင်းရဲသွားကြတယ်အရင်တည်းကလည်းဆင်းရဲနေကြတယ်အခုချိန်မှာဆိုတော့အထူးသဖြင့်ပို့ပြီးတော့အဆင်မပြေကြဘူးပေါ့နော်ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်သူတို့အနေနဲ့အရင်းအနှီးကိုထုတ်နိုင်တဲ့အခွင့်အလမ်းသူတို့မှာမရှိဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးမရှိတဲ့အချိန်မှာဆိုလို့ရှိရင်ဒီစနစ်ထဲမှာရောက်နေတဲ့အချိန်မှာသူတို့အနေနဲ့နောက်ထပ်ဒီစနစ်ထဲမှာအောင်မြင်ဖို့ဆိုတဲ့အခွင့်အလမ်းအရင်နည်းသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့မှာအရင်နှီးမရှိဘူးအဲ့အရင်နှီးရှိလာဖို့အတွက်အဓိကအရင်နှီးရှိဖို့အရင်နှီးကလိုနေတယ်ဖြစ်နေတာအဲ့ဒီတော့ဒီမရှိတဲ့အရင်နှီးကိုဘယ်လို့မှမရှိတဲ့အရင်နှီးကနေတစ်ဆင့်ထပ်ပြီးတော့ယူလို့မရဘူးပေါ့နော်သူတို့အဲ့လိုမျိုးယူလို့မရဘူးဖြစ်နေတယ်အဲ့တော့ဒါကဒီ capitalism စနစ်ရဲ့အဓိကကျွန်တော်အမြင်ပါပေါ့နော်အဆင်မပြေတဲ့အချက်ပေါ့ဘာလို့လဲဆိုတော့ဆင်းရဲတဲ့လူတွေကဆင်းရဲတာဆင်းရဲနေတယ်ဒါပေမဲ့ချမ်းသာတဲ့လူတွေကချမ်းသာပြီးရင်ချမ်းသာနေတယ်ပေါ့နော်ဒီလိုမျိုးဖြစ်ရာကနေကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့အာ wealth inequality လို့ခေါ်တယ်ပေါ့နော်အဒီပစ္စည်းဥစ္စာပိုင်ဆိုင်မှုခွဲဝေတာမညီမျှမှုပေါ့နော်ဥပမာကျွန်တော်တို့ဒီကမ္ဘာပေါ်မှာဆိုလို့ရှိရင်ပေါ့နော်ကမ္ဘာပေါ်မှာလူဦးရေရဲ့25%လောက်ကဒီအငတ်ဘေးပေါ့နော်အငတ်ဘေးစိုက်နေတယ်ဒါပေမဲ့အဲ့ဒီအချိန်လောက်မှာလူဦးရေရဲ့1%ပေါ့နော်1%သို့မဟုတ်1%လောက်ကသူတို့အနေနဲ့ဒီသုံးလို့မကုန်နိုင်တဲ့ wealth တွေပေါ့နော်ပစ္စည်းဥစ္စာတွေသူတို့ပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတစ်ဖက်မှာလူတွေဒီလောက်အများကြီးဒုက္ခရောက်နေတဲ့အချိန်မှာတစ်ဖက်မှာလူတွေကကြတော့တစ်ဖက်ကလူနည်းစုကကြတော့ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေအများကြီးကိုသူတို့လက်ထဲမှာစုပ်ကိုင်ထားတယ်ပေါ့နော်ဒီလိုမျိုးမညီမျှမှုကကျွန်တော်တို့ဒီ capitalism စနစ်ထဲမှာတွေ့နိုင်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးသဘောကျတာတစ်ခုရှိတယ်သဘောကျတဲ့ထောက်ပြထားတဲ့သူများထောက်ပြတဲ့အချက်တစ်ခုပေါ့နော်အဲ့ဒီဟာကဘာလဲဆိုတော့ကျွန်တော်တို့ဒီလူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကိုပြောတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဥပမာဘာပေးလဲဆိုတော့ဥပမာကိုကလုံးဝစားစရာမရှိဘူးပေါ့နော်စားစရာမရှိတဲ့အချိန်မှာဆိုသူများစီကပေါင်မုံတစ်လုံးသွားခိုးတာကဒါကိုမှအပြစ်ရှိလားဆိုတော့မေးခွန်းမျိုးပေါ့နော်ဒီလိုမေးခွန်းမျိုးကျွန်တော်တို့ခဏခဏကြားရတယ်ဒါပေမဲ့ကျွန်တော်တို့မေးဖို့ပေါ့နော်ပြက်ကွက်ခဲ့တာပေါ့နော်ပြက်ကွက်ခဲ့တာကဘာလဲဆိုတော့လူတစ်ယောက်ကဒီအခြေအနေထိရောက်အောင်ဒီသူ့မှာဘာမှမရှိဘူးဒီလိုမျိုးခိုးမှစားရမယ်ဆိုတဲ့အခြေအနေထိရောက်နေတဲ့အချိန်မှာတခြားလူတစ်ယောက်ကသူ့စီမှာပေါင်မုံတွေအများကြီးတင်ထားတယ်ဆိုတာဖြစ်တင်လားဆိုတဲ့မေးခွန်းမျိုးပေါ့နော်အဲ့လိုမေးခွန်းမျိုးကိုကျွန်တော်တို့မေးဖို့ပြက်ကွက်ခဲ့တယ်ပေါ့ပြက်ကွက်တယ်သို့မဟုတ်ဒီလိုမေးခွန်းမျိုးကိုစပြီးတော့မေးကြည့်ရမယ့်အချိန်လို့လည်းကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ဒါကဒီ capitalism နဲ့ပတ်သက်ပြီးကျွန်တော်သဘောကျတဲ့မေးခွန်းတစ်ခုပေါ့နော်ဒါလေးကျွန်တော် share ပေးတာပါနောက်တစ်ခုကကြတော့ capitalism အကြောင်းပြောပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုထည့်ပြီးတော့စဉ်းစားဖို့လိုလဲဆိုတော့ဒီ capitalism ပေါ့နော်အရင်းရှင်စနစ်ထဲမှာလူတစ်ယောက်မအောင်မြင်ဘူးပေါ့နော်လူတစ်ယောက်မအောင်မြင်ဘူးဆိုလို့ရှိရင်ဒါကအဲဒီလူတစ်ယောက်ရဲ့အသုံးမကျမှုပေါ့နော်ဒီလူတစ်ယောက်အနေနဲ့သူအောင်မြင်အောင်မလုပ်နိုင်လို့ဆိုတော့လူတစ်ယောက်ချင်းစီရဲ့လူတစ်ယောက်ချင်းစီပေါ်ကိုအပြစ်တင်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ဒါကကျွန်တော်အနေနဲ့လုံးလုံးမမှန်ဘူးလို့ပြောချင်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တချို့နေရာတွေဥပမာကျွန်တော်တို့လူတစ်ယောက်ရဲ့အခြေခံရပိုင်ခွင့်တွေဥပမာအစားအသောက်ရေနေစရာသို့မဟုတ်အာပညာရေး healthcare ဒီကျန်းမာရေးပေါ့နော်ဒီလိုဟာမျိုးတွေကျွန်တော်တို့လူတစ်ယောက်အနေနဲ့အခြေခံရရတဲ့အခွင့်အရေးတွေပေါ့နော်ဒီလိုလူအခွင့်အရေးတွေကိုကျွန်တော်တို့ကမရတဲ့အချိန်မှာလူတူတယောက်တည်းကိုကျွန်တော်တို့အပြစ်တင်လိုက်တာဒီလူတယောက်မှားနေလို့ဒါတွေမရသင့်ဘူးဆိုတော့
ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး narrative မျိုးအဲ့လိုမျိုးအမြင်မျိုးကမှန်ရလားဆိုတာကိုကျွန်တော်အနေနဲ့မေးခွန်းထုတ်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုကိစ္စတွေဥပမာပညာရေးတို့လို့ကျန်းမာရေးတို့လိုကိစ္စတွေကလူတူတယောက်တည်းနဲ့ဆိုင်နေတဲ့ကိစ္စတွေမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဥပမာပညာရေးတို့ဘာလို့ဒီကိစ္စတွေကဘယ်လိုမျိုးဖြေရှင်းရမှာလဲဆိုတော့ကျွန်တော်တို့ community တစ်ခုအနေနဲ့ဖြေရှင်းရမယ့်ပြဿနာတွေ community တစ်ခုလုံးမှာတာဝန်ရှိတဲ့ပြဿနာတွေ community တစ်ခုလုံးရဲ့ responsibility ပေါ့နော် community တစ်ခုလုံးရဲ့တာဝန်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့လိုအချိန်မျိုးမှာဒီအခြေခံပညာသင်ခွင့်ကိုမရတဲ့လူတစ်ယောက်ကိုဒါသူမှားနေတာပါဆိုပြီးကျွန်တော်တို့ပြောလို့အပြစ်တင်မှုအပြစ်မတင်ဘူးပေါ့နော်ကျွန်တော်အနေနဲ့တော့အဲ့လိုအပြစ်မတင်ဘူးရဲတဲ့အရန်တောကြတဲ့နေရာတွေနောက်ပြီးတော့အခုဆိုလို့ရှိရင်စစ်တွေဖြစ်လို့အဆင်မပြေတဲ့ဟာတွေပေါ့နော်ဒီလိုဟာမျိုးတွေမှာကျွန်တော်တို့ကဒီလိုကလေးတွေက proper education ကိုမရနိုင်တဲ့အချိန်မှာကျွန်တော်တို့ကဒါသူမှားနေတာပါဆိုပြီးပြောလို့မရဘူးပေါ့နော်ဒါကကျွန်တော်တို့ community တစ်ခုလုံးအနေနဲ့ကျွန်တော်တို့ fail ဖြစ်နေတဲ့အပိုင်းတွေအစိတ်အပိုင်းတွေပေါ့နော်အဲ့တော့အဲ့ဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင် capitalism ကအဓိကဘလို့ကိုသွားပြီးတော့အပြစ်တင်လိုက်လဲဆိုတော့လူတစ်ယောက်ချင်းစီမှားနေတာပါဒါလူတစ်ယောက်ချင်းစီရဲ့အသုံးမကျမှုကြောင့်မအောင်မြင်တာပါဆိုပြီးအဲ့လိုမျိုးအပြစ်တင်လိုက်တယ်ပေါ့နော်ဒီလိုဟာမျိုးကိုကျွန်တော်အနေနဲ့သဘောမကျဘူးပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်ဗာထပ်ပြောချင်တယ်ဆိုတော့ဒီ capitalism စနစ်ပေါ့နော်အရင်းရှင်စနစ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကပြိုင်ဆိုင်မှုပေါ့နော်ပြိုင်ဆိုင်မှုရှင်ပြိုင်မှု competition ကိုဦးစားပေးတယ်ပေါ့နော် competition ဦးစားပေးတယ်ကျွန်တော်အမြင်မှာဒီလူတွေအနေနဲ့ပို့ပြီးတော့အဆင်ပြေလာဖို့ဆိုရင် community sorry competition တစ်ခုတည်းနဲ့အဆင်မပြေဘူးပေါ့နော် cooperate လုပ်ဖို့လည်းလိုတယ်တယောက်နဲ့တယောက် cooperate လုပ်ဖို့လည်းလိုတယ်အဲ့မှာကျွန်တော်သဘောကျတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ selfish ဖြစ်တဲ့သူပေါ့နော် selfish ဖြစ်တဲ့သူတွေကတယောက်ချင်းအနေနဲ့ဆိုရင်တော့အောင်မြင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ selfish ဖြစ်တဲ့လူတွေကြီးပဲစုနေတဲ့အဖွဲ့အစည်းနဲ့ selfish မဖြစ်တဲ့လူတွေစုနေတဲ့အဖွဲ့အစည်းနဲ့ဆိုလို့ရှိရင် selfish မဖြစ်တဲ့လူတွေစုနေတဲ့အဖွဲ့အစည်းကအမြဲတမ်းနိုင်လိမ့်မယ်ဆိုတဲ့စကားကိုကျွန်တော်သဘောကျတယ်ပေါ့နော်တယောက်ချင်းဆိုလို့ရှိရင်တော့တယောက်ချင်း level မှာတော့ဒါသူတို့နိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့ community တစ်ခုလုံးအနေနဲ့စဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်ဒီလိုလူမျိုးတွေစုနေတဲ့ community ကအမြဲတမ်း fail ဖြစ်နေမှာပဲပေါ့နော်အဲ့ဒီတော့ဒီ capitalism ကကြတော့ကျွန်တော်တို့ဟာ competition ကိုအဓိကဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေကမူရင်းအရာအဲ့ဒီလောက်ထိ selfish မဖြစ်လို့ရှိရင်တော့စနစ်အရလူတွေကပို့ပြီးတော့သူတို့ selfish ဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ကဒီညမှာလူတွေရဲ့ selfish ဖြစ်မှုတဲ့ system ပေါ့နော်ဒီ capitalism ဆိုတဲ့အရင်းရှင်စနစ်ကနေတဆင့်တွန်းပို့နေတဲ့ selfish ဖြစ်မှုပေါ့နော်အဲ့ဒီဟာကိုပို့ပြီးတော့ criticize လုပ်ချင်တယ်အဲ့ဒီဟာကိုထောက်ပြချင်တယ်ပေါ့နော်အဲ့တော့ဒီအရင်းရှင်စနစ်ကြီးတစ်ခုလုံးဟာလူတွေရဲ့ရှင်ပြိုင်လိုမှုပေါ့နော်ရှင်ပြိုင်မှုကိုသူကတွန်းအားပေးပြီးတော့ system တစ်ခုလုံးကနေ selfish ဖြစ်နေတယ်အဲ့လိုမျိုး selfish ဖြစ်တဲ့ environment တစ်ခုဖြစ်အောင်သူ့အနေနဲ့တွန်းပို့နေတဲ့စနစ်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ခဏလေးနော်ရေးထားလိုက်အောင်မယ်ရပါတယ်လို့ဟုတ်ရေးတောက်ပြီးအေးဆေးဆေးဆွေးနွေးလို့ရပါတယ်ဟုတ် participant တွေအနေနဲ့လည်းဆွေးနွေးချင်တာလေးရှိရင်ချက်မှပြောထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီအရင်းရှင်စနစ်ပေါ့နော်အရင်းရှင်စနစ်အကြောင်းပြောတဲ့အခါမှာအဓိကကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုဘယ်နိုင်ငံသွားပြီးတော့ပြင်းမြင်လဲဆိုလို့ရှိရင် US ပေါ့နော်ဒီ American ဆိုတာ Corporate America လို့တောင်ခေါ်တဲ့အရင်းရှင်စနစ်အရန်ထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံပေါ့နော်အဲ့တော့ဒီ America ကသူကဘယ်နေရာတွေမှာအရန်ကောင်းနေလဲဆိုတော့အဲ propaganda လုပ်တဲ့နေရာတွေမှာဆိုလို့ရှိရင် America ကတော်တော်လေးကောင်းတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တခုပေါ့နော်တခုထောက်ပြချင်တာအမေရိကမှာဆိုရင်ဒီအနောက်နိုင်ငံတွေပေါ့နော်အထူးသဖြင့်ဒီအမေရိကမှာဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့တူတယောက်တည်းရက်တည်မှုပေါ့နော် individualism တယောက်တည်းရက်တည်တဲ့ဟာကိုသူတို့အရင်ဦးစားပေးတယ်ပေါ့နော်ဥပမာနေတာကတယောက်တည်းနေတာကောင်းတယ်တယောက်တည်းရက်တည်နိုင်တာကအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးလူတွေကတကယ်အဲ့လိုဘယ်လိုပြောရမလဲဒီကျွန်တော်တို့ဒီလူအဖွဲ့အစည်းထဲမှာတကယ်တော်တဲ့လူတွေတကယ်ကောင်းတဲ့လူတွေအဲ့လိုပုံစံမျိုးပေါ့နော်သူတို့ကအဲ့လိုအမြင်မျိုးရှိအောင်
အမြင်မျိုးကိုသူတို့ကဘယ်လိုပြောရမလဲ promote လုပ်တယ်ပေါ့နော်အဲ့လိုအမြင်မျိုးရှိအောင်သူတို့စူးစမ်းတယ်အဲ့တော့ကျွန်တော်ဘာကိုထောက်ပြချင်လဲဆိုတော့ဥပမာကျွန်တော်တို့ဒီအနောက်နိုင်ငံတွေမှာဆိုရင်16နှစ်ပြည့်လို့ရှိရင်ဒီသူတို့ကလေးတွေပေါ့နော်ကလေးတွေကိုတက်တက်စီတက်တက်ပြောင်းပြီးတော့နေကြတာမျိုးအဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးတွေကိုဒီလိုကာချာမျိုးတွေကိုသူတို့ promote လုပ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်တာကျွန်တော်တို့ဒီ Asian culture မှာဒီမိသားစုနဲ့နေတယ်ဆိုတာကအမြဲတမ်းကောင်းတယ်ပို့ပြီးတော့ကောင်းတယ်ဆိုတာကိုပြောချင်တာမဟုတ်ဘူးအဓိကကျွန်တော်ကဒီ US ပေါ့နော်ဒီအနောက်နိုင်ငံတွေရဲ့သူတို့ရဲ့ဒီလူမှုရေးအရအတွေးအခေါ်တွေကသူတို့ရဲ့ system ကိုဘယ်လိုသွားပြီးတော့ထောက်ပံ့ပေးနေလဲဆိုတဲ့ဥစ္စာကိုအဓိကကျွန်တော်ကထောက်ပြချင်တာအဲ့တော့ခုနလိုမျိုးအိမ်ခွဲနေလိုက်တယ်တယောက်ချင်းနေတဲ့အဲ့လိုနေတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဘာတွေထပ်ပြီးတော့လိုအပ်လဲဆိုတော့တကိုယ်ရည်အသုံးဆောင်တွေပို့ပြီးတော့လိုအပ်တယ်ပေါ့နော်ဥပမာမိသားစုနဲ့နေတော့ကျွန်တော်တို့အိမ်မှာထမင်းပေါင်းတစ်လုံးလိုမယ်ရေခဲတစ်တာတစ်ခုလိုမယ်microwave တစ်ခုလိုမယ်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့တက်တက်ခွဲနေလိုက်တဲ့အခါမှာဒါတွေကနောက်ထပ်တစ်လုံးစီထပ်ပြီးတော့လိုလာတယ်အဲ့ဒီအခါမှာကျွန်တော်တို့အနေနဲ့ဘာထပ်ပြီးတော့သုံးဖို့လိုလဲဆိုတော့ပတ်စံတွေထပ်ပြီးတော့သုံးဖို့လိုတယ်ဒီဈေးကွက်ထဲမှာဝယ်လိုအားတွေထပ်ပြီးတော့တက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီလူအဖွဲ့အစည်းထဲမှာမြင်နေတဲ့အမြင်တွေကိုပြောတဲ့အခါမှာဒီဟာတစ်ခုထဲမှာလည်းသူတို့ကပြီးမသွားဘူးပေါ့နော်ဒီဟာကိုတစ်ခုလုံးထိန်းချောင်းနေတဲ့ဒီစီးပွားရေးအရာစနစ်နဲ့လည်းတွားပြီးတော့သူတို့ကဆက်ဆက်နေတယ်ပြီးတော့ဒီ patriarchy နဲ့ capitalism ဆိုလည်းဒီလိုပဲတစ်ခုနဲ့တစ်ခုကတည်တဲ့ issue တွေဒီတစ်ခုကလူမှုရေးနဲ့ပတ်သက်တာဒီတစ်ခုကစီးပွားရေးနဲ့ပတ်သက်တာလို့ပြောပေမဲ့ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုဆက်ဆက်နေရပေါ့နော်ခုနကကျွန်တော်ပြောသွားသလိုပဲ individualism ကဒီစီးပွားရေးအရာဆိုလို့ရှိရင်ဘယ်လိုမျိုးသူကဒီ capitalist market ကိုသူကအထောက်ပံ့ပေးနေလဲဆိုတဲ့ဟာမျိုးနဲ့ဆက်ဆက်နေတယ်ပေါ့နော်อืม okay အမ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ capitalist society ပေါ့နော်ဒီအရင်းရှင်စနစ်အရင်းရှင်အဖွဲ့အစည်းပေါ့နော်ဒီအရင်းရှင်စနစ်ကနေပြီးတော့ထိန်းချောင်းနေတဲ့လူအဖွဲ့အစည်းမှာဆိုလို့ရှိရင်လူတစ်ယောက်ရဲ့တန်ဖိုးပေါ့နော်လူတစ်ယောက်ရဲ့တန်ဖိုးဘာနဲ့ဆုံးဖြတ်လဲဆိုတော့ဒီလူဟာဒီစနစ်ထဲမှာဘယ်လောက်ထိအမြတ်များများထုတ်ပေးနိုင်လဲဆိုတဲ့ဥစ္စာနဲ့ဆုံးဖြတ်ကြတယ်ပေါ့နော်ဒီလူကအလုပ်ကောင်းကောင်းရှိတာဒီလူကပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဒီလိုမျိုးတွေနဲ့ဆုံးဖြတ်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြင်မှာဆိုလို့ရှိရင်လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာလူတစ်ယောက်ရဲ့တန်ဖိုးဆိုတာဒီလူတစ်ယောက်ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲ system ထဲမှာဒီလူတစ်ယောက်ဘယ်လောက်ကောင်းကောင်းအလုပ်လုပ်ပေးနိုင်လဲဆိုတာတွေနဲ့အများကြီးဆိုင်နေပေါ့နော် sorry ဒီဟာတွေနဲ့ပဲဆိုင်တဲ့ဟာတခုမဟုတ်ဘူးလို့ပြောချင်တာပေါ့နော်ဥပမာအထူးသဖြင့်ကျွန်တော်တို့အခုအခြေအနေမှာဆိုလို့ရှိရင်အခုလိုအခြေအနေမျိုးမှာဆိုရင်အခုလိုအခြေအနေမျိုးဆိုတာလွန်ခဲ့တဲ့ဒီ၄-၅နှစ်ပေါ့နော်ဒီ၄-၅နှစ်အတော်အတွင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့တည်တာတယ်ပေါ့နော်ကျွန်တော်တို့လူတူတယောက်အနေနဲ့ဒီကိုယ့်ရဲ့ community ပေါ်ကိုစောင့်ရှောက်ခြင်းတဲ့စိတ်တွေလူတယောက်ရဲ့ character တွေကဘယ်လောက်အရေးကြီးရဲဆိုတော့အခုလိုမျိုးခက်ခဲနေတဲ့အချိန်တွေမှာဆိုရင်ပို့ပြီးတော့တည်တာတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့လူတစ်ယောက်ကဒီလိုမျိုး profit ဘယ်လောက်ထုတ်ပေးနိုင်လဲဆိုတာမှာねသူ့ရဲ့တန်ဖိုးကရှိနေတာမဟုတ်ဘူးတခြားသူနဲ့ပတ်သက်နေတဲ့သူ့ရဲ့ character နဲ့ပတ်သက်နေတဲ့ဟာတွေမှာလည်းသူ့ရဲ့တန်ဖိုးတွေသူ့ရဲ့ worth တွေကအများကြီးသက်ဆိုင်နေတယ်ပေါ့နော်ဒါပေမဲ့ဒီအရင်းရှင်စနစ်ကနေပြီးတော့ထိန်းချောင်းနေတဲ့လူ့အဖွဲ့အစည်းတွေကိုရောက်သွားတဲ့အခါမှာတော့လူတစ်ယောက်ရဲ့တန်ဖိုးကအဓိကက profitable ဘယ်လောက်ဖြစ်လဲဆိုတာနဲ့သွားပြီးတော့ဆက်ဆက်နေတယ်ပေါ့နော်ဒါကကျွန်တော်သဘောမကျတဲ့အချက်တွေပေါ့နော်ပြပါဟုတ်စဉ်းစားတာစိတ်ဝင်စားစရာပဲเนาะအမားတို့ဒီကျွန်တော်ခြေတောက်နေရပါတယ်လင်းနေဟုတ်ကဲ့အခုဖြစ်နေတဲ့အမားတို့ဒီလူမှုပတ်ဝန်းကျင်ရဲ့လက်ရှိအနေအထားနဲ့လည်းအများကြီးချိတ်ဆက်ပြီးတော့တွေးကြည့်လို့ရတယ်လीเนาะကိုလိုအမားတို့ခက်ခဲနေတဲ့အချိန်တွေမှာဒီ individualism တဦးတစ်ယောက်ချင်းစီဒီနေတာကိုပို့ပြီးတော့အားပေးတဲ့ဟာဒီရပြီးတော့အမားတို့ဒီစုလိုက်အဖွဲ့လိုက်ပေါ့เนาะဒီအားလုံးတူတူပေါင်းစည်းပြီးတော့ရလက်တစ်ခုခုရအောင်လှုပ်ဆောင်ကြတဲ့ဒီဝါဒပေါ့เนาะဒီຢာနဲ့ပတ်သက်ပြီးတော့အမားတို့တွေဘယ်လိုချိတ်ဆက်ပြီးတော့ဒီ capitalism ကိုထည့်သွင်းပြီးစဉ်းစားလို့ရလဲဆိုတာလေးမြင်ရတယ်เนาะပြီးတော့ခုနကလင်းနဲ့ဆွေးနွေးသွားတာသဘောကျတာဒီပါမုတ်ပေါ့เนาะပါမုတ်တွေရှားပါလာတဲ့အချိန်မှာလူတစ်ယောက်ကဒီတခြားသူပါမုတ်လိုချင်လို့ရှိရင်တခြားတစ်ယောက်စီကသွား
ခိုးတာအပြစ်လားဒါမှမဟုတ်လို့ရှိရင်ဒီပါမုတ်တွေအများကြီးကိုဘယ်သူကသိမ်းထားလဲဆိုရဲဒီပါမုတ်တွေပုံမှာလဲပေါ့နော်ဒီ system ကြီးတစ်ခုလုံးကိုမြင်အောင်ကြည့်ဖို့ပေါ့နော်ဒီခိုးတဲ့သူကိုပဲဒီအမတို့အပြစ်မြင်တာမျိုးမဟုတ်ပဲနဲ့ပါမုတ်တွေကိုဘယ်သူကသိမ်းထားတာလဲဘယ်သူကလက်ဝဲကြီးအုပ်ထားတာလဲဆိုရဲဒီ system ကြီးတစ်ခုလုံး big picture ဒီကိုမြင်အောင်မှကြည့်ဖို့ဒီဒီနေ့ကဟိုထောက်ပြသွားတယ်ပြောပြသွားတဲ့ဟာအများကြီးတွေ့ရတယ်နော်ပြီးတော့ဒီနေ့ဒီရနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆက်ပြီးဆွေးနွေးခြင်းလဲပြီးတော့ဒီ capitalism ပေါ့နော်အမထပ်ပြီးတော့သိချင်တာကဒီ capitalism အရင်းရှင်စနစ်ကဒီနေ့ခုနကဆွေးနွေးသွားရလေနော်အမတို့စီးပွားရေးလို့ပြောလို့ရတယ်ဒီ patriarchy ကကြတော့အမတို့လူမှုရေးနဲ့ပတ်သက်တဲ့အရာ capitalism ကကြတော့ဒီအမတို့ society မှာစီးပွားရေးနဲ့ပတ်သက်တဲ့အရာပေါ့နော်ဆိုတော့စီးပွားရေးလို့ပြောလိုက်လို့ရှိရင်အမတို့နေ့တတူကစားရေးတောက်ရေးနေရေးအရာအားလုံးရဲ့ဒီပြောရလို့ရှိရင်လူတယောက်ရဲ့ပတ်စံကြီးကနေပတ်စံထွက်သွားတဲ့အရာတွေနဲ့အများကြီးဆက်ဆက်နေရပေါ့နော်ဆိုတော့ဒီအရာမှာဒီ capitalism ရင်းရှင်စနစ်ဆိုရဲဒီဝေါ်ဟာကြီးကတော့ကြီးကျင်ကြီးမယ်ဒါပေမဲ့အမတို့တွေနေ့တတူကမှာလူတိုင်းနဲ့ပတ်သက်နေရဆိုတော့ဒီအရာကတိလိုက်သည်ဖြစ်စေမတိလိုက်သည်ဖြစ်စေပေါ့နော်အမတို့အရာလူသားတယောက်အနေနဲ့ပြည်သူတယောက်အနေနဲ့အရာထားတယ်ဒီစပြီးတော့လူမှုပတ်ဝန်းကျင်မှာရှင်းသန်မယ်ဆိုပြီးအဲ့ရာစပြီးတော့ capitalism ကဘလို့ຢာတွေမှာအသေးစိတ်ပါဝင်ပတ်သက်နေလဲပေါ့နော်တိလိုက်သည်ဖြစ်စေမတိလိုက်သည်ဖြစ်စေနောက်ဆုံးမျိုးလုံးနှလုံးဖွင့်တဲ့ချိန်ကနေပြီးမျိုးလုံးနှလုံးပိတ်တဲ့ချိန်ထိပေါ့နော်ဒီအရင်းရှင်စနစ်ကအမတို့ရဲ့နေ့တတူကမှာရောဘလို့မျိုးတွေပါဝင်ပတ်သက်နေလဲ patriarchy ဆိုတာကအမတို့ဒီပြည်သူတွေမှာဘယ်လောက်ထိလွှမ်းမိုးမှုရှိလဲဆိုတာလေးလည်းဆက်ပြီးဆွေးနွေးပြပါအောင်လို့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ everyday ပေါ့နော် every နေ့တတူကနေ့စဉ်ပေါ့နော်နေ့စဉ်ဘဝမှာဆိုလို့ရှိရင်ဒီ capitalism ကဘယ်လိုပါဝင်ပတ်သက်နေတယ်ကျွန်တော်တို့အနေနဲ့ဒီစနစ်နဲ့ပေါ့နော်ဘယ်လိုထိတွေ့နေလဲဆိုရင်ကျွန်တော်တို့အမှန်တော့ဘာလို့ဒီစနစ်နဲ့သွားပြီးထိတွေ့နေရပဲဥပမာအစားအသောက်ဝယ်တာပဲဖြစ်ဖြစ်အဝတ်အစားဝယ်တာပဲဖြစ်ဖြစ်နောက်ဆုံးကျွန်တော်တို့ Facebook သုံးတယ် Netflix ကြည့်တယ်သို့မဟုတ်Grab ခေါ်တယ်ဒါတွေအကုန်လုံးကဒီစနစ်နဲ့သွားပြီးတော့ဆက်ဆက်နေရပဲပေါ့နော်ကျွန်တော်တို့ကဒီ capitalist market ကြီးရဲ့ဒီအစိတ်ပိုင်းတစ်ခုအနေနဲ့ဒီဟာတွေကိုလုပ်နေတိုင်းမှာပါဝင်ပတ်သက်နေတာပဲနောက်ပြီးတော့နောက်ထပ်တစ်ခုอ่ะဗောနော်ကျွန်တော်တို့ကဒီလိုမျိုးmarket နဲ့တင်မကဘူးကျွန်တော်တို့ကိုယ်တိုင်အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ capitalist market ထဲမှာရောင်းကုန်တစ်ခုလိုမျိုး role တစ်ခုကိုကျွန်တော်တို့အနေနဲ့ play လုပ်တယ်လို့ပြောလို့ရတယ်ဗောနော်ဟိုဘယ်လိုပြောချင်တာလဲဆိုတော့ဥပမာကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ရဲ့ scale တွေကိုဒီလုပ်ငန်းရှင်တွေစီကိုပြန်ပြီးတော့ရောင်းချတာပေါ့နော်အလွယ်ပြောရရင်တော့အလုပ်လုပ်တာပေါ့နော်ဒီအလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ scale တွေအချိန်တွေကိုကျွန်တော်တို့ကအလုပ်သမားအနေနဲ့တွားပြီးတော့ဒီစနစ်ထဲမှာပါဝင်ပတ်သက်နေတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့လည်းကျွန်တော်တို့ကဒီ capitalism ထဲမှာပါဝင်နေတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကလေပတ်စံမရတဲ့ပတ်စံမရတဲ့အလုပ်တွေဥပမာကလေးမွေးတာတို့ကလေးမွေးတယ်ဆိုတာဟိုကလေးကိုပြုစုပျိုးထောင်တာကိုပြောချင်တာကလေးကိုပြုစုပျိုးထောင်တာတို့ဒီလူကြီးမိဘတွေကိုစောင့်ရှောက်တာတို့အိမ်မှုကိစ္စတွေလုပ်တာပေါ့နော်ဒီလိုမျိုးပတ်စံမရတဲ့အလုပ်တွေကလည်းဒီစနစ်ကိုတနည်းတစ်ပုံထောက်ပံ့ပေးနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဥပမာအိမ်တိမ်မှာလူတစ်ယောက်ကဒီစနစ်ထဲမှာသွားပြီးတော့အလုပ်လုပ်တယ်ဆိုရင်ကျန်တဲ့လူတွေကကျန်တဲ့သူတွေဥပမာဒီကျွန်တော်တို့များသောအားဖြင့်ပေါ့အမျိုးသားပေါ့နော်အမျိုးသားကသွားပြီးအလုပ်လုပ်တယ်ဆိုလို့ရှိရင်အမျိုးသမီးကနေပြီးတော့အိမ်မှုကိစ္စတွေလုပ်တယ်အိမ်က unpaid labor ပေါ့နော်ဒီပတ်စံမရတဲ့အလုပ်တွေသူလုပ်တယ်ပေါ့နော်ဒီလိုလုပ်တဲ့အခါမှာတစ်ဖက်ကအမျိုးသားကဒီစနစ်ကလိုအပ်နေတဲ့ labor ကိုအကောင်းဆုံးသူထုတ်ပေးနိုင်တယ်သူဘာလို့အဲ့လိုထုတ်ပေးနိုင်လဲဆိုတော့ဒီဘက်ကနေပြီးတော့ပတ်စံမရဘဲနဲ့အလုပ်လုပ်ပေးနေတဲ့ labor ရဲ့ support လုပ်ပေးမှုကြောင့်အဲ့လိုမျိုးတစ်ဖက်ကနေတွားပြီးတော့သူထုတ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒါကဓာတ်ရိုက်မဟုတ်ပေမဲ့ဒီစနစ်ကြီးကိုတနည်းတစ်ပုံနဲ့ထောက်ပံ့ပေးနေတယ်လို့ပြောလို့လည်းရတယ်ပေါ့နော်အဲအဲ့ဒီတော့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဗောနော်တစ်ခုပြောချင်တာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ခုနကတော့လည်းကျွန်တော်ပြောရတယ်ဒီ capitalist တွေဗောနော်ဒီအရင်းရှင်စနစ်ကဆိုရင်
လူတွေကို compete ဖြစ်စေတယ်ပေါ့နော် selfish ဖြစ်အောင်တွန်းပို့နေတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုး labor ကိုရောင်းချတယ်အလုပ်ခွင်မှာရောက်သွားတယ်ပေါ့နော်အလုပ်ခွင်ကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတယောက်နဲ့တယောက် compete လုပ်ရတယ်ပေါ့နော်တယောက်နဲ့တယောက်ရှင်ပြိုင်မှုလိုအပ်တယ်ဟိုမှာပို့ပြီးတော့ယာရုကောင်းမှုပို့ပြီးတော့လစာရပေါ့နော်အဲ့လိုမျိုးတွေရှင်ပြိုင်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးရှင်ပြိုင်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ဒီအလုပ်ခွင်မှာအထီးကျန်တာမျိုးကျွန်တော်တို့ဟို workplace alienation လို့ခေါ်တဲ့အလုပ်ခွင်မှာတယောက်တည်းအထီးကျန်လာတာအလုပ်ခွင်မှာတတိပုဂ္ဂလဖြစ်လာတာဘာလို့လဲဆိုတော့လူတွေကကိုယ့်ရဲ့ agenda နဲ့ကိုယ်ပေါ့နော်ကိုကဒီပတ်စံပို့ပြီးတော့ရကျင်တယ်ယာရုတိုးကျင်တယ်ဂုံရှိကျင်တယ်အဲ့လိုမျိုးအဓိကဥတည်ပြီးတော့အလုပ်လုပ်တဲ့အချိန်မှာတခြားလူတွေနဲ့တွားပြီးတော့ဆက်ဆက်မိဖို့အတွက်သူ့ရဲ့သူလိုချင်တဲ့ဟာကိုသူရဖို့အတွက်အကုန်လုံးနဲ့လိုက်ပြီးတော့ရှင်ပြိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီလုပ်ခွင်ထဲမှာအထီးကျန်လာတယ်တယောက်တည်းလိုဖြစ်လာတယ်ပေါ့နော်ဒီလိုအချက်မျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလေအခုနောက်ပိုင်းဆိုလို့ရှိရင် mentally အရာပေါ့နော်အဆင်မပြေတာတွေအများကြီးကြုံရတယ်ပေါ့နော်အထူးသဖြင့်မြန်မာနိုင်ငံအခုလိုမျိုးအဆင်မပြေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီအဲစိတ်ပိုင်းဆိုင်ရာအရာပြဿနာတွေအများကြီးပေါ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာကတော့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့ဒီအရင်ရှင်စနစ်ဆိုတာလက်ရှိပြဿနာတွေကိုအရင်ရှင်းရအောင်ပဲပေါ့နော်လက်ရှိပြဿနာတွေကလည်းအများကြီးရှိနေသေးတယ်ဆိုတော့ဒါတွေကိုအရင် address လုပ်ရမယ်ပေါ့နော်ဒါပေမဲ့တစ်ချိန်တည်းမှာဒီအရင်ရှင်စနစ်ကဘယ်လိုဆိုတာကိုသိထားတာကလည်းကျွန်တော်အနေနဲ့အဲသိထားတာကလည်းကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒါမသိသင့်တဲ့ဟာလို့မထင်ဘူးပေါ့နော်ဒီ system ကို aware ဖြစ်နေတာဒီလိုမျိုးလူအဖွဲ့အစည်းမှာဘယ်လိုတွေရှိနေတယ်ဆိုပြီးသိနေတာကျွန်တော်တို့ပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းမလို့ကျွန်တော်ဒီအကြောင်းလေးတွေကိုလည်းထည့်ပြောတာပေါ့နော်အဲ့တော့ဒီလိုမျိုးဒီစိတ်ပိုင်းဆိုင်ရာအရာအဆင်မပြေတဲ့ဟာတွေအများကြီးကြုံလာတယ်ပေါ့နော်ဒီလိုကြုံလာတဲ့အခါမှာကျွန်တော်တို့ကဒါတွေကလူတစ်ဦးတစ်ယောက်တည်းနဲ့ပတ်သက်နေတဲ့ဟာတွေမဟုတ်ဘူးခုနလိုမျိုးပဲအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဲမြန်မာနိုင်ငံရဲ့ population တော်တော်များများကအဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့စိတ်ပိုင်းဆိုင်ရာအရာကိုရုပ်ပိုင်းဆိုင်ရာအရာကိုထိခိုက်တယ်ပေါ့နော်အဲ့တော့ဒီအရင်ရှင်းစနစ်အရာဆိုလို့ရှိရင်လည်းဒီလိုပဲအခုနောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာအရာထိခိုက်မှုတွေအများကြီးရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတစ်ယောက်အနေနဲ့ကျွန်တော်တို့က community လိုအပ်တယ်ပေါ့နော် community လိုအပ်တဲ့အချိန်မှာခုနလိုမျိုးကိုကအလုပ်သွားတယ်အလုပ်ထဲမှာတယောက်တည်း alienate ဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့လူတွေက community မရှိတဲ့အခါမှာဆိုရင်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအရာထိခိုက်လာတယ်ပေါ့နော်အဲဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာအရာထိခိုက်တဲ့အခါမှာကျွန်တော်တို့နောက်ပြီးတခြားဘလို့ပြဿနာတွေလည်းကြုံလာရလဲဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေရှိရမယ်အလုပ်ခွင်မှာတငယ်ချင်းတွေရှိမယ်အလုပ်ပြင်ပမှာတငယ်ချင်းတွေရှိမယ်သို့မဟုတ်ကိုကဥပမာဟို queer တယောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့တခြား queer community တွေရှိမယ်သို့မဟုတ်အမျိုးသမီးဆိုလို့ရှိရင်လည်းဒီကိုနဲ့သဘောထားချင်းတိုက်ဆိုင်တဲ့အမျိုးသမီးအဖွဲ့အစည်းအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုး community လေးတွေရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးရှိဖို့လိုအပ်တဲ့အချိန်မှာမရှိဘဲနဲ့လူတွေကအထီးကျန်လာတယ်အထီးကျန်လာတဲ့အခါမှာတခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာတယ်ပေါ့နော်အဲ့ခါမှာကျွန်တော်တို့ကအဓိကဘာကိုတွားပြီးတော့ address လုပ်ရမလဲဆိုတော့ဒီ root cause ပေါ့နော်ဒီအဓိကအရင်းမြစ်ကဒီပြဿနာတွေကဘယ်ကအခြေခံလာလဲဆိုတော့ဒီ capitalism ဆိုတဲ့စနစ်ကနေအခြေခံလာတယ်ဆိုတော့ကျွန်တော်တို့ကသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ capitalism ကြောင့်လူတွေကအလုပ်သမားတွေ burn out တွေဖြစ်တယ် suicide လုပ်တာတွေရှိတယ်အဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးတွေလူတွေကိုတွန်းပို့နေတယ်ပေါ့နော်တွန်းပို့နေတဲ့အချိန်မှာကျွန်တော်တို့ကဒီစနစ်ကိုအဓိကတွားပြီးတော့မြင်ရမယ့်အစားကျွန်တော်တို့ကို capitalism ကနောက်ထပ် product တစ်ခုအနေနဲ့ဘာထုတ်ပေးလိုက်လဲဆိုတော့ therapy ဆိုတဲ့ product ကိုထုတ်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေရာမှာ therapy ကို criticize လုပ်ချင်တာအဓိကမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီဟာကအဲလိုအပ်တယ်လို့မြင်တယ်ပေါ့နော်လိုအပ်တယ်လို့မြင်တယ်ဒီစနစ်ကြီးတစ်ခုလုံးမပြောင်းနိုင်သေးတဲ့အချိန်မှာကိုယ်အနေနဲ့ဒါကကိုယ်အသက်ရှင်ဖို့ပေါ့နော်ဘယ်လိုဟာမျိုးနဲ့မဆိုကိုအဆင်ပြေအောင်လုပ်နေတဲ့ကိစ္စတစ်ခုကဒါအပြစ်လို့ကျွန်တော်ကမမြင်ဘူးပေါ့နော်အပြစ်လို့လည်းမမြင်ဘူးဘာမှ criticize လုပ်စရာအကြောင်းလည်းကျွန်တော်ကလုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်အဓိက criticize လုပ်ချင်တာကဒီစနစ်ကနေပြီးတော့ therapy ကို market တစ်ခုအနေနဲ့ဆွဲထုတ်ပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုး market တစ်ခုအနေနဲ့ဆွဲထုတ်ပေးလိုက်တဲ့အခါမှာ तू ကဘယ်လိုဖြစ်သွားလဲဆိုတော့အဓိကကျွန်တော်တို့လူအဖွဲ့အစည်းမှာဖြစ်နေတဲ့ပြဿနာတွေကို तू ကမရှင်းပေးလိုက်ဘူးမရှင်းပေးလိုက်ဘဲနဲ့နောက်ထပ်ဒီ market ကြီးတစ်ခုကိုထပ်ထုတ်ပေးလိုက်တယ်အဲ့တော့ तू ကဘယ်လိုဖြစ်လဲဆိုတော့အဓိကသူ့ရဲ့ဥပမာဒဏ်ရာတစ်ခုရနေတယ်ဒီဒဏ်ရာတွေကိုဆေးပေးတာမဟုတ်ဘူး तू အပေါ် plaster ကတ်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီဒဏ်ရာကိုတခြားလာပြီးတော့ထိခိုက်ရင်တော့မနာတော့ဘူးပေါ့လေဒါပေမဲ့အောက်မှာတော့ဒဏ်ရာရှိနေသေးတယ်ပေါ့နော်ဒီဒဏ်ရာကိုဖြစ်လာအောင်လုပ်နေတဲ့ပြင်ပကဒီ object တွေပေါ့နော်ပြင်ပကလာတဲ့ factor တွေကိုကြတော့ तू ကမပြင်ပေးဘူးမပြင်ပေးဘဲနဲ့အပေါ်က plaster ကတ်ပေးထားလိုက်တယ်ပေါ့နော်
အဲ့တော့ကိုကဒီကိုဖကိုစူးစမ်းပြီးအနာကျက်သွားရင်တော့နောက်ထပ်ပြီးတော့ဒီဟာကထပ်ပြီးတော့ထိခိုက်ရင်ထိခိုက်လာအောင်မှာပဲပေါ့နော်အဲ့တော့ကျတော့ဒါ capitalism ရဲ့ဘယ်လိုပြောရမလဲနည်းနည်းအကောင်းဆုံးဥပမာပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါမြင်သာပါတယ်လို့ဟာအကြောင်းပြောကြရှိရလေနော်ဒီစိတ်တကြလို့ဆိုပြီးတော့ therapy ရှာတယ်ဒါပေမဲ့ဒီ therapist ရဲ့တန်ဖိုးကဈေးကအရန်ကြီးလို့အဲ့ဒီဟာကိုမတက်နိုင်လို့ပြန်ပြီးစိတ်တကြသွားတယ်ဆိုပြီးတော့အဲ့ဒါပြောကြရအောင်ရှိရလေနော်ဒါဟုတ်ကဲ့ဟုတ်အကောင်းဆုံးဥပမာပါပဲလို့လည်းနေဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်ဒီဒုတိယမေခွန်းပေါ့နော်ဒုတိယမေခွန်းအတွက်ကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျွန်တော်ထပ်ပြီးတော့ပြောစရာတော့မရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီဟိုနားထောင်တဲ့သူတွေထဲမှာဟောတခုခုထောက်ပြချင်တာမျိုးပေါ့နော်တခုခုဆွေးနွေးချင်တာမျိုးအဲ့လိုမျိုးရောရှိသလားမသိဘူးဗျာဟုတ်လက်ထောင်ထားတဲ့သူရှိပါတယ်ခန့်စီသူဆိုတာဆွေးနွေးလို့ရပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့အမြင်စဉ်းစားနေရတဲ့ဘုရှိရပေါ့နော်ဆိုတော့ကျွန်တော်ကဒီ capitalism ရဲ့စိုးကျိုးတွေနဲ့ဘာကြောင့်ဖြစ်နေလဲဆိုတာသိနေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တကယ်ဒီဟာကို reform ပြန်လုပ်ဖို့ဆိုရင်ကျွန်တော်ကဘယ်စနစ်နဲ့အစားထိုးကြမှာလဲပေါ့ခြားသောဒီ capitalism ကိုတိုက်ရိုက်ဆန့်ကျင်နေတဲ့ဒီ communism တို့ socialism တို့အဲ့လိုတွေနဲ့သွားမှာလားဒါမှမဟုတ်ဘယ်လိုမျိုးနည်းလမ်းအနေနဲ့သွားမယ်ဆိုရင်ရောကျွန်တော်ဒီဟာကိုကြော်ဖြတ်နိုင်မလဲပေါ့အဲ့ဒါအများကြီးမေးချင်တာတခုရှိရပေါ့နော်ဘာလို့ဆိုတော့ဒီ free market ဆိုရဲသဘောတရားလေလူရဒီဟာကိုကြားကုတ်ကြားကန်ဆွဲထားပုံမှာဒီကဲ၍ communism ကပုံပိုင်ဆိုင်တာဆိုရင်ငါတို့တို့ရကြရပျောက်သွားမလားပေါ့ငါတို့စူးစမ်းရင်စူးစမ်းသလောက်မရနိုင်တော့ပဲဒီလိုပဲဖြစ်နေမှာလားဆိုရဲအဲ့လိုမျိုးအရာအဲ့လိုအမြဲတမ်းကြားနေရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအပေါ်မှာရောဒီအခုအနေနဲ့ဒီဘယ်လိုမြင်လဲပေါ့အဲ့လေးတစ်ချက်သိချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ရဲ့နိုင်ငံရေးအရအမြင်ကတော့ကျွန်တော်ကဒီလက်ဝဲဘက်ကိုယိမ်းတယ်လို့ပြောလို့ရတယ်ပေါ့နော်လက်ဝဲဘက်ယိမ်းတယ်ဆိုတော့ဒီလက်ဝဲဘက်မှာဆိုရင် communist တို့ socialist တို့ရှိတယ်ကျွန်တော်ကဒီ socialism ဘက်ကိုပို့ပြီးတော့အလေးထားတယ်ပေါ့နော်ခဏလေးရေးနေနေတော့လိုက်အောင် socialism ဘက်ကိုပို့ပြီးတော့ကျွန်တော်ကအလေးထားတယ်ပေါ့နော်အလေးထားရဆိုတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ခုနကဒီ capitalism ရဲ့ free market ပေါ့နော် free market ဆိုရင်ကျွန်တော်အမြင်မှာဆိုရင်capitalist တွေဒီ capitalism ကိုယုံကြည်တဲ့လူတွေက free market လို့သူတို့ကပြောပေမဲ့ပေါ့နော်သူတို့အနေနဲ့ free market လို့ပြောပေမဲ့ကျွန်တော်အနေနဲ့ဆိုလို့ချင်းဒါ free market လို့မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ခုနကပထမဆုံးပြောရတဲ့ monopoly game မှာဆိုလို့ရှိရင်ပို့ပြီးတော့မြင်တာတယ်ပေါ့နော်ဒါဒီ market ထဲမှာလူတိုင်းကကြိုက်တဲ့ဟာကိုကြိုက်သလိုလုပ်ခွင့်ရနေတာမဟုတ်ဘူးဒီအရင်းအနှီးကိုပိုင်ဆိုင်ထားတဲ့လူတွေကပဲဒီ market ကိုထိန်းချုပ်ခွင့်ရနေတာအဲ့ဒါကြောင့်မို့သူတို့ပြောနေတဲ့ free market ဆိုတာတကယ် free market မှာအဖြစ်ကျွန်တော်တို့ Amazon မှာဆိုလို့ရှိရင် Amazon ကသူ့ရဲ့ product အသစ်တွေစပြီးတော့ရောင်းပြီဆိုလို့ရှိရင်ဒီ product အသစ်တွေကိုဈေးပေါပေါနဲ့ရောင်းနေပေါ့နော်သူတို့ကအဲ့ဒီ product အသစ်တွေစီကနေပတ်စံမရဘူးအမြတ်မရဘူးအရှုံးခံပြီးရောင်းတယ်ဒါပေမဲ့ तू ကအဲ့ဒီရှုံးရတဲ့ဟာကိုဘယ်ဟာနဲ့ပြန်ဖြေလဲဆိုတော့သူတို့ရဲ့အောင်မြင်ပြီးသားလုပ်ကနေပြီးတော့ရတဲ့ပတ်စံတွေနဲ့ပြန်ပြီးတော့ဖြေတယ်အဲ့တော့ဒီဟာတွေကိုအရှုံးခံပြီးရောင်းတဲ့အခါမှာဈေးကွက်ထဲကဝယ်တဲ့သူတွေကဒီဈေးသက်သာတဲ့ဟာကိုပဲသူတို့ကရွေးပြီးတော့ဝယ်လိမ့်မယ်အဲ့လိုမျိုးရွေးပြီးတော့ဝယ်တဲ့အခါမှာတဖြည်းဖြည်းနဲ့ဒီဈေးကွက်ထဲမှာပေါ့နော်တခြားသူ့ရဲ့ competitor တွေသူနဲ့ရှင်ပြိုင်နေတဲ့သူတွေကတဖြည်းဖြည်းနဲ့သူတို့ရဲ့ price နဲ့လိုက်ပြီးတော့ match မလုပ်နိုင်တော့ဘူးသူတို့လို live short မရောင်းနိုင်တော့ဘာလို့လဲဆိုတော့သူတို့မှာသူတို့ကိုနောက်ကနေထောက်ခံပေးထားမယ်တခြားအရင်းအနှီးတစ်ခုမရှိနေလို့အဲ့ဒီအချိန်မှာတဖြည်းဖြည်းနဲ့တခြားဟာတွေကဒီဈေးကွက်ထဲကနေထွက်သွားရတယ်အဲ့လိုထွက်သွားတဲ့အချိန်မှာကြတော့မှဒီ Amazon ကနေပြီးတော့သူတို့ရဲ့ product အသစ်ကိုတကယ်ရောင်းရမယ့်ဈေးအတိုင်းကိုပြောင်းပြီးတော့ရောင်းလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါ free market ပါလို့ကျွန်တော်ပြောရင်ကျွန်တော်မယုံဘူးပေါ့နော်ဒါပေမဲ့ဒီခုနကပေါ့နော်ဒီ capitalism ကိုယုံကြည်တဲ့လူတွေကကျတော့ဒီ market ထဲမှာအဲ့လိုမျိုးလူတိုင်းကဒန်းတူညီတူအခွင့်အရေးရတယ်ကြိုက်သလိုရောင်းလို့ချလို့ရတယ်အဲ့လိုမျိုးသူတို့အမြင်ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်ခုနထောက်ပြသွားသလိုမျိုးပဲဒီလိုမျိုးပြဿနာတွေရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီ free market ဆိုတာကလည်းသူတို့ပြောတဲ့ free market ဆိုတာအဓိကအရင်းရှင်တွေပဲ dominate လုပ်နေတဲ့ market တစ်ခုလို့ယူဆတယ်ပေါ့နော်အဲခုနကမေးွားတာဒုတိယတစ်ခုကဘာလဲမသိဘူးဟိုဒုတိယတစ်ခုက socialism ဘာဆိုလဲမသိဘူးတစ်ချက်ပြန်ပြောပြလို့ရမလားမသိဘူးဟုတ်ကဲ့ဒီ socialism တို့ communism တို့မှာဘယ်လိုပြောမလဲဒီဗဟိုချုပ်ကိုင်မှုရှိပြီးတော့ဒီပစ္စည်းဥစ္စာတွေကိုဒီဘုံအနေနဲ့
ဆိုရဲအဲ့လိုမျိုးအရာမျိုးတွေအမြင်ပြောကြလေးရှိရပါတော့အဲ့တော့သူတို့ပြောဒီပစ္စည်းတစ်ခုကငါပိုင်မဟုတ်တော့ဘဲနဲ့ဒီပစ္စည်းကသူလည်းပိုင်နေငါလည်းပိုင်နေဖြစ်သွားမှာငါပေါ့ဒါမှမဟုတ်လို့ရှိရင် तू hard working လုပ်တယ်ပေါ့ तू ကြိုးစားရဒါပေမဲ့မကြိုးစားတဲ့လူတယောက်ကလည်း तू ရနေတလောက်ပဲတန်းတူညီတူရနေမှာလားပေါ့အဲ့လိုမျိုးမေးခွန်းနေအဲ့လိုသူရမလဲဟို debate တွေဖြစ်လို့ငင်းခုန်နေပြင်အမြဲတမ်းကြားရလေးရှိတယ်ပေါ့နော်ဒီပိုင်းနေဆိုရင်ကိုရိုင်းကလည်းအဖြေမပေးနိုင်တဲ့ပုံစံဖြစ်နေရောလေအဲ့ဒီပိုင်းနေဆိုရင်ရောဟိုဘယ်လိုမျိုးရှင်းပြစီချင်လဲပေါ့အဲ့ရလေးရှင်းပြချင်တယ်ဟုတ်ကျွန်တော်ကတော့ကျွန်တော်ခုနပြောသလိုပဲကျွန်တော် socialism ဘက်ကိုယိမ်းနေပေါ့နော် socialism ဘက်ကိုယိမ်းနေလူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကခုနကလူတွေပေါ့နော်လူအများစုကဒီဘုံပိုင်လို့ပြောတဲ့အခါမှာဘာကိုသွားပြီးရောလဲဆိုတော့ကိုယ်ပိုင်ပစ္စည်းကိုပိုင်ဆိုင်တာနဲ့ဒီ means of production လို့ခေါ်တယ်ကျွန်တော်တို့ဥပမာအလုပ်ရုံတွေဒီအဓိကပစ္စည်းအဓိကဒီပစ္စည်းဘယ်လိုပြောရမလဲပစ္စည်းကုန်ထုတ်ပစ္စည်းပေါ့နော်ကုန်ထုတ်ပစ္စည်းတွေကိုထုတ်နေတဲ့စက်ကိရိယာတွေ factory တွေအလုပ်သမား resource တွေပေါ့နော်ဒီလိုမျိုး means of production တွေကိုကျွန်တော်တို့က corporate တွေကပိုင်တာမဟုတ်ဘဲနဲ့ပြည်သူလူထုကပိုင်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကပြောတာပေါ့နော်ခုနကဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေ private property တွေကတော့ရှိနေမှာပဲဥပမာဒီ communism မှာဆိုလို့ရှိရင်တော်တဲ့တန်တစ်ချောင်းကိုလူနှစ်ယောက်ကမျှသုံးတာမဟုတ်ဘာလို့လဲဆိုတော့ဒီတော်တဲ့တန်တစ်ချောင်းကကိုယ့်ရဲ့ private property ဖြစ်တဲ့အတွက်ကြောင့်မို့ဒါကိုကျွန်တော်တို့က share ပြီးတော့သုံးတာမဟုတ်ဘူးအဓိကကျွန်တော်တို့ကဘာကိုအဓိက share ပြီးတော့ share သုံးလဲဆိုတော့ခုနလိုမျိုးဒီ factory ကြီးတွေဒီလိုမျိုးအလုပ်ရုံကြီးတွေဒီလိုမျိုး means of production တွေပေါ့နော်ဒါတွေကိုလူထုကနေ share ပြီးတော့ဒီကနေပြီးတော့ရတဲ့အသီးပွင့်တွေကိုမျှဝေပြီးတော့ယူတာလို့ပြောလို့ရတယ်ဥပမာအားဖြင့်ကျွန်တော်တို့ဒီလမ်းတွေတရားတွေပြည်သူပိုင်သုံးတဲ့ဟာတွေတို့မဟုတ်စာကြည့်တိုက်ပေါ့နော်ဒီလိုဟာမျိုးတွေကကြတော့ကျွန်တော်တို့က socialism ကပြောနေတဲ့ဘုံအနေနဲ့သုံးတဲ့ဟာမျိုးတွေဆိုတာဒီလိုဟာမျိုးတွေကိုပြောချင်တာပေါ့နော်ဥပမာဆေးရုံဆေးခန်းတွေပြည်သူပိုင်ဆေးရုံဆေးခန်းတွေပြည်သူပိုင်ကျောင်းတွေဟိုတကယ် quality လည်းကောင်းပြီးတော့ကောင်းမွန်တဲ့ education ကိုလည်းပေးနိုင်တဲ့ပြည်သူပိုင်ကျောင်းတွေအဲ့လိုမျိုးတွေပေါ့နော်အဓိကကျွန်တော်တို့ဒီ private school ဆိုပြီးတော့ပတ်စံတွေအများကြီးပေးပြီးတော့မှ education ကောင်းကောင်းရတာမျိုးလို့ပြောချင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘယ်လိုမဆိုပေါ့နော်လူတိုင်းတက်နိုင်တဲ့ပမာဏနဲ့ education ကောင်းကောင်းတစ်ခုကိုရနိုင်တယ်ရချင်တာပေါ့နော်အဲ့ဒီလိုမျိုးစနစ်တစ်ခုကိုကျွန်တော်တို့ကပြောတာပေါ့နော်ခုနကလိုမျိုးဒီလူအများစုအထင်မှားတတ်ကြတာပေါ့နော်ကျွန်တော်တို့ကဘုံပိုင်လို့ပြောလိုက်တဲ့အချိန်မှာဒီကိုအင်ဂျင်နဲ့သူအင်ဂျင်နဲ့အဲ့လိုမျိုးမျှပြီးတော့ဝိတာမျိုးပြောချင်တာမဟုတ်ဘူးပေါ့နော်ခုနလိုဟာမျိုးတွေကိုအဓိကထားပြီးတော့ပြောချင်တာပေါ့နော်ဒါပေမဲ့ဒီနေရာမှာဟုတ်communism မှာလည်းအဲ့လိုပါပဲ communism မှာလည်းသူက private property ဆိုတာရှိတယ်ဒါသူ့ရဲ့ private ပစ္စည်းက private ပစ္စည်းပဲဒါပေမဲ့ကျွန်တော်ကလက်ဝဲရင်းဆိုပေမဲ့လောလောဆယ် communist မဟုတ်ဘူးပေါ့နော်မဟုတ်တော့ကြတော့ဒီ communism နဲ့ပတ်သက်ပြီးတော့အတိအကျအဲ့လိုမျိုးတော့ကျွန်တော်လည်းတေချာတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဒီ socialism မှာဆိုလို့ရှိရင်เนาะဒီလိုမျိုးရှိတယ်ဆိုတာတော့ကျွန်တော်ပြောပြလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါလည်းနေဆွေးနွေးပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့စိတ်ဝင်စားစရာအရန်ကောင်းတယ်เนาะဒီအကြောင်းအရာတွေကတနေ့ကုန်တစ်ပတ်လုံးတစ်လလုံးအားလုံးပြိုင်ပြီးတော့ဆွေးနွေးကြလို့ရှိရင်လည်းပြီးဆုံးမဲ့အရာတွေမဟုတ်ဘူးပို့ပြီးတော့ဆွေးနွေးလေပို့ပြီးတော့ဒီသိချင်တာတွေပြီးတော့ဒီတယောက်နဲ့တယောက်နဲ့အမြင်မတူတာတွေကနေပြီးတော့ပို့ပြီးတော့သိချင်သွားတဲ့မိကုန်းတွေလည်းအများကြီးပိုများလာတဲ့အကြောင်းအရာတွေဆိုတော့ဆွေးနွေးလို့ပြီးမှမဟုတ်ဘူးလေเนาะအမလည်းအများကြီးစိတ်ဝင်စားတယ်အများကြီးဆွေးနွေးချင်ပါသေးတယ်လို့ဒါပေမဲ့အမတို့တွေချိန် limit လေးလည်းရှိတော့ပေါ့နော်အမတို့ရဲ့ဒီနေ့ session လေးရဲ့ topic လေးဖြစ်တဲ့ဒီ capitalism ရဲ့ဒီ patriarchy ရဲ့ကိုဆက်ပြီးတော့သွားလိုက်ကြမယ်လीနော်ဆိုတော့ခုနကလည်းလေးနှစ်ဆွေးနွေးသွားတဲ့အထက်မှာအမဒီသတိထားမိလိုက်တာလေးရှိရပေါ့နော်အဲ့ဒီဟာဒီ unpaid labor နဲ့ပတ်သက်ပြီးတော့အဓိက mention လုပ်သွားတယ်ဒီအဓိကအမတို့ feminism မှာဆိုလို့ရှိရင်အရင်ပြောကြရဲပေါ့နော်အမျိုးသမီးတွေရဲ့လုပ်အားနဲ့ပတ်သက်ပြီးတော့ဒီအတိမတ်ပြုမခံရတဲ့လုပ်အားတွေပေါ့နော်ဥမာကလေးထိန်းတာတွေအိမ်မှုကိစ္စလုပ်တာတွေဒါတွေအမတို့ရဲ့ဒီရှေ့အစဉ်လာအစဉ်လာထုံးတမ်းအရာကိုဒါအမျိုးသမီးတွေလုပ်ရမယ့်အရာဒါဘယ်သူမှမတတ်မှတ်ရင်တောင်မှဒါအမျိုးသမီးတွေကအမတို့ရဲ့အမေတွေဖွားတွေလက်ထက်တွေကလည်းဒါငါတို့လုပ်ပဲဆိုပြီးတော့လုပ်သွားကြတာမသိလိုက်မသိပါလားပဲပေါ့နော်ဒါပေမဲ့ဒီအရာတွေကနေပတ်သက်ပြီးတော့ဒလိထုံတန်းတွေကနေပြီးတော့ဒီမတိလိုက်မတိပါသားနဲ့ပဲတချို့အရာတွေမှာခွင့်ရေးတွေရတဲ့နေရထိုက်တဲ့အခွင့်အရေးဆုံးရှုံးရတာအများကြီးရှိတယ်ဥပမာဒီအမျိုးသမီးတွေကနေပြီးတော့ဒီအမှုကိစ္စပို့လို့ရလို့ဒီ
ဒီပညာရေးနဲ့ပတ်သက်ပြီးတော့အချိန်မပေးနိုင်တာသူ့ရဲ့အိမ်မက်တွေသူ့ရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့ပုံဖော်ဖို့အတွက်ကိုနောက်ရောက်သွားတဲ့အမတို့ရဲ့အရှိရအမေတွေဘဝရဲ့ generation မှာလည်းအများကြီးရှိခဲ့တယ်လေနော်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့patriarchy ပေါ့နော်မဟာဘဝရကြီးစိုးမှုကြီးရဲ့တက်ရောက်မှုရဲ့ပြီးတော့capitalism ခုနကလင်းနေလည်းအများကြီးဆွေးနွေးသွားတယ်ပေါ့နော်အမတို့လူမှုပတ်ဝန်းကျင်မှာအမြဲတမ်းပါဝင်ပတ်သက်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာဖြစ်ပါစေပြီးတော့မသိလိုက်မသိဘာသာနဲ့အမတို့ရဲ့လုပ်အားတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပါစေပေါ့နော်ပါဝင်ပတ်သက်နေတဲ့အရာမှာcapitalism ရဲ့ patriarchy ရဲ့ဘယ်လိုမျိုးချိတ်ဆက်မှုတွေရှိလဲဘယ်လိုမျိုးတစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်ပြီးတော့အမတို့ရဲ့ပြည်သူတွေလူသားတွေကိုတက်ရောက်မှုတွေရှိနေလဲပေါ့နော်အဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးပါအောင်လို့ပြီးတော့လင်းနစ်ကဥပမာပေးရအရန်တော်တာမြင်ရတယ်ပေါ့နော်ဆိုတော့ဥပမာလေးနဲ့အမတို့ချိတ်ဆက်ပြီးတော့ပို့ပြီးမြင်သာအောင်ပြပြပေးပါအောင်လို့ဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်အဲ့တော့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ရင်ကျွန်တော်လည်းခုနပြောသွားသလိုပဲပေါ့နော်ဒီအမျိုးသမီးတွေရဲ့ domestic labor ကဒီဖိုဝါဒကြီးစိုးမှုအောက်မှာဒီဟာကမရှိတဲ့အောင်ထင်ရတယ်ပေါ့နော် invisible ဖြစ်နေတယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးမရှိတဲ့အောင်ထင်ရတာနေပြီးတော့ကျွန်တော်တို့ဒီအရင်းရှင်စနစ်ကအမျက်ပြန်ပြီးတော့ထုတ်သွားတယ်ပေါ့နော်အဲ့တော့ခုနကဒီအမျိုးသမီးတွေရဲ့အလကားရနေတဲ့ labor ပေါ့နော်အဲ့ဒီကနေပြီးတော့ဒီ capitalism ကတခါပြန်ပြီးတော့အမျက်ထုတ်တယ်သူဘာလို့အမျက်ထုတ်လို့ရလဲဆိုတော့ခုနကဖိုဝါဒကကြီးစိုးလို့ပေါ့နော်အဲ့လိုမျိုးသူတို့နှစ်ခုကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ဘယ်လိုပြောရမလဲခုနကအမထောက်ပြသွားသလိုပဲပေါ့နော်ခုနကအမထောက်ပြသွားသလိုမျိုးပဲဒီနေရာမှာအမျိုးသားတွေက advantages တွေရတယ်အမျိုးသားတွေကပို့ပြီးတော့အခွင့်အလမ်းတွေရတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတွေအနေနဲ့ဒီလိုမျိုးသူတို့ရဲ့ domestic labor ကနေပြီးတော့တဆင်းမှာပဲဒီအမျိုးသားတွေရနေတဲ့ဥပမာလာစာတို့ဘာတို့တစ်ချက်ပြန်ပြီးတော့သူတို့အနေနဲ့ပြန်ရတယ်ပေါ့နော်ဒီလိုဟာမျိုးကဘယ်လိုဖြစ်စေလဲဆိုတော့အမျိုးသမီးတွေကိုဒီအမျိုးသားတွေပေါ်မှာတွားပြီးတော့ dependent ဖြစ်စေတယ်ပေါ့နော်ဒီလိုမျိုးဖြစ်လာတဲ့အခါမှာတခါလေမှကျွန်တော်တို့ကျွန်တော်ပတ်ဝန်းကျင်မှာပေါ့နော်ရက်ွက်ထဲမှာဖြစ်ဖြစ်ဒီမှာကကွာပေးလို့မရဘူးလို့ဘာလို့အဲ့လိုမျိုးတွေပေါ့နော်ဘာလို့မကွာတာလဲဘာလဲဘေးကနေပြီးတော့ကျွန်တော်တို့ပြောတာတွေအများကြီးကြုံရတယ်ပေါ့နော်ကြားဘူးတယ်ပေါ့နော်ကြားဘူးနားဝရှိတယ်ဒါပေမဲ့တကယ်တမ်းမှာကျတော့ဒီအမျိုးသမီးတွေအတွက်အဲ့လိုမျိုးယောက်ျားတစ်ယောက်နဲ့အဆင်မပြေတာနဲ့အလွယ်တကူအဲ့လိုထားခဲ့ဖို့ဆိုတာကဒီလူအဖွဲ့အစည်းကဖန်တီးထားတဲ့စနစ်အရာဆိုရင်မလွယ်ကူဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီအမျိုးသမီးတွေကသူ့ရဲ့ free labor ကနေမှတဆင့်ဒီအမျိုးသားတွေစီကနေတစ်ချက်ပြန်ပြီးတော့သူတို့ရဲ့ဒီ survival ဖြစ်မှုကိုပြန်ပြီးတော့ရနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဟာဒီ patriarchy ကနေပြီးတော့ဦးစားပေးထားတဲ့မျိုးသားတွေပေါ်မှာသွားပြီးတော့ depend ဖြစ်နေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်ထောက်ပြချင်တာတစ်ခုကဘာရှိလဲဆိုတော့ဒီနေရာမှာကျွန်တော်ကပေါ့နော်ကျွန်တော်ကဒီအမျိုးသားဖြစ်မှု gender ဆိုတော့အမျိုးသားဆိုတဲ့ဟာကိုပဲလုံးလုံးမမြင်စေချင်ဘူးပေါ့နော်ဒီအမျိုးသားဖြစ်မှုကနေကိုစားပြုထားတဲ့status တစ်ခုပေါ့နော်ဒီအမှတ်အသားတစ်ခုအဲ့လိုဟာမျိုးကိုကျွန်တော်ကသွားပြီးတော့မြင်စေချင်တယ်ဘာလို့လဲဆိုတော့ဥပမာဒီလိုမျိုးအမျိုးသားတွေကဥဆောင်နေတဲ့ဒီဥမာအိမ်တွင်းရေးတွေမှာဆိုလို့ရှိရင်အိမ်တွင်းအကြမ်းဖက်မှုတွေရှိတယ်ဘာညာဆိုတာတွေကလည်းအခုနောက်ပိုင်းဆိုကျွန်တော်တို့ဒီပို့ပြီးတော့သတိထားမိလာကြတယ်ပေါ့နော်အမှန်တော့အရင်တည်းကလည်းရှိနေတာပဲဒါပေမဲ့အခုနောက်ပိုင်းပို့ပြီးတော့သတိထားမိလာကြတယ်ပေါ့နော်အဲ့တော့ဒီအမျိုးသားတွေအနေနဲ့ဒီလိုမျိုး domestic violence တွေဘာလို့ရှိလာလဲဘာလို့လုံနိုင်လဲဆိုတော့ဒီစနစ်ကနေသူတို့ကအသာစီးရနေတယ်အမျိုးသမီးတွေကသူတို့ပေါ် dependent ဖြစ်နေတဲ့အချိန်မှာသူတို့အနေနဲ့သူတို့စိတ်တိုင်းကြဒီအမျိုးသမီးတွေကိုထိန်းချုပ်လို့ရတယ်၊ကင်တွယ်လို့ရတယ်အဲ့လိုမျိုး violence တွေသူတို့အနေနဲ့ကျူးလွန်ရင်တော့သူတို့ဘက်ကိုပြန်ပြီးတော့ဘယ်လိုပြောရမလဲမကောင်းတဲ့အကျိုးသက်ရောက်မှုအဲ့လိုမျိုးတွေတိတိကျကျကြီးရှိမနေတာအဲ့လိုမျိုးတွေပေါ့နော်ရှိနေခဲ့လို့ရှိရင်တော့အလွယ်တကူဒီလူတွေကဒီဟာတွေပေါ်တာဝန်ယူစရာမလိုတာအဲ့လိုမျိုးတွေအများကြီးရှိနေတယ်ပေါ့နော်အဲ့တော့ဒီညမှာခုနကကျွန်တော်ကဒီအမျိုးသားဖြစ်တယ်ဆိုတာတခုတည်းနဲ့ပဲဒီဟာကိုမမြင်စေချင်ဘူးဆိုတာဘယ်လိုမျိုးကိုပြောချင်တာလဲဆိုတော့ဒီ capitalism စနစ်ပေါ့နော်ဒီစနစ်ထဲမှာဆိုကျွန်တော်တို့ကအဓိကgender နဲ့ခုနက capitalism ကနေရနေတဲ့ပတ်စံနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ပတ်စံကပို့ပြီးတော့အာဏာကိုပို့ပြီးတော့
ပို့ပြီးတော့အာဏာရှိတယ်ပေါ့နော်ပတ်စံရှာနိုင်တဲ့လူကပို့ပြီးတော့အာဏာရှိတယ်လို့ဒီစနစ်ထဲမှာဆိုရင်ပြောလို့ရတယ်အဲ့တော့အမျိုးသမီး2ယောက်ရှိတဲ့အိမ်တော်ကြီးပဲထားပါတော့เนาะအမျိုးသမီး2ယောက်ရှိတဲ့အိမ်တော်ကြီးမှာဆိုလို့ရှိရင်အမျိုးသမီး1ယောက်ကပတ်စံရှာတယ်ဆိုရင်ဒီပတ်စံရှာတဲ့အမျိုးသမီးကကျွန်တော်တို့ပုံမှန် traditional house ဆိုပုံမှန်ယဉ်ကျေးမှုအရာလူအဖွဲ့အစည်းထဲမှာရှိနေတဲ့အမျိုးသားနဲ့အမျိုးသမီးအိမ်တော်ကြီးထဲမှာဆိုရင်ဒီအမျိုးသမီးကအမျိုးသား2ယောက်ရောက်သွားတယ်အဲ့လိုမျိုးရောက်သွားတဲ့အခါမှာသူ့အနေနဲ့ခုနကတခြားအမျိုးသမီးပေါ်ကိုသူ့ရဲ့အိမ်မှုကိစ္စတွေအိမ်လှုပ်လှုပ်တဲ့အမျိုးသမီးတွေပေါ်ကိုသူကသွားပြီးတော့ domestic violence ကျူးလွန်တာမျိုးတွေအဲ့လိုမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ majority ကတော့အမျိုးသားတွေကနေပြီးတော့ဒီလိုမျိုး domestic violence တွေအများဆုံးလုပ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အချက်ပေါ့နော်ထောက်ပြချင်တဲ့အချက်ကကျတော့ဒီလိုမျိုးအမျိုးသားတွေတင်မကဘူးပေါ့နော်ဒီအမျိုးသားနေရာဆိုတဲ့ဒီကျွန်တော်တို့ရဲ့ patriarchy နဲ့ capitalism နဲ့ intersect ဖြစ်နေတဲ့နေရာပေါ့နော်အဲ့နေရာရဲ့အမျိုးသားဖြစ်မှုဆိုတဲ့အစိတ်အပိုင်းကိုရောက်သွားတဲ့အချိန်မှာဒီအမျိုးသမီးတယောက်ကလည်းဒီလိုမျိုးdomestic violence တွေကျူးလွန်တာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ကဟိုအမျိုးသားဖြစ်မှုဆိုတဲ့တစ်ခုတည်းမှာပဲကျွန်တော်တို့ကအာယုံစိုက်နေတာမျိုးမဟုတ်ဘဲねဒီအမျိုးသားဖြစ်မှုကနေကိုစားပြုနေတဲ့ဒီအမျိုးသားဖြစ်မှုက society ထဲမှာဘယ်လိုမျိုးအခြေအနေနဲ့ရပ်တည်နေလဲဆိုတော့ဒီအဖြစ်အပျက်တစ်ခုလုံးပေါ့နော်သွားပြီးတော့တတိထားမိစေခြင်းတယ်ပေါ့နော်အမျိုးသားတွေကိုယ်တိုင်ကသူကဒီလူအဖွဲ့အစည်းထဲမှာတော့သူက social အရာတော့သူကအခွင့်အရေးရတာမှန်တယ်ဒါပေမဲ့သူတို့တွေကလည်းဖိနှိပ်ခံနေရတာပဲဘယ်လူကနေဖိနှိပ်နေလဲဆိုတော့ကျွန်တော်တို့ရဲ့ ruling class ပေါ့နော် ruling class အပေါ်က employee တွေအဓိကအရင်းနှီးရှိတဲ့လူတွေပေါ့နော်ဒီခုနကကျွန်တော်ပြောသလို1%ပေါ့နော်1%ဒီ1%ကနေပြီးတော့တစ်ကမ္ဘာလုံးဖိနှိပ်နေတယ်လို့မျိုးဖြစ်နေတာပေါ့နော်အဲ့တော့ဒီအမျိုးသားတွေအနေနဲ့ patriarchy စီကနေ advantage ရတာမှန်တယ်ဒါပေမဲ့သူတို့ကိုယ်တိုင်လည်းဒီ capitalism စနစ်ထဲမှာရှိနေတာပဲဖြစ်သေးတဲ့အတွက်ကြောင့်မလို့သူတို့တွေကဒီစနစ်ကြီးရဲ့ oppress လုပ်တာကိုလည်းခံနေရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အမျိုးသားတွေကကြတော့လေအဲ့ဒီဟာကိုအမျိုးသားတိုင်းတော့မဟုတ်ဘူးပေါ့လေအဲ့ဒါတော့ obviously ပေါ့နော်ဒါပေမဲ့သတိမထားမိကြတာတွေရှိတယ်ပေါ့နော်သူတို့အနေနဲ့ဒီစနစ်ထဲမှာသူတို့အခွင့်အရေးရနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကိုဒီလိုမျိုး ruling class ကနေ oppress လုပ်နေတယ်ဆိုတာမျိုးသတိမထားမိတတ်ကြတာတွေအဲ့လိုမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့လေအမျိုးသမီးတွေရဲ့ income ပေါ့နော်အမျိုးသမီးတွေရဲ့ income ဆိုလို့ရှိရင်ကျွန်တော်တို့နယ်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့တည်တာတယ်ဒါကအမျိုးသမီးတွေတစ်ခုခုအလုပ်လုပ်တယ်ဆိုလို့ရှိရင်ဒါအပေါ်ဝင်ဝင်ရအောင်လုပ်တာအဓိကအမျိုးသမီးတွေပတ်စံရှာဖို့မဟုတ်ဘူးအိမ်မှာဥပမာရက်ကွက်ထဲမှာလည်းပြောတတ်ကြပါတယ်ကလေးဘာဘိုးလေးရတာပေါ့တို့အဲဟိုတခုခုပေါ့လေအဓိကအပေါ်ဝင်ဝင်လေးမုံဘိုးလေးရတာပေါ့တို့ဘာတို့အဲ့လိုမျိုးအမျိုးသမီးတွေအလုပ်လုပ်တဲ့ဟာတွေပုံမှာလူတွေအဲ့လိုမျိုးပြောလေးရှိကြတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့စီကနေပြီးတော့ကျွန်တော်တို့ခုနက capitalism နဲ့ patriarchy နဲ့ပြန်ပြီးတော့အကျိုးအမြတ်တွေရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမျိုးသမီးတွေဟာဒီအိမ်အောင်ကိုလုံလောက်တဲ့ပမာဏနဲ့ထောက်ပံ့ပေးစရာထောက်ပံ့ပေးဖို့မလိုဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူတို့ရဲ့အလုပ်ကနင်းထိုင်ဘယ်လိုဖြစ်သွားလဲဆိုတော့သူတို့လုပ်တဲ့အလုပ်တွေကဒါအပေါ်ဝင်ငွေရဖို့လုပ်တဲ့အလုပ်တွေဒါနည်းနည်းပါးပါးပတ်စံရရင်ရပြီးကျင်းနေရမယ်ဆိုတော့အမြင်မျိုးပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီအမျိုးသမီးတွေအဓိကအလုပ်လုပ်တဲ့နေရာတွေဆိုလို့ရှိရင်ပို့ပြီးတော့အဲပတ်စံရတာနေတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဆက်ချုပ်သမားတွေပါတယ်ဆိုလို့ရှိရင်ဒါအဲမြင်သာတဲ့ example ဥပမာတွေလို့ပြောလို့ရတယ်ပေါ့နော်ဒါသူတို့အနေနဲ့ဆိုလို့ရှိရင်သူတို့ရဲ့ဒီအလုပ်လုပ်ရတဲ့အချိန်ကလည်းအရန်ကြာတယ်ရတဲ့ပတ်စံကလည်းမများဘူးပေါ့နော်ဘယ်လောက်မှမရှိဘူးဒါပေမဲ့သူတို့ labor ကနေထွက်လာတဲ့အဝတ်အစားတွေဒီဟာတွေကကြတော့သူတို့ရဲ့သူတို့ပြန်ရတဲ့သူတို့ရဲ့လောက်ခနဲ့ရှင်လို့ရှိရင်အရန်กว่าတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ရှိနေတဲ့နိုင်ငံခြားကုမ္ပဏီတွေလည်းအများကြီးရှိရတယ်အရင်တော့အခုရောရှိသေးလားမသိဘူး H&M တို့ဘာတို့ပေါ့နော်ဒီလိုမျိုးဟာတွေကအစားကျွန်တော်တို့စီမှာရှိနေတယ်ဒါပေမဲ့သူတို့ပေးတဲ့ပတ်စံကတအားနည်းတယ်ဒါပေမဲ့သူတို့အင်ကြီးတစ်ထည်ဘောင်းမီတစ်ထည်ကိုဒီ international မှာရောင်းတဲ့ပမာဏကအရန်များတယ်ပေါ့နော်ဒီလိုမျိုး capitalism ကနေပြီးတော့အမျိုးသမီးတွေစီကနေဒီလိုမျိုး exploit ပြန်လုပ်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမျိုးသမီးတွေရဲ့ labor ကခုနကကျွန်တော်ပြောသလိုမျိုးပဲအပေါ်ဝင်ဝင်လေးရအောင်လုပ်တယ်ဆိုတဲ့ပုံစံမျိုးဆိုတဲ့ narration အောက်ကနေပြီးတော့သွားနေကြတာဖြစ်တဲ့အတွက်ကြောင့်နေလဲပါတယ်ပေါ့နော်ဒါကတော့ဒီ capitalism နဲ့ patriarchy နဲ့တစ်ခုနဲ့တစ်ခုဘယ်လိုပြန်အလှန်ထောက်ပံ့ပေးနေလဲပြန်အလှန်အကျိုးပြုပေးနေလဲဒီကနေပြီးတော့မြို့သမီးတွေကဘယ်လိုမျိုး exploit လုပ်ခံနေရလဲဆိုတဲ့ဥစ္စာပေါ့နော်
ဟုတ်ကဲ့ဒီလောက်ဆိုရင်အဆင်ပြေမလားမသိဘူးเนาะဟုတ် ဒီပါလင်းနေကေအများကြီးခြုံငုံမိပါရဲ့လို့ဆက်ပြီးတော့တွေးမိစရာကြီးအများကြီးရရဲ့လीနော်ဒီ capitalism ရဲ့ patriarchy ရဲ့ဆိုတာဘယ်ရောက်ထောက်ကြည့်လိုက်ဆက်ဆက်နေရမျိုးတွေအများကြီးတွေးနိုင်တဲ့အရာမျိုးเนาะဆွေးနွေးလင်းနေဆွေးနွေးပြသွားတွေ့ရတယ်ဆိုတော့အမားတို့တွေဆက်ပြီးတော့ပေါ့နော်ဒီ capitalism လို့ပြောကြတဲ့အချိန်မှာ capitalism ဒီစီးပွားရေးရာပေါ့နော်အရင်းရှင်စနစ်တရားခုနလင်းနေပြောသွားတဲ့အရာမှာလည်းပါတယ်ပေါ့နော်ဒီကုန်ထုတ်လုပ်မှုတွေမှာဒီ promote လုပ်ကြတဲ့ဟာပေါ့နော်သူတို့ရဲ့ထုတ်ကုန်တွေကြော်ညာကြရပေါ့နော်အဓိကကသူတို့ရောင်းရဖို့အတွက်ကိုကုန်ထုတ်လုပ်ငန်းတွေမှာလို့ကြော်ညာကြတဲ့အချိန်မှာအဓိကကပေါ့နော်ဒီကြော်ညာတွေတချို့ marketing လုပ်တဲ့နေရာတွေမှာပေါ့နော်ဒီမီဒီယာဘိုင်းကနေပြီးတော့ဒီ patriarchy ဒီဘဝရကြီးစိုးမှုကိုဘယ်လိုမျိုးပေါ့နော်ဒီ represent လုပ်ပြီးတော့ပေါ့နော်သူတို့ရဲ့ product တွေကိုရောင်းနေရမျိုးတွေတွေ့ရလဲပေါ့နော်ဥပမာဒီအမားတို့ပြီးခဲ့တဲ့ဒီ session မှာဆိုလို့ရှိရင်ပေါ့နော်ဆွေးနွေးသွားတဲ့ဖိတ်ခေါ်ထားတဲ့ဒီဆ iam တင်ပါဦးဆွေးနွေးသွားတဲ့အရာမှာအမသဘောကျတဲ့အချက်လေးတစ်ချက်ရှိရပေါ့နော်အဲ့ဒါလေးကိုပြန်ပြောခြင်းနဲ့သူကအဓိကဒီအမားတို့တွေဒီ feminist ဆိုပြီးတော့ပေါ့နော်ဒီအမျိုးသားအမျိုးသမီးတိုင်းလူညီရေးစီဒီခေတ်အဆက်ဆက်ပေါ့နော်တမိုင်းစင်ဆက်ဒီ promote လုပ်လာကြတဲ့အချိန်မှာ woman empowerment ဆိုပြီးတော့လုပ်ကြတဲ့အချိန်မှာဒီတစ်ချက်ပေါ့နော်ဒီဆက်လက်တောက်ကြတဲ့အမျိုးသားတွေပေါ့နော်ဆက်လက်တောက်ကြတဲ့အမျိုးသားတွေရဲ့အကြောင်းကိုပေါ့နော်ဒီအမျိုးသမီးတွေလည်းအမျိုးသားတွေတောက်တယ်လို့မျိုးအမျိုးသမီးတွေလည်းတောက်နိုင်ရမယ်ဆိုပြီးတော့ဒီ woman empowerment နဲ့ဒီသူတို့ကချိတ်ဆက်ပြီးတော့ပေါ့နော်သူတို့ရဲ့ဒီ secret လုပ်ငန်းကိုစပြီးတော့ promote လုပ်လိုက်ကြတဲ့အချိန်မှာတအားပေါက်သွားတယ်ပေါ့နော်ဒီအမျိုးသမီးတွေဒီဆက်လက်တောက်ကြတဲ့ဒီ image တွေဆက်လက်တောက်ကြတဲ့ဒီသူတို့ရဲ့ဒီ social image ကိုဒီစိုင်းမှုကြီးတွေနဲ့ထောင်ပြီးတော့ပေါ့နော်ဒီမီဒီယာမှာအများကြီးသုံးကြရတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတွေရဲ့ဆက်လက်တောင်နှုန်းကလည်းမြင့်လာတဲ့အတွက်သူတို့ရဲ့ဆက်လက်ရောင်းရနှုန်းကတအားမြင့်လာတယ်ပေါ့နော်ဒီ1900ပြည့်နှစ်ကအစောပိုင်းနှစ်တွေမှာပေါ့နော်ဒီဆက်လက်တောက်တာရဲ့အရာကိုဒီအမျိုးသမီးရဲ့ feminist တွေရဲ့ဒီသူတို့ရဲ့ target ပေါ့နော် feminist တွေရဲ့ target အရအမျိုးသားတွေနဲ့အမျိုးသမီးနဲ့တန်းတူပဲဆိုတဲ့အရာကိုမီဒီယာကနေပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေကနေပြီးတော့ပြန်သုံးချပြီးတော့ဒီအမျိုးသမီးတွေလည်းဆက်လက်တောက်နိုင်နေဆိုတဲ့အရာကိုအသုံးချပြီးတော့ဒီ promote လုပ်သွားတယ်ပေါ့နော်ဆိုတော့တစ်ဖက်ကနေပြီးတော့ဒီ feminist ကို promote လုပ်တဲ့အချိန်မှာတစ်ဖက်က capitalism ကနေပြီးတော့စောင့်ကြိုနေရပေါ့နော်ဆိုတော့အဲ့ဥပမာလေးကိုမှအရင်သဘောကျမိသွားတယ်ပေါ့နော်ဆိုတော့လင်းနေနဲ့ကောအဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဥပမာလေးတွေဘယ်လိုမျိုးထပ်ပြီးပေးပြီးတော့ဆွေးနွေးခြင်းလဲအဓိကကဒီ patriarchy ရဲ့ capitalism မှာပေါ့နော်ဒီထုတ်ကုန်တွေကိုသူတို့ဒီအမှားတို့လူမှုပတ်ဝန်းကျင်မှာရောင်းရဖို့အတွက်မှာ promote လုပ်တဲ့အချိန်မှာပေါ့နော် patriarchy ကရောဘယ်လိုမျိုးပါဝင်ပတ်သက်ပြီးတော့အသုံးချနေလဲအသုံးပြုခံနေရလဲဆိုတဲ့အရာရင်းနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အမ်ဒီအကြောင်းကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့အဓိကကအရင်ဆုံးပြောရမှာကဒီဖော်ဝါဒကြီးစိုးမှုရဲ့ထုံတန်းစင်လာတွေထုံတန်း delay တွေပေါ့နော်ဒါတွေကိုအရင်ဒီအကြောင်းအရင်တစ်ချက်သတိထားရမယ်ထင်တယ်အဲ့တော့ဒီဖော်ဝါဒကြီးစိုးမှုအောက်မှာဆိုလို့ရှိရင်ဒီအမျိုးသားတွေကဘယ်လိုမျိုးမျိုးသားတွေပေါ့ဘယ်လိုမျှော်လင့်ချက်ရှိလဲဆိုတော့အမျိုးသားတွေကဒီဟွန်းကြံ့ခိုင်ရမယ်အဲ့လိုဘယ်လိုပြောရမလဲ strong ဖြစ်ရမယ်ပေါ့နော်အမျိုးသားတွေဆို strong ဖြစ်ရမယ်ဒါဟိုရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာရော strong ဖြစ်ရမယ်နောက်ပြီးတော့ဆုံးဖြတ်ချက်ပြတ်သားရမယ်နောက်ပြီးတော့ဒီ family ကိုထောက်ပံ့ပေးနိုင်ရမယ်မိသားစုကိုထောက်ပံ့ပေးနိုင်ရမယ်ပေါ့နော်ဒီလိုမျိုးတွေမျှော်လင့်ချက်ရှိကြတယ်ပေါ့နော်ဒီညမှာသူတို့ရဲ့အဲရုပ်ပိုင်းဆိုင်ရာအရာစိတ်ပိုင်းဆိုင်ရာအရာ strong ဖြစ်တယ်ဆိုတာကလည်းတကယ်တမ်း strong ဖြစ်တာဟုတ်ချင်မှဟုတ်မယ်ပေါ့နော်ဒါသူတို့ရဲ့ဒီလူအဖွဲ့အစည်းတွေမှာမြင်တဲ့အမြင်အရဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်ရင်ဒါ strong ဖြစ်တယ်ဆိုပြီးသူတို့သတ်မှတ်ထားတဲ့ပုံစံခွက်တဲ့ဝင်တဲ့ပုံစံမျိုးဖြစ်စေချင်တာပေါ့နော်အဓိကကျွန်တော်ကဒီဘယ်လိုပြောရမလဲတကယ်သူတို့ strong ဖြစ်တယ်မဖြစ်ဘူးဆိုတဲ့ဥစ္စာကိုပြောချင်တာမဟုတ်ဘူးပေါ့နော်ဒီ society ကနေဘယ်လိုမျိုး expectation ရှိလဲဆိုတာကိုကျွန်တော်အနေနဲ့အဓိကပြောချင်တာဒါပေမဲ့အမျိုးသမီးတွေကိုမြင်လိုက်ပြီဆိုရင်တော့အမျိုးသမီးတွေကိုတွေ့ပြီဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုမျိုး expectation ရှိလဲဆိုတော့ဒီအမျိုးသမီးတွေကအဲ့လိုမျိုးရိုးကျိုးရမယ်နာခံရမယ်နောက်ပြီးတော့ကြည့်ရှုစောင့်ရှောက်တတ်တဲ့အဲ့လိုမျိုးပေါ့နော် nature မျိုးရှိရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဓိကမျိုးသမီးတွေဆိုလို့ရှိရင်အဓိကလူတွေကဘယ်လိုမျိုးမြင်လဲဆိုတော့ဒါကိုယ့်မိသားစုမှာကိုယ့်ရဲ့အိမ်မှာအိမ်မှုကိစ္စနိုင်နေရမယ်ကလေးတွေကိုကောင်းကောင်းမွန်မွန်ပြုစုပြောထောင်နိုင်ရမယ်အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုး support ဘယ်လိုပေးမလဲဆိုတဲ့ပုံစံမျိုးနဲ့အမျိုးသမီးတွေကိုမြင်ကြရတယ်ပေါ့နော်အဲ့တော့ဒီလိုအမြင်တွေကနေတစ်ဆင့်ဘယ်လိုဖြစ်လာလဲဆိုတော့
ဥဆောင်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒါတွေကတခုခုဥဆောင်ရပြီဆိုလို့ရှိရင်ဒါတွေကဒီသဘာဝအရဒါယောက်ျားတွေအနေနဲ့လုပ်ရမယ့်အလုပ်ပါဆိုပြီးတော့မြင်သွားတဲ့အမြင်မျိုးကိုပေါ်လာတယ်ပေါ့နော်ဒါအမြင်ကိုပြောချင်တာเนาะဒါလူတွေရဲ့အမြင်မှာဒါတခုခုဥဆောင်ရပြီဆိုဒါသဘာဝအရယောက်ျားတွေဥဆောင်ရမယ့်အလုပ်ဆိုပြီးတော့မြင်လိုက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီယောက်ျားလေးတွေရဲ့ပညာရေးတွေကို main ကလေးတွေရဲ့ပညာရေးထက်ပိုပြီးဦးစားပေးတာမျိုးပေါ့နော်အထူးသဖြင့်ကျွန်တော်တို့နယ်မှာဆိုလို့ရှိရင်နယ်မှာခုနဟိုငွေကြေးအရာကြက်တီးတဲ့နေရာတွေမှာဆိုလို့ရှိရင် main ကလေးတွေဆိုလို့ရှိရင်စောစောစီစီចောင်းထုတ်လိုက်တယ်ចောင်းထုတ်လိုက်ပြီးတော့ဒီတေစာရှင်စာတက်ရင်ရပြီဆိုပြီးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်ကျွန်တော်အမေတော်မှ3တန်းလား4တန်းလားအဲ့ဒါပဲအောင်နော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးထုံးတမ်းစင်တာရှိတယ်ပေါ့နော်မိန်းကလေးတွေဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်ရမယ်ယောက်ျားလေးတွေဆိုလို့ရှိရင်တော့ဒီပညာရေးကိုအဆုံးတဲ့အထိတင်ပြီးတော့အလုပ်တွေပါတယ်ရမိသားစုကိုပြန်ထောက်ပံ့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ norm တွေရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီ patriarchy ပေါ့နော်အဓိကဖိုဝါဒကြီးစိုးမှုကနေဆင်းလာတဲ့ဓလေ့ထုံးတမ်းတွေကိုကြည့်တဲ့အချိန်မှာအဓိကကျွန်တော်တို့ဘလူတွေကတွားပြီးတော့အများဆုံး criticize လုပ်ခံရလဲအများဆုံးလှောင်ရည်ခံရတာမျိုးအဲ့လိုမျိုးအပြစ်တင်ခံရတာမျိုးဆိုလို့ရှိရင်ဒီ LGBTQ+ လို့ခေါ်တဲ့ကျွန်တော်တို့ queer ပေါ့နော် queer community ကအများဆုံးဒီထဲမှာဆိုလို့ရှိရင် criticize လုပ်ခံရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ queer people တွေကျွန်တော်တို့ဒီ LGBTQ တွေကကြတော့လူတွေအများစုပေါ့နော်လူအများစုမျှော်လင့်ထားတဲ့ဒီထုံးတမ်းစင်လာအရာယောက်ျားဖြစ်မှုဆိုရင်ဘယ်လိုရှိရမယ်ဆိုတဲ့ role တွေမိန်းမဖြစ်မှုဆိုရင်ဘယ်လိုရှိရမယ်ဆိုတဲ့ role တွေကနေတွေ့ဖယ်သွားတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ဖယ်သွားတဲ့အချိန်မှာဒီလူတွေကတဘာဝမကျတဲ့လူတွေဒီလူတွေက abnormal ဖြစ်နေတယ်ဆိုတဲ့အမြင်မျိုးတွေဒီလိုမျိုးရှိလာကြတယ်ပေါ့နော်ဒါတွေကဒီ capitalism ကဒီ patriarchy ဒီဖိုဝါဒပေါ့နော်ဖိုဝါဒအရရှိနေတဲ့ထုံးတမ်းစင်လာတွေကိုဘယ်လိုအသုံးချနေလဲဆိုတာကိုပြောပြဖို့အတွက်ဒါအရင်ဆုံးဒါဒီလိုရှိရဆိုတာလေးကိုအရင်ပြောပြတာပေါ့နော်အဲ့တော့ခုနကတော့ကျွန်တော်ပြောခဲ့သလိုမျိုးပဲဒီကအမျိုးသားတွေကဒီလိုမျိုးရှိရမယ်ဒီလိုမျိုး expectation ပေါ့နော် expectation ရှိလာတဲ့အချိန်မှာဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့ကြတော့အမျိုးသမီးတွေကဒီအမျိုးသားတွေရွေးချယ်ခြင်းလာအောင်ဒီလိုမျိုး breadwinner ဖြစ်တဲ့အမျိုးသားတွေပေါ့နော်ဒီလိုမျိုးအမျိုးသားတွေလိုချင်လာအောင်သူတို့အနေနဲ့သူတို့ကိုသူတို့ဘယ်လိုမျိုးပြောင်းလဲပေးရမလဲသူတို့အနေနဲ့ဘယ်လိုမျိုးဒီယောက်ျားတွေကို present လုပ်ရမလဲဆိုတဲ့ဥစ္စာတွေကို capitalism ကနေကျွန်တော်တို့ promote လုပ်ပြီးတော့ရောင်းချနေတယ်ပေါ့နော်ဥပမာအားဖြင့်ကျွန်တော်တို့ဒီအမျိုးသမီးတွေဆိုလို့ရှိရင်ဘယ်လိုခန္ဓာကိုယ်အနေနဲ့ပို့ပြီးတော့လှအောင်အသားအရောင်မျက်နှာသို့မဟုတ်ဒီမိခင်ကောင်တယောက်ဖြစ်အောင်ဘယ်လိုမျိုးဖြစ်ရမယ်ဘယ်လိုမျိုး standard တွေရှိရဲယောက်ျားလေးတွေကတော့ဘယ်လိုပုံစံမျိုးမိန်းကလေးမှကြိုက်တာဘယ်လိုဟာမျိုးမှဘယ်လိုမိန်းကလေးမျိုးမှအိမ်တော်ဘက်အနေနဲ့ရွေးချယ်မှာဘယ်လိုမိန်းကလေးမျိုးမှလက်ထက်ယူမှာအဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုး standard တွေဒီကျွန်တော်တို့လူဖွဲ့စီမှာတက်မှတ်လိုက်တယ်အဲ့လိုမျိုးတက်မှတ်လိုက်တဲ့အချိန်မှာဒီ standard တွေကို capitalist တွေကပြန်ပြီးတော့အသုံးချတယ်အသုံးချပြီးတော့ဒါတွေကိုပြန်ပြီးတော့ရောင်းချကြတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီအဲအသားဖြူစေးတို့အသားဖြူစေးပေါ့နော်အသားဖြူစေးတို့ဘာလို့ဆိုလို့ရှိရင်ဒါမိန်းကလေးတွေကိုပို့ပြီးတော့ light ဖြစ်တဲ့ skin မျိုးပေါ့နော်အဲ့လို skin မျိုးရလာအောင်ဒီဘာလို့လဲဆိုတော့ဒီ light skin တဲ့ black sorry ဒီလိုမျိုး light ဖြစ်တဲ့အသားအရည်မျိုးရှိတဲ့အခါမှာအမျိုးသားတွေကပို့ပြီးတော့လိုချင်ကြတယ်အဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့သူတို့အနေနဲ့ရောင်းချတယ်ပေါ့နော်သူတို့အနေနဲ့ရောင်းချတယ်ဒီဟာတွေကလေဒီ gender နဲ့တင်မကဘူးဒီလိုဟာမျိုးဆိုလို့ရှိရင် race တွေပိုင်းနဲ့ပါတွားပြီးတော့ဆိုင်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးအသားဖြူတာပိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့အသားမဲတဲ့ race တွေကတခုခုချိုယွင်းနေတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးအမြင်မျိုးပါရှိလာတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတွေကအရန်ကျွန်တော်မြင်မှာဆို toxic ဖြစ်တဲ့ဘယ်လိုပြောရမလဲ marketing ပေါ့နော်ဒီလိုမျိုးရောင်းချတဲ့ advertising လုပ်တဲ့ပုံစံမျိုးတွေလို့တော့ကျွန်တော်ကမြင်တယ်ပေါ့နော်အဲ့တော့ခုနကဒီအမျိုးသမီးတွေမိန်းကလေးတွေ LGBTQ လူငယ်တွေပေါ့နော်ဒီလူတွေကိုသူတို့ကဒီစနစ်ထဲမှာဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးရှိရမယ်ဆိုတော့ pressure တစ်ခုရှိတယ်ပေါ့နော်ဘယ်လိုမျိုးမိန်းကလေးဆိုရင်တော့ဘယ်လိုမျိုးဖြစ်ရမယ်ဒီ LGBTQ တွေအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးရှိရမယ်အဓိကတော့ဒီ pressure အမျိုးသမီးတွေပေါ်သွားပြီးတော့
target ထားတယ်ပေါ့နော်အဲ့လို target ထားပြီးတော့အမျိုးသမီးတွေကိုဒီ beauty product တွေအများကြီးရောင်းနိုင်တယ်များရောင်းတာမျိုးတွေနောက်ပြီးတော့ဒီအဲမိခင်ကောင်းတယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဘာတွေတော့တည်ထားဖို့လိုတယ်ဘာတွေတော့ဝယ်ရမယ်အဲ့လိုမျိုးတွေပေါ့နော်အဓိကဒီ market ထဲမှာရောင်းနေရပဲအဲ့တော့ခုနက patriarchy ကနေ shape သွင်းလိုက်တဲ့ဟာတွေပေါ့မူတည်ပြီးတော့ဒီလူတွေပေါ့ဒီအမျိုးသမီးတွေပေါ့ LGBTQ တွေပေါ့တစ်ခါပြန်ပြီးတော့ဒီ capitalism ကနေ exploit ပြန်လုပ်တယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တခါတည်းပေါ့နော်ဆက်ပြီးတော့ပြောချင်တာလေးတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ May case လို့ခေါ်တဲ့ဟာပေါ့နော်ဒီအကြောင်းကျွန်တော်လည်းအရင် page မှာတော့စောင်းပါတစ်ခါတော့ရေးဦးတယ်ဒီ May case ကဘာကိုပြောချင်တာလဲဆိုတော့ဒါဒီအမျိုးသားတွေအမြင်ပေါ့နော်အမျိုးသားတွေရဲ့အမြင်ကအမျိုးသမီးတကယ်ဖြစ်မှုတဲ့အမျိုးသားတွေရဲ့မျက်လုံးထဲမှာဒီအမျိုးသမီးတွေကဘယ်လိုဖြစ်ရမယ်ဆိုတာပို့ပြီးတော့အရေးကြီးတယ်ဆိုတဲ့ဟာမျိုးဥပမာကျွန်တော်တို့ရုပ်ရှင်တွေဘာတွေမှာဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့သူတို့ကိုယ်သူတို့ presence လုပ်နေတာမျိုးမဟုတ်ဘဲနဲ့အမျိုးသားတွေရဲ့အမြင်ကနေတဆင့် presence လုပ်နေတာမျိုးပေါ့နော်ဒီလိုဟာမျိုးကိုကျွန်တော်တို့က make case လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီလိုဟာမျိုးတွေကကျွန်တော်တို့ခုနက marketing ထဲမှာဆိုရင်အများကြီးတွေ့ရတယ်အဲ့နေရာမှာကျွန်တော်တခုပေါ့နော်တခုဆက်ပြီးပြောချင်တာကျွန်တော်တို့ Canadian ဆိုင်းဆီယာမှာပေါ့နော်ဆီယာမာကြီး Margaret Atwood ရဲ့စာအုပ်အုပ်ထဲမှာပါတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့နည်းနည်းလေးခြောက်ခြားဖို့ကောင်းတယ်သူပြောချင်တဲ့သဘောပေါ့နော်သူပြောချင်တဲ့သဘောကဘာလဲဆိုတော့အမျိုးသမီးတွေကဒီအမျိုးသားတွေရဲ့ male gaze ကပေါ့နော်အမျိုးသားတယောက်ရှိနေတဲ့အချိန်မှာဥပမာအခန်းတစ်ခန်းထဲမှာအမျိုးသားတယောက်ရှိနေတဲ့အချိန်မှာ male gaze ကရှိနေရမျိုးမဟုတ်ဘဲနဲ့ဘလို့အချိန်တွေမျိုးမှာတော့ဒီ male gaze ကရှိနေနိုင်လဲဆိုတော့အမျိုးသမီးတွေပဲရှိနေတဲ့အချိန်မှာအမျိုးသမီးတယောက်တည်းပဲရှိနေတဲ့အချိန်မှာတော့ဒီအမျိုးသမီးရဲ့အတွင်းစိတ်ထဲမှာချောင်းကြည့်နေတဲ့အမျိုးသားတယောက်ရှိနေတယ်တဲ့အဲ့ဒီချောင်းကြည့်နေတဲ့အမျိုးသားတယောက်လိုချင်တဲ့အတိုင်းအဲ့ဒီအမျိုးသမီးကသူ့ကိုယ်သူ presence လုပ်ပေးနေတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်အဲ့ဒီစာအုပ်အုပ်ထဲမှာတွေ့မိတယ်ပေါ့နော်ဒါကကျွန်တော်သူ့ရဲ့သူတင်ဆက်ဒီဆရာမ Margaret Atwood ရဲ့ပေါ့နော်ဒီအမြင်ပေါ့နော်အရန်ကျွန်တော်အမြင်မှာအရန်ရှက်ဖြစ်ပြီးတော့အရန်လည်းခြောက်ခြားဖို့ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူပြောချင်တာကဒီအမျိုးသမီးတွေပဲရှိနေတယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသမီးတွေကဥပမာကျွန်တော်တို့ငယ်လေးတွေကတင်ရတာမျိုးတွေရှိတယ်ပေါ့နော်ဒီ main ကလေးဆိုရင်ကျုပ်စုံလေးပဲထိုင်ရမယ်လျှက်ပေါ်မလော်လီရဘူးပေါ့နော်အဲ့လိုဟာမျိုးကျွန်တော်တို့ကဘာလို့လဲဆိုတော့အမျိုးသားတွေကကိုယ်ကိုမြင်လို့ရှိရင်အစင်မပြေဘူးပေါ့နော်အစင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးနေရမယ်ဆိုပြီးတော့သူကပြောတယ်ပေါ့နော်တင်ထားပေးခဲ့တာရှိတယ်အဲ့တော့ဒီ main ကလေးတွေကအသက်ကြီးလာတဲ့အခါမှာတော့မှဒီကိုယ်ဘေးနားမှာအမျိုးသားတွေမရှိတဲ့အခါမှာတော့မှဒီလိုပဲနေတာမျိုးဒီလိုပဲထိုင်တာမျိုးအဲ့လိုမျိုးတွေရှိလာတယ်ပေါ့နော်အဲ့လိုမျိုးပဲခုနကကျွန်တော်တို့ဒီ skin care တွေပဲဖြစ်ဖြစ်သူတို့ make up တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဝယ်တဲ့အခါမျိုးမှာဆိုရင်အမျိုးသမီးတွေကသူတို့ဘာသူတို့လိုချင်လို့ဝယ်တယ်ဆိုပြီးသူတို့ကိုသူတို့ပြောလို့ရှိရင်တော့အဝယ်ဖြစ်ဖို့လိုနေတာသူတို့ခေါင်းထဲမှာရှိနေတဲ့အမျိုးသားတယောက်ရဲ့အမြင်ဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒီလိုမျိုးဟာလေးကိုပါအဝယ်ဖြစ်မိသွားတယ်ပေါ့နော်ဒါအရင်လဲကျွန်တော်ဒီမှာတော်တော်လေးကိုခြောက်ခြားဖို့ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလောက်ထိတောင်ကျွန်တော်တို့ရဲ့ society ကဟာတွေကကျွန်တော်တို့ရဲ့ဟိုးမတွင်းအတွင်းထဲကအသိစိတ်ပေါ့နော်မသိစိတ်ပေါ့နော်အတွင်းထဲကမသိစိတ်ထိပါအဲ့လိုမျိုးစွဲနေတယ်ဆိုတဲ့ဟာမျိုးက तू အဲ့လိုပြောလိုက်တဲ့အချိန်မှာအရန်ကိုသဘောကျဖို့လည်းကောင်းတယ်ဒါပေမဲ့ခြောက်ခြားဖို့လည်းကောင်းတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုဟိုဟာ The Robber Bride ထဲမှာပြောထားတာပေါ့နော်စာရေးဆရာမအဲ့တော့ခုနကကျွန်တော်တို့ဒီ capitalism ကပေါ့နော်ဒီလိုမျိုးကနေတစ်စင်အမျိုးသမီးတွေကို exploit လုပ်နေအဲ့လိုပဲတစ်ချိန်တည်းမှာအမျိုးသားတွေကိုကြတော့ဘယ်လိုမျိုးရောင်းလဲဆိုတော့အမျိုးသားတွေရဲ့ masculinity ကိုတတ်နိုင်သမျှထိန်းသိမ်းထားပြီးတော့သူတို့ကရောင်းတယ်အမျိုးသားတွေရဲ့ masculinity လို့ပြောတဲ့အချိန်မှာယောက်ျားဆန်မှုပေါ့နော်အမျိုးသားတွေရဲ့ယောက်ျားဆန်မှုကအထူးသဖြင့်ပေါ့နော်အထူးသဖြင့်ဒီ LGBT တွေမှာတော့ LGBT တွေမှာတော့ဒီအာ masculinity ကဟိုယေဝယအပြင်ပေါ့နော်ယေဝယအပြင် LGBT community queer community ထဲမှာတော့ masculinity ကအဲ့ဒီလောက်ထိကြီးဒီ straight community မှာလောက်အရေးလို့ပြောရမလဲ influence မရှိဘူးဆိုပေမဲ့ပေါ့နော် influence လုံးလုံးမရှိတာတော့မဟုတ်ဘူးဒါပေမဲ့ဒီ straight တွေရဲ့ community မှာတော့ဒီ masculine ဖြစ်မှုကပို့ပြီးတော့ influence ရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသူတို့
ဒီလူအဖွဲ့အစည်းမှာသတ်မှတ်ထားတဲ့ယောက်ျားဆန်မှုဒီယောက်ျားဆန်မှုတိုင်းယောက်ျားလေးတွေကဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်လူမျိုးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုလူတိုင်းသိတဲ့ယောက်ျားလေးတွေဆိုမငိုပါဘူးပါညာဒီလိုမျိုးတွေပေါ့နော်ဒီလိုမျိုးဟာကမှယောက်ျားဆန်တာမငိုတာကမှယောက်ျားဆန်တာအဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးယောက်ျားဆန်မှုတွေကိုသူကအသုံးချပြီးတော့ပြန်ပြီးတော့ဈေးပြန်ရောင်းတယ်ပေါ့နော်ဥပမာအပြင်သတိထားမိလားမသိဘူးအမျိုးသားတွေအတွက် target ထားတဲ့ skin care product တွေဆိုရင်အများစုကအပြာရောင်နဲ့အမဲရောင်နဲ့ပဲလာလေးရှိတယ်ကျွန်တော်တို့ဟိုမှာဆိုရင်ဗာလဲ Nivea roll on တွေမှာဆိုလို့ရှိရင်အဓိကတွေ့လိမ့်မယ် Nivea roll on အမျိုးသားတွေအတွက်ဆိုလို့ရှိရင်အမဲနဲ့အပြာလွယ်ပြီးကျန်တဲ့အရာကိုကျွန်တော်မတွေ့ဘူးအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးဒီအမျိုးသားတွေရဲ့ fragile ဖြစ်တဲ့ masculinity ကိုသူကထောက်ပံ့ပေးပြီးတော့ပစ္စည်းတွေကိုထပ်ပြီးတော့ရောင်းတယ်ပေါ့နော်ကျွန်တော်တို့ UK မှာဆိုရင်အမျိုးသားတွေအတွက် target ထားတဲ့ makeup brand တစ်ခုရှိတယ်အဲ့ makeup brand ရဲ့နာမည်က Warpaint လို့ခေါ်တယ် Warpaint ဆိုတာကျွန်တော်တို့ဟိုငကိုတော့ကလေစစ်တွေပါတွေတိုက်ရင်ယောက်ျားလေးတွေကမျက်နှာပေါ်မှာအဲ့လိုအိုးမဲတို့ပါတော့အဲ့လိုမျိုးလေးတစ်ခုခုတုပ်ပြီးတော့အဲ့လိုမျိုးသွားတိုက်တဲ့ပုံစံမျိုးအဲ့ဒီစကားပေါ့နော် Warpaint ကျွန်တော်စာရိုက်ပေးလိုက်မယ်နော်အဲ့လိုမျိုး brand တစ်ခုရှိတယ်ပေါ့နော်ဒါကဒီယောက်ျားလေးတွေရဲ့ဒီ masculinity ကိုဒီဘလောက်တောင်သူတို့အဲဘလောက်တောင်အဲ့လိုမျိုး fragile ဖြစ်တဲ့ masculinity ကိုလုံးဝမကြိုးကြေအောင်အရန်ကိုတတိထားပြီးကင်တွယ်နေတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဝါဆိုတာကဒီလူအဖွဲ့အစည်းထဲမှာတော့စစ်ပွဲတွေလို့ပြောလိုက်လို့ရှိရင်ဒါယောက်ျားလေးတွေနဲ့ဆက်ဆက်ပြီးတော့တွေးမိကြတဲ့ဟာပေါ့နော်အဲ့လိုမျိုးမှာသူကနာမည်ပေးလိုက်တယ်ဝါပိတ်ဆိုပြီးတော့နာမည်ပေးလိုက်တယ်ဒါပေမဲ့တကယ်တော့အဲ့ဒါဘာလဲဆိုတော့ make up ဒါပေမဲ့ယောက်ျားလေးတွေအနေနဲ့ဆိုလို့ရှိရင် make up လိမ့်နေဆိုလို့ရှိရင် feminine ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒီ make up ရဲ့နာမည်ကိုဝါပိတ်မှာဆိုပြီးတော့ပေးပြီးတော့ make up ကိုပြန်ရောင်းတယ်ပေါ့နော်အဲ့လိုမျိုးရောင်းတာပေါ့နော်ဒါကကျွန်တော်လည်းတကယ်ရှာကြည့်လိုက်တော့တကယ်ဟုတ်တယ်ကျွန်တော်အစနောက်နေကြရတဲ့ထင်တော့မဟုတ်ဘူးအဲ့ဒီဥစ္စာကျွန်တော်ရှာကြည့်လိုက်တော့တကယ် product အနေနဲ့ရောင်းနေတာတွေ့တယ်ပေါ့နော်ဟုတ်တက်လောက်ဆိုရင်တော့ဟုတ်ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီဟာနဲ့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ပြောစရာရှိတာကျေးဇူးပါမမလည်းနည်းနည်းပိုသိချင်သွားလို့လေအဲ့ဝါပိတ်ဆိုရဲသူမိတ်ကပ်ကကြတော့ဒီအမျိုးသမီးတွေတောင်းတဲ့ဒီမျက်နှာမှာရှိအပြည့်အနာစားတွေကိုဖုံးပေးတဲ့မိတ်ကပ်လိုပုံစံမျိုးပဲလားသူကဟုတ် make up ပဲရိုး မိတ်က make ပ် up ပဲပဲဟုတ်ဒါပေမဲ့ make up make up ပဲအမျိုးသားတွေအနေနဲ့ make up သုံးတယ်ဆိုသူတို့ရဲ့ masculinity ကိုထိခိုက်ရာရောက်တယ်ဆိုနာမည်ကိုပြောင်းပလိုက်တာပေါ့နော်အဲ့လိုဟုတ်တယ်ဟုတ်ဟုတ်ကျေးဇူးပါလို့လေးနဲ့ဆွေးနွေးပေးသွားပြီးတော့ခုနကလေအဓိကဒီ Matrix နဲ့ပတ်သက်ပြီးတော့ထည့်ပြီးတော့ဆွေးနွေးပေးသွားတာအများကြီးကျေးဇူးတင်ပါတယ်လို့တကယ်အများကြီးလဲဒီ patriarchy ရဲ့ capitalism ကိုထောက်ပြတဲ့နေရာမှာအများကြီးထိရောက်တယ်လीနော်ပြီးတော့ဒီ Matrix မှာအမလည်း Matrix နဲ့ပတ်သက်ပြီးတော့ဒီစိတ်ဝင်စားတော့လေ့လာဖြစ်မိဖူးတယ်ပေါ့နော်ဒီ Matrix နဲ့ပတ်သက်ပြီးတော့ဒီအမကကြတော့အဓိကဒီအမှုပညာပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာပေါ့နော်အမှုပညာပိုင်းမှာအမျိုးသမီးတွေရဲ့ဒီ body represent လုပ်တဲ့နေရာမှာပေါ့နော်အဓိကဒီအဲ့ဒီကနေတစ်ဆင့် marketing လုပ်တဲ့ marketing ဖြစ်သွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့လေ့လာဖြစ်မိရပေါ့နော်အဓိကဘာဖြစ်လို့ဒီ Matrix နဲ့ပတ်သက်ပြီးတော့ခုနကလင်းနေလည်းပြောသွားတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကဒီအမျိုးသမီးတယောက်ကနေပြီးတော့အမျိုးသားကိုကြိုက်လို့ကိုယ့်ရဲ့ fashion ပေါ့နော်ဥပမာဒီအမားတို့အမျိုးသမီးတွေဟိုဝတ်ကြတဲ့ fashion တွေမှာဆိုလို့ရှိရင်ကိုကြိုက်အင်ကြီးမျိုးတွေရှိမယ် body ကိုပိုပေါ်အောင်ဝတ်ကြတာမျိုးတွေရှိမယ်အဲ့လိုမျိုးကများသောအားဖြင့်ပြောကြတာဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကကြိုက်လို့ဝတ်တာလားသူတို့ရဲ့ကိုယ်တိုင်ကဒါတဘာဝအရာစဉ်းစားကြည့်လို့ရှင်ဘလို့မှ comfort မဖြစ်နေဘူးသူခန္ဓာကိုယ်ကြက်ကြက်တီတီထုတ်ထားရတယ်ပြီးတော့သူ့ရဲ့ဒီပူရဲလောင်တဲ့အဲ့လိုမျိုးဟာသူ့တုံးထားတဲ့ material တွေ fabric တွေကစားဘလို့မှ comfort မဖြစ်နေဘူးဒါပေမဲ့ဒီအရာကိုအမျိုးသမီးတွေကဘာအတွက်ဝတ်ချင်တာလဲသူတကယ်လှချင်လို့လားသူတကယ်လိုချင်လို့လားပြီးတော့ဒီ make up သုံးတာကြီးဘာတွေကအစားပေါ့နော်အမျိုးသမီးတွေကိုယ်တိုင်ကဟိုသူ့တဘာဝအရာအလှပကြိုက်တာဟုတ်တယ်ပေါ့နော်ဒါပေမဲ့ဒီအလှပကြိုက်တာကဒီအမျိုးသမီးတွေရဲ့ဖြစ်တည်မှုတဘာဝအရာသူကိုယ်တိုင်လိုချင်လို့လားဒါမှမဟုတ်လို့ရှိရင်တစ်ဖက်ကပေါ့နော်ဒီ capitalism နဲ့ဆက်ကြည့်လိုက်လို့ရှိရင်ဒီလူဘောင်ဖွဲ့စည်းကတတ်မှတ်ကြသလိုမျိုးပေါ့နော်အမျိုးသမီးတွေကသူတို့ထပ်ပို့ပြီးတော့အင်အားကြီးတယ်သူတို့ကိုကွာကွယ်ပေးနိုင်တဲ့ဒီနေတဲ့ဒူဝါရှင်တန်မှုအတွက်ပေါ့နော်ဒီသူတို့ရဲ့ဒီထောက်ပံ့ပေးနိုင်တဲ့ပေါ့နော်ဝင်ငွေရထောက်ပံ့ပေးနိုင်တဲ့အမျိုးသားဒီကိုမိခိုခြင်းလို့သူလိုချင်လို့အတွက်ကိုဒီသူတို့ရဲ့ protector အနေနဲ့လိုချင်လို့သူတို့
ဆွဲဆောင်ခြင်းလို့ပေါ့နော်ဒီအမျိုးသားတွေကြိုက်အောင်သူတို့ကိုယ်သူတို့ပုံသွင်းခံလိုက်ရတာလားဆိုတာဒီမိကွန်းထုတ်စရာတွေအများကြီးရှိရပေါ့နော်ဒီຢာနဲ့ပတ်သက်ပြီးတော့ထောက်ပြသွားတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ပြီးတော့ပေါ့နော်လင်းနဲ့ထောက်ပြသွားတဲ့ထဲမှာသဘောကျတာနောက်တစ်ခုကကြတော့ဒီ LGBT community နဲ့ပတ်သက်ပြီးတော့ထောက်ပြသွားတဲ့ဟာလေးပေါ့နော်ဒီ May case ကိုမှဒါကအမတို့ဆက်ပြီးတော့စိတ်ဝင်စားစရာပေါ့နော်စဉ်းစားကြည့်တဲ့နေပေါ့နော်ဒီအမျိုးသားအမျိုးသမီးရေမှာမဟုတ်ဘူး LGBT community မှာအဓိကဒီလင်းနေပြောသွားဟုတ်တယ်ပေါ့နော်အမတို့ queer community မှာတော့ဒီဘယ်လိုပြောရမလဲ female ဖြစ်ခြင်း male ဖြစ်ခြင်းဆိုတာထက်ပိုပြီးတော့ဖြစ်တည်မှုတွေပိုရှုပ်ထွေးရဲ့ပိုပြီးတော့ဒီဖြစ်တည်မှုတွေအများကြီးရှိကြတဲ့ queer community မှာတော့ဒီလောက်မတွေ့ရပါမဲ့အမမြင်ရတော့လေဒီ transgender community မှာပေါ့နော်ဒီ trans man တွေ trans woman တွေရဲ့ community မှာတော့ဒီ male case ရဲ့ marketing ကတော်တော်လေးအသုံးဝင်နေစေလို့မြင်ရတယ်ပေါ့နော်ဥပမာဒီ trans woman အမျိုးသမီးတွေဆိုလို့ရှိရင်ဒီသူတို့ရဲ့ခန္ဓာကိုယ်လှပအောင်ဟော်မုန်းဆေးတွေထိုးကြတယ်ပြီးတော့သူတို့ရဲ့အဝတ်အစားတွေသူတို့ရဲ့အပြင်ဆင်တွေကတစ်ဖက်ကသူတို့ attract လုပ်တဲ့ masculinity ကိုသူတို့ဆွဲဆောင်ခြင်းတဲ့အတွက်သူတို့ကိုသူတို့ပုံသွင်းခံနေရတာပုံသွင်းချင်အောင်စူးစမ်းကြရတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဒီ marketing ကဒီ transgender community မှာလည်းတော်တော်လေးကိုတက်ရောက်တဲ့အရာလို့လည်းမြင်ရတယ်ပေါ့နော်။အမအနေနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်။ပြီးတော့ဆက်ပြီးတော့ဆွေးနွေးမယ်ဆိုလို့ရှိရင်လည်းအများကြီး topic တွေထွက်လာဦးမှာပေါ့နော်။ဆိုတော့အမတို့ရေနောက်ထပ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆက်သွားရမယ်ဆိုလို့ရှိရင်ပေါ့နော်။ခုနကဒီရင်းနှီးဆွေးနွေးသွားတဲ့ထဲမှာဆိုလို့ရှိရင်ဒီ capitalism ကိုထောက်ပြတယ်ဆိုတော့ capitalism မှာလေဒီဟိုလိုဘယ်လိုပြောရမလဲခုနကပြောသလိုဒီမဟာဘဝရကြီးစိုးမှုရဲ့ဒီပြရုပ်တွေကိုအသုံးချပြီးတော့ပေါ့နော်သူတို့ marketing လုပ်တဲ့အချိန်မှာဘသူတွေကအဓိက profit ရလဲပေါ့နော်ဘသူတွေအတွက်ကိုအဓိက target ထားပြီးတော့သူတို့ promote လုပ်ကြလဲနောက်ဆုံးဒီအရာတွေကနေအကျိုးမြတ်ရသွားတာဘသူတွေလဲပေါ့နော်အဲ့ဒါလေးလည်းဆက်ပြီးတော့ဆွေးနွေးစီချင်ပါတယ်လို့လည်းနေ ဟုတ်ကဲ့ဟုတ်ခဏလေးပါဟုတ် ဟုတ် ကျွန်တော်ဒီမှာမေးခွန်းမလားမသိဘူးဖတ်ကြည့်ဟုတ်ခဏလေး ဟုတ် နော် ကဲ့ဟုတ် ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်အမမေးsorry ပါနော်တစ်ချက်လောက်နည်းနည်းအတူချုပ်လေးပြန်ပြောပြလို့ရမလားမသိဘူးဟုတ်ကဲ့ပါအမကဒီလင်းနေဆွေးနွေးသွားတဲ့ဟာနဲ့ဆက်ပြီးတော့ပဲထပ်သိချင်တာပေါ့နော်ဒီ marketing ပေါ့နော်ဒီစီးပွားရေးဒီအရင်းရှင်လုပ်ငန်းစုကြီးကနေပြီးတော့ promote လုပ်ကြတယ်သူတို့ရဲ့ဒီစီးပွားရေးပို့ပြီးတော့တိုးတက်လာအောင်အတွက် promote လုပ်ကြတဲ့အချိန်မှာဒီ patriarchy norms တွေနဲ့ပတ်သက်ပြီးတော့သူတို့ promote လုပ်ကြတာတွေလင်းနေဆွေးနွေးသွားရမှာအများကြီးမြင်ရတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ target ကနောက်ဆုံးဘယ်အရာကိုဦးတည်တယ်လို့လင်းနေနေနဲ့ယူဆလဲပေါ့နော်နောက်ဆုံးဒီ marketing တွေဒီလိုဒီမဟာဘဝရကြီးစိုးမှုပြရုပ်တွေနဲ့သူတို့အသုံးချသွားပြီးတော့နောက်ဆုံးပေါ့နော်နောက်ဆုံးဒီ system ကြီးကနေပြီးတော့အကျိုးမြတ်ရသွားတာဘယ်သူတွေအတွက်ကိုအဓိကဒီအရာတွေကဖြစ်လာတယ်လို့မြင်လဲပေါ့နော်အဲ့ဒါလေးကိုဆက်ပြီးတော့ဆွေးနွေးစီချင်တာပါလို့အဲ့ဒါကကြတော့အဲ့ဒီ entire နဲ့ပြောရမယ်ဆိုရင်ကြတော့အဓိကတော့ကျွန်တော်အမြင်မှာဒါဘာကိုနောက်ဆုံးမှာဘယ်လိုမျိုးဖြစ်မလဲဆိုတာအထက်ပေါ့နော်အခုလက်ရှိသူတို့ဒီစနစ်ကလဲပတ်နေတယ်ဒီစနစ်ကိုကောင်းကောင်းလဲပတ်နေအောင်ထောက်ပံ့ပေးတယ်အဲ့လိုလဲပတ်နေတဲ့အချိန်မှာဒီစနစ်ကနေပြီးတော့အကျိုးကျေးဇူးတွေရနေတယ်အခွင့်အရေးတွေအမြတ်တွေရနေတဲ့လူတွေပေါ့နော်ဒီလူတွေပို့ပြီးတော့ကြာနေနိုင်အောင်ပို့ပြီးတော့များရနိုင်အောင်ပေါ့နော်အဓိကဒီလိုပုံစံမျိုးနဲ့ပဲဒီဥစ္စာကလဲပတ်နေတယ်ပေါ့နော်တစ်ချိန်လဲပတ်နေတဲ့ဟာမျိုးလို့ကျွန်တော်ကပို့ပြီးတော့မြင်တယ်ပေါ့နော်နောက်ဆုံးမှာဘယ်လိုဖြစ်သွားရဲဆိုတာအတက်ဒီလိုမျိုး system တစ်ခုအနေနဲ့လဲပတ်နေတဲ့ဟာမှာရင်သူတို့အတိတ်ပဲသူတို့အတွက်ရှိပြီးသားလို့အဲ့လိုမျိုးစဉ်းစားမိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါလင်းနေဟုတ်ဒါဆိုလို့ရှိရင်နောက်ထပ်အနေနဲ့ပေါ့နော်ဒီလင်းနေခုနဆွေးနွေးသွားတဲ့ထဲမှာလည်းပါတယ်ဒီအမတို့တွေဒီ capitalism ဆွေးနွေးကြတဲ့အချိန်မှာဒီလောက်အားနဲ့ပတ်သက်လို့ပေါ့နော်အမတို့တွေဒီအမျိုးသမီးတွေပဲဖြစ်ပါစေဒီအခြေခံလူတန်းစားတွေကနေပြီးတော့ရရှိလာတဲ့ဒီလောက်အားကောင်းပုံဖြတ်မှုပြဿနာတွေပေါ့နော်ဒီယာယီနဲ့ဆက်ပြီးတော့ဆွေးနွေးစီခြင်းပါတယ်လို့ပြီးတော့ပေါ့နော်ဒီအမတို့တွေဒီမိသားစုတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ
များသောအားဖြင့်အမျိုးသမီးတွေကဒီမိသားစုကိုထောက်ပံ့ရတဲ့လူတွေဖြစ်တယ်။ပြီးတော့ဒီ system မှာဆိုလို့ရှိရင်လည်းလိုပဲပေါ့နော်။လင်းခုနဥပမာပေးသွားတဲ့ထဲမှာဆိုလို့ရှိရင်ဒီစက်ရုံအလုပ်ရုံတွေမှာဆိုလို့ရှိရင်ဒီအခြေခံပေါ့နော်ဒီအင်ကြီးချုပ်တဲ့ကိစ္စမျိုးတွေဖြစ်ပါစေဒီလိုမျိုးပေါ့နော်ဒီအသုံးချကြတဲ့ထဲမှာအမျိုးသမီးလုပ်အားတွေများတယ်ပေါ့နော်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးတော့လင်းနှစ်အနေနဲ့ဒီ capitalism ကအမတို့ရဲ့ဒီနေ့တူကဒီလုပ်ငန်းတွေမှာဘယ်လိုမျိုးဒီ practice လုပ်နေလဲပေါ့နော်အမျိုးသမီးတွေရဲ့ပြီးတော့ဒီအဓိကဒီ marginalized community ကို community တွေမှာပေါ့နော်လောကကောင်းပုံဖြတ်မှုတွေကဘယ်လိုမျိုးတက်ရောက်ပြီးတော့ပါဝင်ပတ်သက်နေလဲပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးတော့လည်းဆက်ဆွေးနွေးပေးပါအောင်လို့ ဟုတ်ကဲ့ဟုတ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးပြောရလို့ရှိရင်တော့ဒီအကြောင်းကျွန်တော်ခုနကတော့လည်းပြောခဲ့သလိုမျိုးပဲပေါ့နော်ဒီဟိုမှာကလေးမွေးတာတို့လို့အိမ်မှာအလုပ်တာတို့လို့ပေါ့နော်ဒါတွေကမဖြစ်မနေလို့တယ်ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာမဖြစ်မနေလို့တယ်ဒါပေမဲ့ဒါတွေကပတ်စံမပေးတာလည်းဖြစ်မယ်သို့မဟုတ်underpaid ပေါ့နော်လုံလောက်တဲ့ပမာဏတန်ကြီးအဲ့လိုမျိုးမရတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒီလိုမျိုးတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ patriarchy ပေါ့နော်ကျွန်တော်တို့ရဲ့ဘဝရကြီးစိုးမှုမှာဆိုလို့ရှိရင်ဒါကအမျိုးသမီးတွေရဲ့တဘာဝအရအမျိုးသမီးတွေလုပ်ကိုလုပ်ရမယ်တာဝန်လို့မြင်ကြတယ်ပေါ့နော်အဲ့လိုမျိုးမြင်ရတဲ့အခါမှာဒီဟာနဲ့ပတ်သက်ပြီးအမျိုးသမီးတွေကိုတက်တက်ပေါ့နော် appreciate လုပ်တာမျိုးမရှိတော့ဘဲနဲ့ဒါကအမျိုးသမီးတွေဖြစ်လာပြီဆိုလို့ရှိရင်ဒါနင်လုပ်ရမယ့်အလုပ်ဆိုတဲ့ပုံစံမျိုးလူအဖွဲ့အစည်းကနေသတ်မှတ်ပေးလိုက်တယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ဒီအမျိုးသမီးတွေရဲ့ဘဝကိုဒီ patriarchy ကနေတဆင့် shape သွင်းသွားတယ်ပေါ့နော် capitalism ကအဲ့လိုမျိုးဒီ patriarchy ကနေပြီးတော့ shape သွင်းလိုက်တဲ့ပုံမှာသူကသွားပြီးတော့မှီခိုလိုက်တယ်ပေါ့နော်မှီခိုပြီးတော့သူကဘယ်လိုလဲဆိုတော့မိသားစုတစ်ခုမှာရှိနေတဲ့ labor တွေအကုန်လုံးအတွက်သူတို့ဘက်ကပတ်စံပေးရမယ်ဆိုရင်ဒါသူတို့အများကြီးပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာဒီလူတူတယောက်တည်းအတွက်ပတ်စံပေးတာမျိုးမဟုတ်ဘဲနဲ့မိသားစုရှိရင်တော့ဘယ်လိုပေးတယ်ဥပမာကလေးထောက်ပံ့စရိတ်ပါညာအဲ့လိုမျိုးတွေဒါသူတို့ပေးရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အများကြီးပေးရလိမ့်မယ်အဲ့တော့အဲ့လိုမျိုးမပေးဘူးမပေးဘဲနဲ့အမျိုးသားတယောက်ကိုပေးလိုက်တယ်အမျိုးသမီးတွေရဲ့ labor ကတော့ဒါကအဲ့လောက်ထိပတ်စံပေးစရာမလိုဘူးပေါ့နော်အဲ့လောက်ထိတန်ဖိုးမရှိဘူးအဲ့လိုမျိုးယူဆလိုက်တယ်ပေါ့နော်အဲ့လိုမျိုးအမြင်မျိုးကို promote လုပ်ပြီးတော့ဒီသူတို့ကနေပြီးတော့ဒီ patriarchy ကနေမှတဆင့်ဒီ business တွေကပြန်ပြီးတော့အမြတ်ထုတ်လိုက်တယ်ပြန်ပြီးတော့ဒီပေါ်မှာ rely လုပ်လိုက်တယ်ပေါ့နော်ဒီလိုမျိုးလေးရှိတယ်နောက်တစ်ခုကကြတော့ marginalized group တွေ marginalized group လို့ပြောလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ဒီမြန်မာမှာဆိုလို့ရှိရင်လည်းလူနည်းစုတိုင်းရင်းသားတွေရှိမယ်နောက်ပြီးတော့LGBTQ တွေရှိမယ်နောက်ပြီးတော့disable ဖြစ်နေတဲ့သူတွေရှိတယ်ပေါ့နော်ဒီလိုမျိုး marginalized group တွေဆိုလို့ရှိရင်ဒီစနစ်ထဲမှာဆိုရင်ဒီလူအဖွဲ့အစည်းစနစ်အရာရောဒီစီးပွားရေးစနစ်အရာရောဆိုလို့ရှိရင်ပို့ပြီးတော့ကြက်တီးတယ်ပေါ့နော်ပို့ပြီးတော့ခက်ခဲတဲ့အခက်အခဲတွေကိုရင်ဆိုင်ရတယ်ဥပမာအမျိုးသားတယောက်ရတဲ့ပတ်စံအတိုင်းဘယ်လိုပြောရမလဲstraight အမျိုးသားတယောက်ပေါ့နော် straight အမျိုးသားတယောက်ဒီ disability မရှိတဲ့ straight အမျိုးသားတယောက်ကိုပေးတဲ့တန်ကြေးအတိုင်းပေးတာမျိုးမဟုတ်ဘဲနဲ့ပတ်စံအောင် short ပေးတာမျိုးတွေ protection မပေးတာမျိုးပေါ့နော်ဥပမာလုပ်ငန်းထဲမှာတခုဆိုလို့ရှိရင်အရင်အလုပ်ဖြုတ်လိုက်တာဥပမာလုပ်ငန်းကြက်တေးလာတဲ့အချိန်မှာဘယ်လူတွေကိုဖယ်ထုတ်မလဲဆိုသူတို့ဒီလိုလူမျိုးတွေကိုဖယ်ထုတ်တာဒါမှမဟုတ်လုပ်ငန်းခွင်ထဲမှာ stereotype လုပ်တာပေါ့နော်ဒါဥပမာမိန်းကလေးတွေဆိုလို့ရှိရင်တော့ဥဆောင်နိုင်မှာမဟုတ်ဘူးအဲ့တော့ဒီလူတွေကို leadership role တွေမပေးနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါတွေကတစ်ခါလေကြာရင်အဲ့လိုကြီးထုတ်ပြောခြင်းမှာထုတ်ပြောလိမ့်မယ်ဒါပေမဲ့လူတွေရဲ့စိတ်ထဲမှာဒါက decision ချတဲ့အခါမှာ unconsciously ပေါ့နော်သူတို့ကိုယ်တိုင်တော့သူတို့သတိမထားမိပဲねဒီလိုမျိုးဆိုလို့ရှိရင်တစ်ဖက်ကို favor ပေးလိုက်တာပေါ့နော်ဥပမာဒီတယောက်က LGBTQ ဖြစ်နေပါဘူးနေပြောတာရှင်သို့မဟုတ်တချို့တွေကြာရင်လည်းဒီ traditional masculine ဖြစ်မှုဒီ feminine ဖြစ်မှုနဲ့ဆန့်ကျင်နေတဲ့သူမျိုးတွေဆိုလို့ရှိရင်ဒါအမြင်အပြင်ဒီတခုခုပေါ့နော်သူတို့စိတ်ထဲမှာရှိနေပြီးတော့ဒါကြီးကိုထုတ်မပြောရင်တော့သူတို့စိတ်ထဲမှာလုံးဝတိတိတတ်တာမခံစားမိရင်တော့ဒီလူတွေနဲ့ပတ်သက်ပြီးပြီးတော့ဆုံးဖြတ်လိုက်မိတာမျိုးတွေအဲ့လိုမျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ကလေတခုခုဆိုလို့ရှိရင်ကျွန်တော်တို့ကဗမာပေါ့နော်ကျွန်တော်ဆိုလဲဗမာဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာဆိုလို့ရှိရင်တိုင်းရင်းသား minority ethnic minority တွေနဲ့ပတ်သက်လို့ရှိရင်တိတ်ပြီးတော့ conscious မဖြစ်ဘူးပေါ့နော်ကျွန်တော်တို့တိတ်ပြီးသတိမထားမိဘူး
ဒီ ethnic minority protection တွေမရဘူးလဲ stereotype လောက်တာတွေခံရလဲဆိုတော့ကျွန်တော်တို့အနေနဲ့အလွယ်တကူသတိမထားမိဘူးဒါပေမဲ့ကျွန်တော်တို့ကဗမာတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဗမာတွေအနေနဲ့တခြားနိုင်ငံကိုရောက်သွားတဲ့အချိန်မှာကိုက ethnic minority ပြန်ဖြစ်သွားတယ်အဲ့လိုချိန်မျိုးမှာဆိုဒါကိုအရင်သတိထားမိတယ်ကျွန်တော်တို့ဘယ်လိုပြောရမလဲကိုဖြစ်တော့မှကိုသိတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေအခုကျွန်တော်တို့ဒီပြည်တွင်းမှာအဆင်မပြေဘူးပြည်ပမှာအလုပ်တွေရှာကြတယ်အလုပ်တွေလုပ်ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာကြုံရလဲဆိုတော့ဗမာတွေဆိုလို့ရှိရင်ပတ်စံ short ပေးခံရတယ်ဗမာတွေဆိုပတ်စံဒီလောက်ပေးစရာမလိုမြန်မာတွေပေါ့နော်ဗမာပဲတော့မဟုတ်မြန်မာပြည်ကထွက်သွားတဲ့တခြားတိုင်းသားတွေလည်းပါတယ်တခြားနိုင်ငံကိုရောက်သွားတဲ့အချိန်မှာဆိုတော့သူတို့ကမြန်မာဖြစ်သွားတယ်မြန်မာဖြစ်သွားတော့ဒီမြန်မာတွေကတခြားနိုင်ငံတွေမှာဆိုရင်ဒါ minority တွေပါသွားပြီ minority တွေပါသွားတဲ့အချိန်မှာမြန်မာဆိုလို့ရှိရင်ပတ်စံတွေ short ပေးတယ်နောက်ပြီးတော့အလုပ်ထဲမှာတစ်ခုခုဆိုလို့ရှိရင် protection မပေးဘူးနောက်ပြီးတော့မြန်မာဆိုရင်တော့ဘလို့ပါကွာဆိုပြီးတော့ stereotype လောက်တာတွေအဲ့လိုမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဒါကကျွန်တော်တို့ပြည်တွင်းမှာမြန်မာတွေဗမာတွေဥဆိုးတဲ့ဒီမြန်မာပြည်တွင်းမှာဆိုလို့ရှိရင်တော့တတိမထားမိဘူးပေါ့နော်ဒီလိုမျိုး ethnic minority နဲ့ဘယ်လို affect ဖြစ်နေလဲ capitalism နဲ့ဘယ်လို affect ဖြစ်နေလဲဆိုတာတတိမထားမိဘူးဒါပေမဲ့ဗမာတွေကနိုင်ငံအပြင်ရောက်သွားပြီးတော့ဒီမြန်မာတွေကနေပြီးတော့တကယ် minority ဖြစ်သွားတဲ့အချိန်ကြတော့မှသူတို့ကဒါတွေကိုသွားပြီးတော့တတိထားမိတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်အနေနဲ့ဆိုရင်ဒါကပို့ပြီးတော့အများစုအတွက်ဒီဟာပို့ပြီးတော့မြင်သာတဲ့ example တစ်ခုလို့ထင်တယ်ပေါ့နော်နောက်ပြီးတော့ဒီကျွန်တော်တို့နယ်တွေမှာပေါ့နော်နယ်တွေမှာဆိုလို့ရှိရင်လည်းခုနကကျွန်တော်တို့ဒီ marginalized life တွေမကောက်ဘူးပေါ့နော်ဒီနယ်တွေမှာဆိုလို့ရှိရင်အမျိုးသမီးတွေပေါ့နော်အထူးသဖြင့်အဲ့လိုနည်းနည်းခေါင်တဲ့ကျေးလက်တော်ရွာကအမျိုးသမီးတွေဆိုလို့ရှိရင်သူတို့အနေနဲ့ကသူတို့ဘယ်လိုမျှော်လင့်လဲဆိုတော့သူတို့အိမ်မှာထမင်းချက်ရမယ်ဟင်းချက်ရမယ်ဥပမာရေတင်ရမယ်မိသားစုတွေဒီအမျိုးတွေကိုစောင့်ရှောက်ရမယ်ပေါ့နော်ဒါတွေအကုန်လုံးသူတို့ကဒီစနစ်ကနေပြီးတော့ဒါဒီစီးပွားရေးစနစ်ထဲကိုတခုခု contribute လုပ်နေတယ်လို့သူတို့ကမမြင်ဘူးမမြင်မဲနဲ့အဲမမြင်မဲနဲ့ဒီအမျိုးသမီးတွေကဒါအမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီလိုလုပ်ရမယ်ဒီလိုရှင်တန်ရမယ် economic ထဲကိုသူတို့ဘာ value မှထည့်မနေဘူးဆိုတဲ့ပုံစံမျိုးနဲ့ယူဆလိုက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တော့ဒါကမမှန်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးအနောက်ကနေပြီးတော့အနောက်ကနေတော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ native တူကအသက်ရှင်ဖို့လိုအပ်တဲ့ဒီ labor တွေမရှိဘဲနဲ့ကျွန်တော်တို့ society အနေနဲ့ဘယ်လိုမှအာ level ဖို့ဆိုတာမဖြစ်နိုင်ဘူးလေဒါပေမဲ့စနစ်ကကြတော့ဒါတွေကိုစီးပွားရေးအရာ contribute တခုမှလုပ်မနေဘူးလို့ပဲယူဆလိုက်တယ်ယူဆပြီးတော့ဒီအတိုင်းပဲသူတို့ကဆက်ဆံတယ်ဒီလိုမျိုးအမြင်တွေရှိတယ်ပေါ့နော်ဒါကတော့ဒီ patriarchy နဲ့ capitalism နှစ်ခုကဘယ်လိုမျိုးပေါ့နော်အမျိုးသမီးတွေရဲ့ marginalized life တွေရဲ့နဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လို interact လုပ်နေလဲဘယ်လို shape လုပ်နေလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကအမြင်တွေပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဆွေးနွေးပေးသွားကျေးဇူးအများကြီးတင်ပါတယ်လို့လည်းနေဒါဆိုလို့ရှိရင်အမားတို့တွေပေါ့နော်ဒီ system နဲ့ပတ်သက်ပြီးတော့ပြချပေါ့နော်ဆွေးနွေးသွားရင်အများကြီးလင်းနေနေနဲ့ဥပမာတွေနဲ့ရောပြီးတော့ဒီဥပမာထောက်ထားတွေအမားဝင်တွေတို့ကတွေ့ကြုံနေရတဲ့အရာတွေလည်းဆက်ပြီးတော့အများကြီးဆွေးနွေးပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီအမားထပ်ပြီးတော့နောက်ဆုံးအနေနဲ့ပေါ့နော်ဆွေးနွေးစီခြင်းတဲ့အချက်ကတော့အမားတို့ရေတဦးတစ်ယောက်ချင်းစီအနေနဲ့ပေါ့နော်တဦးတစ်ယောက်ချင်းစီအနေနဲ့ဒီအရင်းရှင်စနစ်တွေပြီးတော့ဒီဟာနဲ့ဆက်ဆက်နေတဲ့အမားတို့ရေမဟာဘဝရကြီးစိုးမှုနဲ့ပတ်သက်ပြီးတော့လွှမ်းမိုးမှုတွေကိုအမားတို့ရေနေ့တူပါမှာပေါ့နော်အမားတို့ရေတဦးတစ်ယောက်ချင်းစီအနေနဲ့ဒီအရာတွေကိုတွန်းလှန်ဖို့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့အဝဲဖြစ်ဖို့ပြီးတော့ဒါတွေကိုအဝဲဖြစ်ပြီးတော့ဒီဆက်လက်ပြီးတော့အမားတို့တွေဘယ်လိုမျိုးပေါ့နော်အ ਨੇ ဆုံး impact အ ਨੇ ဆုံးဖြစ်အောင်ဘယ်လိုမျိုးတစ်ယောက်ချင်းစီ practice လုပ်လို့ရလဲဘယ်လိုမျိုးတွေပါဝင်ပြီးတော့ဆက်ပြီးတော့လှုပ်ဆောင်သွားလို့ရလဲဆိုတာလေးလည်းလင်းနှစ်ကအမြင်လေးဆွေးနွေးပေးပါအောင်လို့ဟုတ်ကဲ့ဟုတ်အဲ့ဒါကကြတော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဥပမာအားဖြင့်ကျွန်တော်တို့ဒီနေ့တူကဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာဒီအိမ်မှုကိစ္စတွေပေါ့နော်အိမ်မှုကိစ္စတွေကိုဒီ gender အရာဒီ main ကလေးဖြစ်လို့လုပ်ရမယ်ဆိုတာမျိုးအမေကပဲလုပ်ရမယ်ဆိုတာမျိုးအဲ့လိုမျိုးမခွဲဝေပဲနဲ့ပေါ့နော်တယောက်နဲ့တယောက်ညီတူမျှတူခွဲဝေတာမျိုးဥပမာကျွန်တော်မြင်ပါပေါ့နော်ပြင်းလို့မလုပ်ချင်တာကတော့မလုပ်ချင်တာတက္ကနာပေါ့နော်ဟိုအမေကမိန်းမမို့လို့အမေပဲလုပ်ရမယ်ဆိုတာမျိုးဆိုရင်တော့လက်မခံရဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့လိုမျိုးလေးတွေရှိရဲနောက်ပြီးတော့ကျွန်တော်တို့ဒီအမျိုးသမီးတွေဥဆောင်တဲ့
business တွေပဲဖြစ်ဖြစ်ဒီ LGBTQ တွေပူးဆောင်တာပဲဖြစ်ဖြစ်တခုခုဆိုရင်ပေါ့နော်ဒါမှမဟုတ်ဒီသူတို့ရဲ့ဒီစီးပွားရေးလူမှုရေးကိစ္စတွေမှာပေါ့နော်ဒီ support လုပ်ပေးတာမျိုးလေးတွေနောက်ပြီးတော့ဒီကလေးတွေပေါ့နော်ကလေးတွေကိုဒီ main ကလေးတွေယောက်ျားလေးတွေကိုငယ်ငယ်တွေကဒီ gender equality နဲ့ပတ်သက်တဲ့ဥစ္စာမျိုးတွေကိုသင်ပေးတာမျိုးတို့နောက်ပြီးတော့ဒီ capitalist system ထဲမှာပေါ့နော် consumption လုပ်တာစားသုံးတာပေါ့နော်စားသုံးတဲ့အခါမှာတတိထားဖို့ပေါ့နော်တတိထားဖို့ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုကဥပမာအသုံးဆောင်ဆိုရင်ပေါ့နော်ဥပမာအိတ်ဆိုလို့ရှိရင်ကြောပိုးအိတ်ဆိုလို့ရှိရင်လူတယောက်ကိုကြောပိုးအိတ်တစ်လုံးသို့မဟုတ်နှလုံးပေါ့နော်နှလုံးတော့ဆိုလို့ရှိရင်အဆင်ပြေပြီပေါ့နော်ဒါသူ့အနေနဲ့အဆင်ပြေပြီပေါ့အဲ့လိုအချိန်မျိုးမှာအအများကြီးဝယ်တာမျိုးပေါ့နော်ကိုကတခုခုဆိုလို့ရှိရင်တွေးလိုက်တယ်ကြိုက်တယ်ဝယ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုး consumption လုပ်နေရပါပေါ့နော်အဲ့လိုမျိုးတစ်ခုပြီးတစ်ခုအများကြီးဝယ်တာကိုယ့်အတွက်တကယ်လိုအပ်တာမဟုတ်ဘဲနဲ့ပစ္စည်းတစ်ခုတည်းသို့မဟုတ်အသုံးအဆောင်တစ်ခုတည်းအဲ့လိုမျိုးလိုတာထက်ပိုပြီးတော့အများကြီးဝယ်တာအဲ့လိုမျိုးတွေမျိုးမလုပ်ဖို့ပေါ့နော်ကျွန်တော်တို့ဒီ consumerism ပေါ့နော်အဲ့လိုမျိုးဟာတွေကိုရှောင်တာမျိုးတက်နိုင်သမျှပေါ့နော်လိုအပ်တဲ့ဥစ္စာကိုပဲဝယ်တာအဲ့လိုမျိုးပေါ့နော် consumption လုပ်တဲ့နေရာမှာတတိထားတာမျိုးလို့နောက်တစ်ခုကကြတော့community ပေါ့နော် community ကိုထောက်ပံ့ဖို့ကတော့ကျွန်တော်ငကိုတွေကလည်းဒီကျွန်တော်ဆိုလို့ရှိရင် queer community နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒီတန်ဖိုးထားတယ်ဒီ community နဲ့ပတ်သက်လို့ရှိရင် support လုပ်တယ်ပေါ့နော်အဲ့လိုအများကြီးအဲကျွန်တော်ဘက်မှာဆိုလို့ရှိရင်เนาะအဲ့လိုမျိုးဒီလိုမျိုး community ကို support လုပ်တာတွေအဲ့လိုမျိုးဒီ community တွေကို join လုပ်တဲ့ဥစ္စာတွေကအရင်အရေးကြီးတယ်လို့မြင်တယ်ပေါ့နော်နောက်ပြီးတော့ဒီဒီအလုပ်သမားအဖွဲ့အစည်းတွေပေါ့နော်အလုပ်သမားအဖွဲ့အစည်းတွေကိုထောက်ပံ့ပေးတာပေါ့နော်အလုပ်သမားတွေအဖွဲ့အစည်းတွေကိုထောက်ပံ့ပေးတာအလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ရပ်တည်ပေးတာနောက်အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ရပ်တည်ပေးတာအဲ့လိုဟာမျိုးလေးတွေပေါ့နော်ဒါပေမဲ့ကျွန်တော်ပထမဆုံးဒီဟာအစမှာတွေကပြောခဲ့သလိုမျိုးပဲပြည်တွင်းမှာကတော့ကျွန်တော်တို့လက်ရှိရှိနေတဲ့ပြဿနာတွေအရင်ရှင်းဖို့လိုလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုအခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့အခွင့်အရေးတွေတောင်းဆိုဖို့ကျွန်တော်တို့လူတစ်ယောက်အနေနဲ့ရတဲ့ရပိုင်ခွင့်တွေတောင်းဆိုဖို့ဆိုတာကအရန်ကိုခက်ခဲတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကလည်းကျွန်တော်တို့အနေနဲ့ခက်ခဲတယ်ဆိုပေမဲ့သိထားတင်တယ်ဒီဟာကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အခြေအနေတစ်ခုကိုရအောင်သွားနေတဲ့အခြေအနေမှာဒါတွေကိုသိထားပြီးတော့သွားနေတာကျွန်တော်တို့အတွက်ပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်အမြင်မှာရှိတယ်အမြင်မှာမြင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲဒီလူအဖွဲ့အစည်းပေါ့နော်လူမှုပတ်ဝန်းကျင် society နဲ့ပတ်သက်ပြီးတော့ပြောင်းလဲခြင်းတဲ့ဥစ္စာကတော့ဟိုကျွန်တော်တို့ဥမာဒီ government တို့ဘာလို့အဲ့လိုမျိုးစနစ်ကြီးတစ်ခုပြောင်းလိုက်တယ်လို့မျိုးအလွယ်တကူတော့မဟုတ်ဘူးပေါ့လေဥပမာကျွန်တော်ပြောချင်တာဥပမာ government အရာစနစ်ပြောင်းသွားပြီဆိုလို့ရှိရင်ဒီစနစ်ထဲကိုဝင်လာတဲ့လူတွေကသူတို့သွားတဲ့ process အတိုင်းမဖြစ်မနေကိုလုပ်သွားရမှာဆိုတော့ဒါရှင်းတယ်လေဒါပေမဲ့ကျွန်တော်လူအဖွဲ့အစည်းမှာကြတော့အဲ့လိုမျိုးတိတိကျကျမရှိနေဘူးကျွန်တော်တို့ကနေတူကနေနေတယ်ထိုင်နေတယ်နောက်ပြီးတော့ကျွန်တော်တို့နေ့တိုင်းတွေးနေတဲ့အတွေးတွေနောက်ပြီးတော့ဘယ်လိုတွေရှိခဲ့တယ်ဆိုတဲ့ tradition တွေအများကြီးရှိတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဖြည်းဖြည်းချင်းအချိန်ယူပြီးတော့တေးသေးလေးကနေစပြီးတော့အများကြီးကိုပြောင်းလဲပြရမှာပေါ့နော်အဲ့လိုမျိုးဖြည်းဖြည်းချင်းပြောင်းလဲရမှာဖြစ်တဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းလည်းပြောင်းလဲရမယ်နောက်ပြီးတော့ဒီဘယ်လိုနေရာတွေပြောင်းလဲရမလဲဆိုတာတွေကလည်း aware ဖြစ်ရမယ်အဲ့လိုမျိုးပေါ့နော်ဒါတွေကအများကြီးကျွန်တော်တို့လူမှုရေးအရာပြောင်းလဲမှုကိုလိုချင်တဲ့အခါမှာအများကြီးလိုအပ်တယ်ပေါ့နော်အဲ့ဒီအခါမှာကျွန်တော်တို့ဒီတေးသေးမွှားမွှားပြောင်းလဲမှုလေးတွေကအစပေါ့နော်အဲ့လိုမျိုးအိမ်မှာတေးသေးမွှားမွှားပြောင်းလဲမှုလေးတွေကနေစပြီးတော့ဒီအများကြီးကိုပေါ့နော်ပြောင်းလဲနိုင်အောင်လို့ကျွန်တော်တို့ကတော့ရည်မှန်းရမယ်လို့ထင်တယ်ပေါ့နော်အဲ့ရနေမှာတစင်းလုံးဝကာချာကြီးတစ်ခုလုံးပြောင်းသွားတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဘာကိုအဓိကပြောချင်လဲဆိုတော့ကျွန်တော်တို့လူတယောက်အနေနဲ့ပေါ့ဆိုလို့ရှိရင်ပေါ့နော်လူငယ်တယောက်အနေနဲ့ဆိုလို့ရှိရင်အရင်တည်းကကျွန်တော်တို့ပြောတတ်တဲ့စကားတစ်ခုရှိရပေါ့နော်ဒါလုံနေကြပဲဒါဖြစ်နေကြပဲဒီလိုပဲလုပ်ခဲ့တာပဲအဲ့လိုမျိုးပြောကြတယ်ပေါ့နော်အဲ့လိုမျိုးပြောလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့မေးခွန်းထုတ်စေချင်တာပေါ့နော်ဒါဒီလိုမျိုးပဲဖြစ်ခဲ့တာပဲဆိုတော့ဘာလို့ဒီလိုမျိုးပဲဖြစ်ခဲ့တာလဲဘာလို့ဒီလိုမျိုးပဲဆက်ပြီးတော့ဖြစ်နေတင်သေးတာလဲဘာကြောင့်ဒါဒီလိုမျိုးဖြစ်နေတင်တာလဲအဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့ရဲ့ဒီယဉ်ကျေးမှုအရာလူဖွဲ့စည်းအရာဒီကိုယ့်ရဲ့ society ထဲမှာကိုယ့်ရဲ့ culture ထဲမှာဒီမြန်မာယဉ်ကျေးမှုဆိုတာတွေရောပေါ့နော်မြန်မာယဉ်ကျေးမှုအရာဆိုရင်ဒီလိုပဲဖြစ်တင်တယ်လေဆိုဒါဆိုရင်ဒီလိုမျိုးဘာလို့ဖြစ်တင်တာလဲ
ဘာလို့ဒီတိုင်းဆက်ရှိနေတင်တာလဲအဲ့လိုမျိုးမေးခွန်းတွေအများတန်းကျွန်တော်တို့အနေနဲ့မေးရမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ရဲ့လုံးဝ culture society ဒီလိုမျိုးတွေကိုအများကြီးပြောင်းလဲရမှာပေါ့နော်အဲ့တော့ဒီဟာတွေကပြောင်းလဲဖို့ဆိုတာတော့တည်တည်မမလေးတွေကနေလည်းစားရလိမ့်မယ်နောက်ပြီးတော့အချိန်ကြာကြီးလည်းယူရလိမ့်မယ်အဲ့လိုမျိုးနဲ့ပဲတဖြည်းဖြည်းနဲ့တော့ culture တစ်ခုလုံး shift ဖြစ်သွားဖို့တော့ကျွန်တော်ကတော့မျှော်လင့်နေပေါ့နော်အဲ့လောက်ဆိုရင်အဆင်ပြေမလားမသိဘူးဒါကျွန်တော်โอเคဟုတ်ဒါကျွန်တော် ပြည့်စုံပါတယ်လို့ဟုတ်ကဲ့ကျွန်တော်မြင်ပါတော့အကယ်၍ဟိုဟာလေကျွန်တော်တို့ဒီနားထောင်နေတဲ့သူတွေထဲမှာထပ်ပြီးတော့ဖြည့်ဆွတ်ချင်တာမျိုးအဲ့လိုမျိုးတွေရှိလို့ရှိရင်လည်းပြောပြလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းဒါကျွန်တော်သိထားသလောက်ကိုဒီလိုမျိုးလေး share လုပ်ပေးတယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်လည်းအကုန်လုံးသိလို့လည်းမဟုတ်ဘူးတခြားအကုန်လုံးနားလည်ထားလို့လည်းမဟုတ်ဘူးနောက်ပြီးကျွန်တော်အမြင်တွေကလည်းအချိန်နဲ့အမျှပြောင်းလဲနေရတွေရှိမယ်တစ်ခုနဲ့တစ်ခုအမြင်မတူတော့တာအဲ့လိုမျိုးတွေလည်းရှိမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တစ်ခုဆိုကျွန်တော်တို့အခုဒီအချိန်တော်အတွင်းမှာပြောလို့လည်းရပါတယ်ဒါမှမဟုတ်တစ်ခုခုကျွန်တော်ပြောချင်တယ်ဆိုကျွန်တော် page မှာ page ရှိတယ်ပေါ့နော်အဲ့ page မှာလာပြီးတော့ပြောလည်းရပါတယ်လို့ဟုတ်โอเคLinux page လေးရောတခါတည်းဒီ participant တွေကိုမျှဝေရှင်လားเนาะတချို့သိတဲ့သူတွေလည်းရှိမယ်မသိတဲ့သူတွေလည်းရှိမယ်ဆိုတော့ပေါ့เนาะဟုတ်ကဲ့ဟုတ်ကျွန်တော်စာရိုက်ပြီးတော့ပို့လိုက်မယ်နော် double light of a writer ထင်တယ်ခဏလေး Double Life of a Writer ဖြစ်ပါတယ်လို့ Facebook မှာရှာကြည့်လို့ရပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်ကျမကိုယ်တိုင်ရတယ် fan ပါလို့ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ဟုတ်ကဲ့ပါအများကြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆွေးနွေးထားတွေ့ရတယ်ပေါ့နော်ဟိုဖက်လေးပို့ပြီးတော့မိကုန်းနေများလေးဆွေးနွေးချင်တာကြီးအများကြီးရတဲ့ page လေးပါလို့ participant တွေကနေပြီးတော့မေးထားတဲ့မေးခွန်းလေးတွေဒီစွန်းချက်ထဲမှာတချို့တွေ့ရပေါ့နော်အမပထမဆုံးတစ်ခုကိုဖတ်ပြချင်ပါတယ်လို့သူကအခုလက်ရှိဖြစ်နေတယ်ပေါ့နော်နိုင်ငံရေးချက်တဲမှာတဲ့အမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာများရဲ့အခြေခံပြဿနာတွေရတဲ့ဘလို့အကျိုးသက်ရောက်မှုရှိနေလဲဆိုတာတွေကိုသိချင်တာပေါ့နော်အဲ့ဒါလင်းတဲ့အနေနဲ့လင်းတဲ့အမြင်လေးပေါ့နော်ဆက်ပြီးတော့ဆွေးနွေးပြပါအောင်လို့အဲ့ဒီအကြောင်းကဘလို့အကျိုးသက်ရောက်မှုရှိနေလဲဆိုတော့အကျိုးသက်ရောက်မှုကတော့အများကြီးတော့အကျိုးသက်ရောက်မှုရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါဒီအကြက်တီးမှာဆိုလို့ရှိရင်ဒီအမျိုးသမီးတွေအမျိုးသားတွေတွေမကောင်းအကုန်လုံးကြက်တီးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ feminism မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ intersectionality လို့ခေါ်တဲ့ဟိုခေါ်တဲ့အယူအဆတစ်ခုရှိတယ်ပေါ့နော်ဒါကဘယ်လိုလဲဆိုတော့လူတစ်ယောက်ကဖိနှိပ်ခံရတယ်ဆိုရင်တော့ဒီလူတစ်ယောက်ကသူ့ရဲ့ဖိနှိပ်ခံနေရတဲ့နေရာတွေရဲ့ intersect ဖြစ်တဲ့နေရာပေါ့နော်အဲ့နေရာကနေပို့ပြီးဖိနှိပ်ခံရတယ်ဥပမာဒီမျိုးသမီးတစ်ယောက်ဖြစ်လို့ဖိနှိပ်ခံရတဲ့ဖိနှိပ်ခံရမှုရဲ့ lesbian တစ်ယောက်ဖြစ်လို့အတွက်ဖိနှိပ်ခံရမှုရဲ့ဟာမျိုးသမီး lesbian တစ်ယောက်ဖြစ်တဲ့အခါမှာဒီနှစ်ခုလုံးရဲ့ဖိနှိပ်ခံရမှုကကြုံနေရတယ်ပေါ့နော်အဲ့တော့ဒီနိုင်ငံရေးချက်တဲမှာဆိုရင်လည်းအမျိုးသမီးတွေရဲ့လုံခြုံရေးတွေငြိမ်းချမ်းရေးတွေကအများကြီးကြုံရတယ်ပေါ့နော်ဒီဘလို့အကျိုးသက်ရောက်မှုရှိနေလဲဆိုတဲ့ဥစ္စာကကြတော့ကျွန်တော်အနေနဲ့ပြောဖို့နည်းနည်းတော့ခက်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအမျိုးသမီးတယောက်မဟုတ်တာပါတယ်နောက်တစ်ခုကကျွန်တော်ဒီမှာပြည်တွင်းမှာမရှိဘူးပေါ့နော်ဖြာပြီးတစ်နှစ်ကျော်နှစ်နှစ်လောက်ရှိပြီထင်တယ်အဲ့ဒီကြတော့အခုလက်ရှိအနေနဲ့ဆိုရင်ပြည်တွင်းမှာဘလို့ဖြစ်နေလဲဘလို့အဲ့လိုပေါ့နော်ငြိမ်းချမ်းရေးနဲ့လုံခြုံရေးနဲ့ပတ်သက်တာကျွန်တော်သတင်းကနေတစ်စင်ပဲတည်တော့တယ်ဆိုတော့ဘလို့အကျိုးသက်ရောက်မှုရှိလဲဆိုတဲ့ဟာတော့တိတိကျကျတော့ကျွန်တော်အနေနဲ့ပြောဖို့အခက်အခဲရှိတယ်ပေါ့နော်ဟုတ်ဒါပေမဲ့အကျိုးသက်ရောက်မှုတွေကတော့ကျွန်တော်တို့အကုန်လုံးလည်းသတိထားမိမှာပါအများကြီးဖြစ်နေတယ်ဆိုတာကတော့လေဟုတ်ဟုတ်တယ်เนาะအကျိုးသက်ရောက်မှုတွေကဒီဟိုမြင်တဲ့ကိုဆွေးနွေးခြင်းတဲ့ရှုထောင့်ပေါ်မူတည်ပြီးတော့ဆွေးနွေးစရာတွေအများကြီးရှိလိမ့်မယ်เนาะဥပမာဒီဂျန်နာရေးရာပတ်သက်တဲ့ကိစ္စနဲ့ပတ်သက်လို့ဖြစ်မလားဒါမှမဟုတ်လို့ရှိရင်ဒီစီးပွားရေးဒီအလုပ်ကိုင်ရေးရာနဲ့ပတ်သက်လို့ဖြစ်မလားဒါမှမဟုတ်လို့ရှိရင်ဒီအမျိုးသမီးတွေရဲ့ဒီငြိမ်းချမ်းရေးလုံခြုံမှုနဲ့ပတ်သက်လို့ကိစ္စမျိုးတွေဖြစ်မလားဟိုဆွေးနွေးစရာတော့အများကြီးရှိရပေါ့เนาะဆိုတော့ participant တွေအနေနဲ့လည်းပေါ့เนาะကိုယ်တိုင်ဆွေးနွေးချင်တာဒါမှမဟုတ်လို့ရှိရင်ဒီမေးချင်တာရှိရင်မိုက်ဖွင့်ပြီးတော့လည်းပြောပြလို့ရပါတယ်လို့ဟုတ်မိကုံးလေးဖိတ်ခေါ်ပါတယ်ဒီမှာမတ်အီဖြူစင်ပြောထားတဲ့ဥစ္စာလေးတွေအရင်အဆင်ပြေတယ်เนาะကဲเนาะဒီဟာဆိုရင်ဟုတ်ကျွန်တော်ဒီကိုစူးစမ်းရင်စူးစမ်းသလောက်မရတော့ဘူးလားဆိုတော့မေကွန်းတစ်ခုဖြေဖို့ကျွန်တော်တတိမထားလိုက်မိဘူးတတိလွတ်သွားတယ်ဗောနော်အဲ့ဒါသူဖြေပြထားတာတော်တော်လေးအဆင်ပြေပါတယ်တော်တော်လေးပြည့်ပြည့်စုံစုံနဲ့အများကြီးသိပြီးတော့တခြားပြောပြထားတာအဲ့ဒီဥစ္စာလေးတတိထားမိရင်ဖတ်ကြည့်လို့လည်းရပါတယ်
ပြီးတော့လေ Linux အမားတို့ရေဒီ registration မှာပေါ့နော်ဒီ participant တွေကနေပြီးတော့သိချင်တဲ့ထဲမှာမေးခွန်းလေးတက်လာတာလေးတစ်ခုရှိသေးရပေါ့နော်သူကကြတော့ဒီ patriarchy ပေါ့နော်ဟိုဒီမဟာဖော်ဝါဒကြီးစိုးမှုကြီးနဲ့ပတ်သက်လို့ဒီလှုပ်ရှားမှုတွေထဲမှာပေါ့နော်ဆိုတော့ဒီအမျိုးသားတွေအနေနဲ့ရောဘယ်လိုမျိုးပါဝင်လို့ရလဲအမျိုးသားတွေအနေနဲ့ role ပေါ့နော်ဆိုတော့အဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လေ Linux ကိုဆွေးနွေးချင်တာလေးမေးခွန်းလေးတက်လာပါတယ်လို့ဟုတ်ဒီကဒီ feminism ပေါ့နော် feminism လို့ပြောကြလို့ရှိရင် feminism မှာအမျိုးသားတွေရဲ့ဘယ်လိုပါဝင်နိုင်လဲဆိုတော့ကဏ္ဍလေးနဲ့ပတ်သက်ပြီးတော့ Linux အနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ဟုတ်ကဲ့ဟုတ်ဘယ်လိုပါဝင်နိုင်လဲဆိုတော့အမျိုးသားတွေအနေနဲ့ဆိုရင်တော့ခုနကကျွန်တော်တို့ဒီပေါ့နော် social လေးရတော့ပါဝင်ဖို့ကပို့ပြီးတော့လွယ်ကူတယ်လို့ပြောလို့ရမယ်ထင်တယ်ဘာလို့လဲဆိုတော့ဒီတစ်ခုခုဆိုလို့ရှိရင်အမျိုးသားဖြစ်မှုအမျိုးသမီးဖြစ်မှုဆိုတော့ lens ကနေကြည့်ပြီးတော့ပေါ့နော်ဒီလုပ်ငန်းတာဝန်တွေခွဲဝေယူတာမျိုးမရှိဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ responsibility အရာကိုယူတာမျိုးနောက်ပြီးတော့အဓိကဒီ patriarchy ပေါ့နော် patriarchy ကနေပြီးတော့အမ်အဲ့ဒီဟာလေးနည်းနည်းဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲဆိုတော့အမျိုးသားတွေအနေနဲ့ဆိုရင်ဒီ patriarchy ကရတဲ့အခွင့်အရေးတွေကိုလက်လွတ်ရလိမ့်မယ်ပေါ့နော်လက်လွတ်ရလိမ့်မယ်ဆိုတာကဒီစနစ်ကိုပေါ့နော်ဒီစနစ်ကိုအဓိကတိုက်ဖြတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီစနစ်ကနေပြီးတော့အဓိကအခွင့်အရေးရနေတဲ့လူတွေကဒီရနေတဲ့အခွင့်အရေးတွေကိုလက်လွတ်ပေးရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဟာကတော့ဟိုပါဘောနော်အရေးကြီးတယ်ပေါ့နော်ဒီနေရာမှာဒါအမျိုးသားတွေတင်မကအောင်အမျိုးသမီးတွေဆိုရင်လည်းအခွင့်အရေးပိုရတာမျိုးတွေရှိတယ်ဘယ်လိုမျိုးရှင်လိုက်လို့ရှိရင်လည်းဆိုတော့ဒီ marginalized community တွေပေါ့နော် LGBTQ တို့လို့သို့မဟုတ် ethnic minority တို့လို့အဲ့လိုမျိုးရှင်လိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့ပို့ပြီးတော့အခွင့်အရေးရတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတခုခုဆိုလို့ရှိရင်ဒီဟာကိုအဆင်မပြေဘူးဒီဟာကိုပြောင်းမယ်ဆိုလို့ရှိရင်ကိုကဒီစနစ်ထဲမှာ power ကို hold လုပ်ထားတဲ့လူဆိုလို့ရှိရင်ကိုယ့်ရဲ့ privilege တွေကိုယ့်ရဲ့ advantages တွေကိုလက်လွတ်ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဟိုနေ့တတူအနေနဲ့ဆိုလို့ရှိရင်တော့ဒီ patriarchy ကနေဆင်းသက်လာတဲ့အတွေးအခေါ်တွေယူဆတွေကိုလက်မခံတာမျိုးညှင်းပယ်တာမျိုးဒီတခုခုဆိုလို့ရှိရင်ဒီအဲတခြားကိုမဟုတ်တဲ့ပေါ့နော်တခြားကိုမဟုတ်တဲ့စုအဖွဲ့တွေအဖွဲ့အစည်းတွေပေါ်ကို empathetic ဖြစ်တာပေါ့နော်သူတို့ဘက်ကနေသူတို့အနေနဲ့ဘယ်လိုဖြစ်တဲ့နဲ့ဘယ်လိုရှိသူတို့အတွက်ဘယ်လိုဆိုရင်ပိုပြီးအဆင်ပြေမယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမြင်ပေးတာပေါ့နော်အဲ့လိုမျိုးတွေကတော့အဲ့လိုမျိုးပုံစံမျိုးနဲ့လည်းပါဝင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတော့ပြောလို့ရမယ်ထင်တယ်ကျွန်တော်အရင်တော့အကြံအဲ့လိုမျိုးတော့မပေးတတ်ဘူးဟုတ်ဟုတ်ကဲ့ဘယ်လိုလဲဆိုတော့လေဟိုကျွန်တော်တို့ကြတော့လေအဲ့လိုမျိုး actively ပေါ့နော်တနေ့တနေ့ဘယ်လိုသွားရမယ်ဘယ်လိုလုပ်ရမယ်စဉ်းစားနေရတော့မဟုတ်ဘူးဒါပေမဲ့ကိုယ်စိတ်ထဲမှာဒီဟာတွေကဒီလိုရှိတယ်ဆိုတာကိုသိထားတဲ့အချိန်မှာတခုခုပေါ့နော် decision ချတာပဲဖြစ်ဖြစ်ဆုံးဖြတ်တာဘာညာဆိုရင်ဒါတွေက unconsciously ပေါ့နော်ဒီဟာဆိုရင်ဒီလိုဖြစ်တဲ့နေဆိုတာခေါင်းထဲမှာသူ့ဖတ်သူအဲ့လိုမျိုးအလုပ်လုပ်တော့လေရုပ်တရက်တော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးမေးလိုက်တဲ့အချိန်မှာကြတော့နည်းနည်းဟိုဟာမစဉ်းစားတတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေတော့ရှိရဟုတ်ဟုတ်ကဲ့ပါဟုတ်နောက်ပြီးတော့ဒါကတော့အမဘက်ကနေပြီးတော့ဆွေးနွေးချင်တဲ့မိကွန်းလေးခေါင်းထဲမှာပေါ်လာလို့ပေါ့နော်ဒါLinuxအနေနဲ့ကလည်းဒီ queer ကဏ္ဍနဲ့ပတ်သက်ပြီးတော့speak out လုပ်တဲ့အကြောင်းအရာတွေနဲ့ဆွေးနွေးတယ်အများကြီးပြောဆိုရေးသားတာတွေလည်းမြင်ရတယ်ပေါ့နော်ဆိုတော့အမကိုယ်တိုင်ကလည်းqueer feminist တယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့Linux စီကနေပြီးတော့အမြင်လေးသိချင်တာကLGBT community ပြီးတော့LGBT queer community နဲ့feminism ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပေါ့နော်အာ feminism မှာပါဝင်နေတဲ့ feminist တွေအနေနဲ့ရောပြီးတော့LGBT community အနေနဲ့ပေါင်းစပ်ပြီးတော့ပေါ့နော်တူတူလုပ်ကိုင်လို့ရတဲ့အရာမျိုးတွေပုံတူနေတဲ့အကြောင်းအရာမျိုးတွေပေါ့နော်ဆိုတော့ဘယ်လိုမျိုးတူနေတဲ့အကြောင်းအရာတွေရှိမလဲပြီးတော့ဘယ်လိုအရာမျိုးတွေအတူတကွလှုပ်ဆောင်လို့ရလဲပေါ့နော်အဲ့လိုအရာနဲ့ပတ်သက်ပြီးတော့လည်းနဲ့အမြင်လေးဆွေးနွေးပြပါအောင်ဘယ်လိုနေရာမျိုးမှာအတူတကွလှုပ်ဆောင်လို့ရလဲဆိုတော့အဓိကကျွန်တော်တို့ဒီ patriarchy ကိုတိုက်ဖြတ်ဖို့ပေါ့နော် patriarchy ကိုတိုက်ဖြတ်ဖို့ကတော့ကျွန်တော်တို့ရဲ့ဘုံလုံးဝတူနေတဲ့ဟိုပါပေါ့နော်ရည်မှန်းချက်တစ်ခုပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်ကကြတော့ကိုဒီ
page မှာလည်းကျွန်တော်အရင်ကပြောပြတယ်ပေါ့နော်ကျွန်တော်ကိုယ့်ကို radical feminist တယောက်လို့စဉ်းစားတယ်ပေါ့နော် radical feminist တယောက်လို့စဉ်းစားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီ patriarchy စနစ်ပျက်စီးသွားဖို့ပေါ့နော်ရပ်တန့်သွားဖို့အဲ့လိုမျိုးကျွန်တော်တို့ကပို့ပြီးတော့လိုလားတယ်ပေါ့နော်အဲ့တော့အဲ့ဒီတော့ဒီအမျိုးသမီးတွေ queer community တွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဘုံဖြစ်နေတယ်ပေါ့နော် cause ကတော့ဒီ patriarchy ကိုတိုက်ဖြတ်ဖို့အဓိကဖြစ်လိမ့်မယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ patriarchy ကိုနဲ့ပတ်သက်ပြီးတော့သူ့ကိုအင်အားနည်းသွားအောင်သူ့ကိုတတ်နိုင်သမျှအဲ့လိုမျိုးပေါ့နော်ဒီ socially ရ change ဖြစ်သွားစေချင်တဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေဆိုလို့ရှိရင်တော့အဓိကအဲ့လိုမျိုးအတူတူ community တွေအဲ့လိုမျိုးပေါင်းပြီးတော့လုပ်လို့ရမယ်လို့မြင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါလင်းနေကျေးဇူးပါလို့ participant တွေဘက်ကရောအဲ့လိုမျိုးဒီတိုက်ရိုက်ဆွေးနွေးချင်တာပြောချင်တာလေးရှိမလားပေါ့နော်။မိုက်ဖွင့်ပြီးတော့ဆွေးနွေးလို့ရပါတယ်လို့ နောက်ပြီးတော့ อืม emission ဆိုကျေးဇူးတင်ပါတယ်လို့ကျမလည်းဒီမတ်အီဖြူစင်ဒီရေးထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဖတ်ကြည့်နေရပါတော့။ကျေးဇူးအများကြီးတင်ပါတယ်လို့အမအနေနဲ့ဒီတခြားလေးထောက်ပြပြီးတော့ဆွေးနွေးပေးသွားတာလေးမြင်ရတယ်။ဒီ participant တွေရဲ့ဆွေးနွေးချက်တွေကိုပါပြန်ပြီးဖြည့်ဆွတ်ပြီးတော့ပေါ့နော်။ဖြည့်ပေးသွားတာတွေလည်းရှိတယ်။ကျေးဇူးအများကြီးတင်ပါတယ်လို့ထပ်ပြီးတော့ပြောကြားချင်ပါတယ်ဟုတ်။ဟုတ်ကဲ့ပါဒါဆိုလင်းနဲ့အနေနဲ့ရောဒီ participant အနေနဲ့ပတ်သက်ပြီးတော့တိုက်ရိုက်ပြောချင်တာထပ်ပြီးတော့ဗာလေးများရှိအောင်မလဲမသိဘူးเนาะကျွန်တော်ကတခြားတော့ထူးထူးတော့မရှိတော့ပါဘူးဟုတ်ကဲ့ဒီဟုတ်တခြားတော့ဘာမှတော့မရှိတော့ပါဘူးဟုတ်ကဲ့ဟုတ်ကျွန်တော်ပြောတာနားထောင်ပေးကြရလဲကျေးဇူးတင်ပါတယ်လို့အဲ့ဒါလေးတော့ပြောချင်ပါတယ်နောက်ပြီးတော့page မှာတချို့တွေကဟိုဖတ်စာတွေအဲ့လိုမျိုးဝင်ပြီးတော့ကြည့်ဖြစ်တယ်ဆိုတော့အဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအမအနေနဲ့လည်းဒီမိကွန်းလေးတွေရောမိကွန်းလေးတွေအကြောင်းအရာတွေနဲ့ပို့ပြီးတော့ပေါ့နော်ဆက်ပြီးတော့ဆွေးနွေးပြီးသွားတယ်ပြီးတော့လင်းလေးကဥပမာပေးတဲ့နေရာမှာရန်တော်တာတွေ့ရရပေါ့နော်ဥပမာလေးကိုတေချာထိထိရောက်ရောက်လေးနဲ့မြင်သာအောင်ပြောပြပေးသွားတဲ့အတွက်လုံးဝဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တေချာရှင်းရှင်းလင်းလင်းဒီနားလည်လိုက်ရတယ်ပရိသတ်တွေဒီ participant တွေအနေနဲ့လည်းပေါ့နော်အများကြီးဆက်ပြီးတော့တွေးမိမယ်ပြီးတော့ဒီအများကြီးပေါ့နော်ဒီတွေးစရာလေးတွေအများကြီးရမယ်လို့မြင်ပါတယ်လို့ဟုတ်ဟုတ်ကဲ့ဟုတ်တခုပြောဖို့ဟုတ်ကဲ့တခုပြောဖို့ဆိုတော့မာလေးစစချင်းမိတ်ဆက်တော့ကျွန်တော်စာအုပ်ထုတ်ပြီးသွားပြီဆိုပြီးတော့မိတ်ဆက်လိုက်တာလေတကယ်တော့မထုတ်ရသေးဘူးဗျဟုတ်ဒီနှစ်ထဲမှာမှတူလေးတွေတအုပ်စပြီးတော့ထွက်ဖို့ရှိမှာပေါ့နော်ဟောဟုတ်ကဲ့ကျန်တဲ့ဝတ္ထုရှည်တွေကကျွန်တော်ပဲရှိသေးတာစာမှုတွေအနေနဲ့ပဲရှိသေးတာပေါ့နော်အဲ့ဒါတွေကတကယ်မထုတ်ရသေးဘူးအရင်တစ်ဟုတ်ကဲ့ခေါက်တော့ကတော့ပထမဆုံးရေးထားတဲ့ဟာတော့အဲ့လိုမျိုးဝတ်စာအုပ်ထုတ်ဖို့အဲ့လိုမျိုးမေးတာတော့ရှိတယ်ပေါ့อืနော်ဒါပေมမဲ့အဲ့တုန်းကကျတော့အဲ့ဒီဥစ္စာကိုကျွန်တော်ကမထုတ်ချင်တာနဲ့မထုတ်ဖြစ်ဘူးပေါ့နော်အခုอ๋อဒီနောက်တစ်လားနှစ်လားလောက်ကြာတော့မှဒီကျွန်တော်ဝတ္ထုတိုတွေပေါ့နော်အဲ့ဝတ္ထုတိုอืတွေအဲ့လိုมပထမဆုံးအနေနဲ့ထွက်ဖို့ရှိတာပေါ့နော်တကယ်ကမထုတ်ရသေးဘူးဆိုတဲ့ဥစ္စာကိုပြောချင်တာဟုတ်อ๋อဝရှုနှစ်အုပ်လားထွက်ခဲ့ပြီးပြီလို့သိရတာဟုတ်ထွက်ပြီးတာမဟုတ်ဟုတ်ဘူးပေါ့နော်ထုတ်ပြီးတာမဟုတ်ရေးပဲရေးထားတာဟုတ်อ๋อဟုတ်ရေးကဲ့ပါပြီးတော့တင်တော့တင်ထားဘူးလေဟုတ်ဟုတ်တခုကကျတော့ပြန်ပြီးတော့ကျွန်တော် page ကနေဖြုတ်ချလိုက်တယ်ဘာလို့လဲဆိုတော့အဲ့လိုအချိန်ပေးပြီးတော့ဖတ်မှအဆင်ပြေမယ်လို့ထင်တာမျိုးမလို့ဒီ Facebook ပေါ်မှာအဲ့လိုမျိုးမတင်ထားချင်တာနဲ့ဖြုတ်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒီอืဟာတွေကมနောက်ပိုင်းတော့ထွက်ဖို့တော့ကြိုးတော့ကြိုးစားနေတယ်ပေါ့နော်ဒါပေမဲ့အခုဟာကအဲစင်ဆာတွေရအောင်ဘာတွေရအောင်ဆိုတော့အဲ့ဒီနည်းနည်းအခြေအနေလည်းကြည့်ရသေးရဆိုတော့ဟုတ်อืมဒါဆိုအခုလက်ရှိတော့ထုတ်ဖို့အတွက်ကိုလုပ်နေတဲ့စာဝတ္ထုတော့ရှိရပေါ့နော်ဟုတ်ဝတ္ထုတိုတွေရှိတယ်ကျွန်တော်အမြင်ကျွန်တော်အထင်နောက်လတယ်လောက်ထွက်ဖြစ်မလားမသိဘူးဟုတ်ဟုတ်ကဲ့ပါဟုတ်လင်းနေနေနဲ့ဒီနောက်ထပ်ထွက်ရှိမဲ့ဝတ္ထုတို့နဲ့ပတ်သက်ပြီးတော့ဒီမိတ်ဆက်ချင်တာဒါမှမဟုတ်ကြိုပြောချင်တာလေးရောရှိမလားမသိဘူးအဲဟုတ်ကဲ့ကျွန်တော်အဲ့ဒါကကျွန်တော်တို့နည်းနည်းကြာတော့ကြာပြီလို့ပြောလို့ရတယ်အဲဒီဥစ္စာကိုထုတ်ဖို့စူးစမ်းတာပေါ့နော်နည်းနည်းတော့ကြာပြီဒါပေမဲ့
တကယ်တမ်းအခုမှတော်တော်လေးဟိုဟာဖြစ်တာပေါ့နော်တော်တော်လေးရုပ်လုံးပေါ်သွားတယ်ပြောလို့ရမယ်ဟိုဟာလွန်ခဲ့တဲ့2 နှစ်3 နှစ်လောက်တည်းကကျွန်တော်ရဲ့ဟိုဟာ John Rainey Green ဆိုတဲ့ page ကိုတည်တာမသိဘူးအဲ့ဒီက Matt Theory ဆိုရင်ပေါ့နော်ကျွန်တော်တို့2 ယောက်ရဲ့ဝတ္ထုတိုတွေကိုပေါင်းပြီးတော့ထုတ်မယ်ဆိုပြီးတော့စာမူကျမ်းတွေစုထားပြီးတော့မထုတ်ဖြစ်တာပေါ့နော်အခု2 နှစ်လောက်လာမသိဘူးအခုကြာပြီးတော့မှတကယ်ဟိုဟာပေါ့နော်ဒီဟိုဘယ်လိုပြောရမလဲအဖုံးတွေရောအတွင်းတွေကစာစီရာတွေရောဘာတွေရောအကုန်ပြီးသွားပြီကျွန်တော်တို့စာအုပ်တိုက်ကိုထုတ်ပို့ပြီးတော့ရိုက်ဖို့ရဲ့အမှားစာလေးရေးဖို့ရဲ့အဲ့ဒါပဲကြံတော့တာပေါ့နော်အဲ့ဥစ္စာ2 ခုပြီးသွားလို့ရှိရင်တော့ထုတ်လို့အဆင်ပြေတော့ပြီပေါ့နော်အဲ့ဒီကတော့အဓိကကတော့ကျွန်တော်တို့ကဝတ္ထုတိုတွေပဲပေါ့နော်ခဏလေးနော်ကျွန်တော်ဒါဆိုရင်တိတ်မကြခင်မှာလင်းနေခဲ့ဒီဝတ္ထုလေးကိုစာအုပ်အနေနဲ့ပေါ့နော်အပြင်မှာလက်တွေ့လို့မြင်ရတော့မှာပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်ခဏလေးနော်ကျွန်တော်ကဲ့ပါအားပေးဖို့စောင့်နေပါမယ်လို့ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်အဲ့ဒါလေးကိုမှန်တော့အရင်ပြချင်ဟုတ်ကဲ့ကြည့်ချင်ပါတယ်အမတီရီဆိုအမအလွယ်တကူ share လို့ရလား share လို့ရရင် share လိုက်ပါလိုက်စောက်အဖုံးနေကျွန်တော်ကဟိုဟာ iPad ထဲကနေဟိုဟာပို့နေအောင်မယ်မတို့ဒီ participant တွေကတော့မိခွန်းလေးထပ်တော့မတက်လာတော့ဘူးเนาะဟုတ်မေးစင်တာရှိလို့ရှိရင်ဆွေးနွေးလို့ရပါဟုတ်ရရဟုတ်မတ်ဖြူနယ်ဝင်ရမေးလို့ရအောင်မလားမသိဘူးတဲ့မေးလို့ရပါရဲ့မတ်ဖြူလေးရပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်လင်းနဲ့ဆိုတော့ဟိုလေမင်းစင်တာတဲ့စဉ်းစားကြပုံများတာပေါ့နော်အဓိကအားဖြင့်ဒီလင်းminimalism တော့မဟုတ်ပေမဲ့လည်းဒီပိုင်ဆိုင်မှုများလေ pollution ဖြစ်တဲ့ဟာပေါ့နော်အဲ့ဟာကြတော့ကျွန်တော်တို့ကဟိုလေဘယ်လိုမျိုးလူအများစုကကြတော့ဟိုလေဘယ်လိုခေါ်လဲစိတ်ကက်ခံထားတာကြတော့ပိုင်ဆိုင်မှုများများရှိခြင်းကြော်ပါခြင်းပေါ့လေနော်အဲ့ဒီအမြင်ပိုရှိကြတယ်ပေါ့နော်ပိုင်ဆိုင်မှုအ ਨੇ ချင်းကိုတိတ်ပြီးတော့ဟို prefer မဖြစ်ကြဘူးပေါ့လေဆိုတော့အဲ့လိုပုံစံမျိုးထားပါတော့နော်ဒီဝါဒကလည်းကြီးစိုးဖို့လိုအောင်လေနော်pollution ကိုထိန်းဖို့အတွက်ဆိုဒီလိုဝါဒကိုပြည့်ကျယ်ပြန့်ပြန့်ဖြစ်အောင်ဆိုရင်လင်းနစ်ကဘယ်လိုမျိုးအကြံပေးခြင်းလဲပေါ့နော်ခုနကတော့ဟုတ်တယ်လင်းနစ်ရဲ့ personal အလေးအရာတော့ကိုတီပိုင်ဆိုင်မှုနည်းနည်းဆိုတဲ့ဟာကိုကျင့်သုံးနေပေါ့လေဒါပေမဲ့အများစုဒီဟာကိုဒီဝါဒကိုလက်ခံမှုဆိုရင်ဘယ်လိုမျိုး influence လုပ်ရင်ပိုကောင်းလဲပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဒီ capitalism ကကိုရီအနေနဲ့ဆိုရင်လည်းမတိလိုက်မတိပါတာအလွှမ်းမိုးခံရတဲ့ဟာမျိုးပေါ့နော်အလွှမ်းမိုးခံရတာမျိုးဆိုတော့ဘာလို့နေလူကသက်ဆိုင်နေအောင်လေနော်အဲ့တော့ stereotype နဲ့ပတ်သက်ပြီးတော့လွှမ်းမိုးခံရတာရောတစ်ခါတည်းကိုပြန်မေးခွန်းထုတ်ရတဲ့ဟာမျိုးနော်ငါလိုချင်လို့လားဒါမှမဟုတ်အများကငါ့ကိုလိုစေချင်လို့လားဆိုတော့ဟိုအများမေးခွန်းတွေလည်းအများကြီးပို့ပြီးတော့ဖြစ်လာစေရပေါ့လေဒီအတွက်ကိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဟိုမေးချင်တာတော့ပထမအပိုင်းပေါ့နော်အဲ့ဟာလေး influence ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဒီနေ့အမြင်သိချင်ပါတယ်ကျေးဇူးဟုတ်ကဲ့အဲ့ဒါကကျွန်တော်နည်းနည်းတော့အဲ့မေကုန်းကိုကျွန်တော်တခြားပေါ့နော်တခြားဟာတွေ join နေကျွန်တော်ထက်အဲ့လိုအများကြီးသိရပေါ့နော်အဲ့လိုမျိုး senior ကြတဲ့အဲ့လို academic တွေစာရေးသူတွေစာရေးဆရာတွေစာရေးဆရာမတွေအဲ့လိုမျိုးတွေဆိုရင်လည်းကျွန်တော်အဲ့မေကုန်းကိုမေးတယ်သူသဖြင့်ကျွန်တော်တို့ကျတော့ဒီ queer community ပေါ့နော် queer community နဲ့ပတ်သက်ပြီးတော့ဒီလိုဟာမျိုးတွေကိုဘယ်လိုကြည်ကြဲပြန့်ပြန့်ဖြစ်အောင်ဒီလို feminist အတွေးခေါ်တွေဘယ်လိုကြည်ပြန့်ဖြစ်အောင်လုပ်ရမလဲဆိုတဲ့ဟာမျိုးကျွန်တော်မေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းမေးနေရဆိုတော့အဖြေကတော့ကျွန်တော်ကလည်းဖြေကောင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ဒီကျွန်တော်အမြင်ကတော့ကိုယ်တိုင်လည်းဒီစာရေးလို့လာတော့မသိဘူးပေါ့နော်ဒီစာပေတို့အနုပညာတို့ပေါ့နော်အဲ့လိုမျိုးတွေကနေမှတဆင့်ဒီဟာတွေကိုအဲ့လိုမျိုးဒီအတွေးခေါ်တွေကို
လူတွေကြားထဲထည့်ပေးနိုင်လို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေလာမလားပေါ့နော်အဲ့လိုတော့မျှော်လင့်မိတယ်ပေါ့နော်ကျွန်တော်လည်းတခြားတော့ဘယ်လိုလုပ်ရမလဲဆိုတာတော့အရင်တော့မသိဘူးဗျာဟုတ်ကျွန်တော်ကိုယ်တိုင်လည်းမေးနေတယ်မေးကုန်မှမလို့ Okay ဟုတ်ကျေးဇူးပါလေးနဲ့ဆိုတော့အတူတူအဖြေရှာကြည့်ကြပါဗောလေကိုကအဖြေလိုက်ရှာရင်ဟုတ်ကျေးဇူးပါ ဟုတ်ကဲ့ဟုတ် ကဲပါမဖြူလေးမိကွန်းအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ထပ်ပြီးတော့သိချင်စရာလေးတွေပို့ပြီးတော့ညားသွားတာပေါ့နော်ကဲပါလင်းနေဒါဆိုလို့ရှိရင်ဒီအမတို့ချိန်လေးပြည့်ပြီဆိုတော့ပေါ့နော် session လေးကိုညီကုန်းချုပ်လိုက်ပါမယ်လို့ဟိုလာရောက်ပြီးတော့ပေါ့နော်တေချာလေးဆွေးနွေးပြီးတယ်ပြီးတော့ဒီချိတ်ဆက်ပြီးတော့ပေါ့နော်အများကြီးပြပေးသွားရဲ့လင်းနေကိုတခြားအချိန်ပေးပြီးတော့ပေါ့နော်ချိန်ပေးပြီးတခြားလေးပြပေးသွားရဲ့လင်းနေကိုလည်းကျေးဇူးတင်ချင်ပါတယ်ပြီးတော့လာတက်ရောက်ပေးတဲ့ participant တဦးတစ်ယောက်ချင်းစီစိတ်ဝင်စားနေတခြားနားထောင်ပြီးတော့ပေါ့နော်တမိုးရှိရဲ့အချိန်လေးကိုမျှဝေပြီးတော့ဒီ session လေးကိုလာ join ပေးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုနောက်ထပ်လဲပေါ့နော်နောက်လာမှာလဲPepe Feminist ကနေပြီးတော့ဒီ voice ရဲ့ webinar series လေးရှိပါအောင်မယ်ပေါ့နော်ဆိုတော့ဘလို့စိတ်ဝင်စားစရာ topic လေးနဲ့ဒီနောက်လာမှာလာရောက်မလဲဆိုတာလေးဆက်ပြီးတော့ဆောင်စားပေးပါအောင်လို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဒီနေ့ကျေးဇူးပါနော်